top ဖြစ်တဲ့ main ကလေးပေါ့နော်ဒါတာမန်အဖြစ်ဆိုဒီလိုဒီ Muslim community မှာဒီလို main ကလေးမတော်တာမရှိဘူးပေါ့နော်ဘာလို့ပြန်ပြောရဲတာပြော foreigner တယောက်ကိုလမ်းပြန်ပြောဆိုအဲ့မှာစပြီးတော့အမ offer စားလုပ်တယ်ဆိုတော့အဲ့မှာပထမဆုံးအမအလုပ်စားရတယ်မမြတနာဦးဒီမြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့ပထမဆုံးလုပ်ကိုင်ရှာဖွေ platform ဖြစ်တဲ့မိုင်းကျော်မြန်မာရဲ့ chairwoman တူဖြစ်ပါတယ်ပေါင်း20ကျော်ပြီပေါ့နော်အမအလုပ်စားလုပ်တဲ့ဆိုမှာနှစ်ပေါင်း20ကျော်တယ်အမမှာ local ရှိတယ် overseas ရှိတယ်အဲ live တစ်ခုလုံးပြောရမယ်ဆိုအမအကုန်လုံး against လုပ်တာလူကျင်တာအကုန်လုံး against လုပ်တာ for example အမရဲ့ culture ရဆိုရင်အမတို့ပေါင်ကွဲတွေပါသုံးမကြိုက် I like it ဟုတ်တယ်မလားသူက religion မကြိုက်တာ religion တမမကြိုက်တာငါကြိုက်တာလေ I'm Just Group ကို international brand ကနေမြန်မာနိုင်ငံသားပိုင် brand တို့လွှဲပြောင်းရမှာဦးဆောင်ရသူလည်းဖြစ်ပါတယ်Global Startup Awards GSA ကပေးရတဲ့ Ecosystem Hero of the Year 2023 Global Winner အဖြစ်ရွေးချယ်ခံရတဲ့အပြင် Southeast Asia ရဲ့ Global Ambassador အဖြစ်ခန့်အပ်ခံခဲ့ရသူတူလည်းဖြစ်တယ်။အခြားအပြည်ပြည်ဆိုင်ရာစုတစိတ်များစွာကိုလည်း Women Empowerment နဲ့ Leadership ခေါင်းစဉ်တွေအောက်မှာရရှိထားသူတူဖြစ်ပါတယ်။နောက်တစ်ပိုင်းကတော့ကိုနဲ့ live ဖတ်ဆုံးအလုပ်ကိုင်ဘယ်လိုရှာဖွေရမလဲပေါ့နော်ဆိုတကယ်ပဲ9 to 5 job ကြီးอ่ะသိရမလားတချို့တွေဆိုရင်ဒါ corporate life ကြီးอ่ะဘဝမရှိဘူးလို့အဲ့လိုပြောနေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါကcontroversial topic လည်းဖြစ်မယ်လို့ထင်တယ်အမကဘယ်လိုမြင်လဲအမတို့နိုင်ငံမှာကငါထက်တာတဲ့ပြဿနာရှိတယ် hotel life မှာစအလုပ်ဝင်တဲ့ချိန်မှာတော့အမဘာနဲ့စဝင်တော့ waitress နဲ့စဝင်သွားတယ်ဒါပေမဲ့အမရဲ့ big dream ကအမ group GM ဖြစ်မယ်ဆိုတော့တာတူတယ်အမအသက်18တုန်းကဆိုရင် foreigner ပေါ့အမရဲ့boss ကိုအမဖန်ခွက်နဲ့ယူကောက်ပေါက်တာသူပြောတာမှားတယ်ဆိုပြီးအဲ့လောက်ထိ aggressive ဖြစ်တဲ့ဟာပေါ့ဆိုတော့ young blood ဖြစ်တဲ့အတွက်လောက်တာမှန်တယ်ဆိုတဲ့ဟာအရင်လောက်တယ်ဆိုတော့အသက်အရွယ်ပိုင်းခြားရှိလာတဲ့အခါကျတော့ဘာလို့လဲဆိုတော့လေကြိုက်မကြိုက်ကိုမကြိုက်ဘူးပြောနေတယ်ပြုံးတက်လာ2025မှာလူငယ်တိုင်းတိကိုတိထားတဲ့ scale လေးဆိုတာဘာဖြစ်ဝန်ထမ်းလုပ်ခဲ့တဲ့အချိန်မှာအမဘာကိုစဉ်းစားတာလဲဆိုတော့ဒီအလုပ်ကငါအလုပ်ဆိုရင်ငါဘယ်လိုမျိုးစဉ်းစားမှာလဲဒီအလုပ်ကငါအလုပ်ဆိုတော့အမြဲတမ်း entrepreneurship ကို mindset ကိုထည့်ထားတယ်အဲ့တော့အလုပ်ရှင်ကကိုယ့်ကိုပေးတဲ့ opportunity ကအဲ့ဒါပဲသူမဟာမြန်မာအမျိုးသမီးတွေအတွက်တကယ်ကိုလိုအပ်တဲ့ women empowerment လူငယ်တွေအတွက်လုပ်ငန်းပိုင်းမှာလိုအပ်တဲ့လမ်းညွှန်မှုတဲ့ mentorship တွေကိုဦးဆောင်ပြီးတော့မျှဝေပေးနေသူတို့လည်းဖြစ်ပါတယ်ဒီမြန်မာနိုင်ငံမှာဓမတ်အဖြစ်ဆုံးအလုပ်ကိုင်နေဆိုလို့ရှိရင်ဘာဖြစ်မလဲမြန်မာတွေကိုချစ်တယ်မြန်မာတွေချစ်တယ်အမဒီလည်းမြန်မာမှာမွေးပြီးမြန်မာမှာတည်ရမယ်မိန်းမတယောက်ဖြစ်တဲ့အခါကျတော့အမတို့နိုင်ငံကိုအမတို့ဘာလုပ်ပေးနိုင်လဲဆိုတာအမစဉ်းစားတယ် degree တစ်ခုခုမရဘဲနဲ့အလုပ်ကိုင်ကောင်းကောင်းရနိုင်လားမိုင်းကျော်မြန်မာကနေဦးဆောင်တဲ့ non-profit program ဖြစ်တဲ့ My Story ကိုလူငယ်တွေဘဝတိုးတက်ရေးအတွက်ဦးဆောင်ပြီးတော့အလုပ်ကိုင်ခွင့်လန်းကောင်းတွေရရှိရတဲ့ပညာရေးပိုင်းမှာပုံမတိုးတက်မှုရရှိလာစေဖို့အတွက် workshop တွေ program တွေကိုလည်းဦးဆောင်ပြီးတော့ဖန်တီးနေသူတို့ဖြစ်ပါတယ်။ဆိုတော့ဒီ competitive ဖြစ်တဲ့ market မှာကိုတကယ်ကျွမ်းကျင်တဲ့အလုပ်မှာလစာကောင်းကောင်းနဲ့ရနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုတွေ strategy နဲ့သွားတင်အလုပ်ရှင်တွေသဘောကျတဲ့အလုပ်သမားသို့မဟုတ် employee ကဘယ်လိုပုံစံမျိုးဖြစ်မလဲကဘာကြီးကမင်းကိုနေရာပေးဖို့ဒီမဆောင်တာဘာပဲငါဆောင်နေရာစာရင်ရှာတယ်Hello အားလုံးပဲမင်္ဂလာပါ Honey Bee ရဲ့ဝေမြောက် podcast အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဝေမြောက် podcast ရဲ့ career talk series ဆိုလို့ရှိရင်တော့လူငယ်တွေအတွက် career ဘိုင်းမှာအလုပ်ကိုင်ဘိုင်းမှာတကယ်လိုအပ်တဲ့ကြံ့ကြံကောင်းတွေ career insights တွေကို CEO တွေ professional တွေ business owner တွေနဲ့ artist တွေကိုဖိတ်ခေါ်ပြီးတော့ဝေမျှပေးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ဒီနေ့ Honey မေးခွန်းမေးသွားမယ့် topic လေးอ่ะဆိုရင်တော့ကိုနဲ့ live ဖတ်တဲ့အလုပ်ကိုင်ကိုနဲ့ live ဖတ်ဆုံးအလုပ်ကိုင်ကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့ topic လေးဖြစ်ပါတယ်ဒီ topic ကိုဆွေးနွေးဖို့အတွက်အသင့်တော်ဆုံးကတော့ဟနိဒီနေ့ဖိတ်ခေါ်ထားတဲ့ဒါမိုင်ကျော်မြန်မာပေါ့နော်မြန်မာနိုင်ငံမှာအကြီးဆုံးဒါအလုပ်ကိုင်ရှာဖွေ platform ဖြစ်တဲ့မိုင်ကျော်မြန်မာရဲ့ဒါ chairwoman ပဲကိုင်ရှင်ဖြစ်သူအမမြတနာဦးဖြစ်ပါတယ်အမမင်္ဂလာပါမင်္ဂလာပါရှင်ဟာWe Meow Podcast Sharing is caringမဒီနေ့အရင်လာနေတော့မိုင်ကျော်ရဲ့ theme နဲ့ပေါ့နော် It's a branding တော့မိုင်ကျော်မြန်မာမှာအမလှုပ်လာတာတော်တော်လေးကြာပြီအမနဲ့တည်ရလဲနေလို့တော်တော်ကြာပြီဆိုတော့အမအရန်အလုပ်တဲ့စူးစမ်းတဲ့ထဲမှာပါတယ်အဲ့လိုလှုပ်တဲ့အခါမှာဆိုလို့ရှိရင်လည်းအရန်အများနဲ့ active ဖြစ်တယ်အဲ့ဒါတွေမဟုတ်ဘူးအမအများနဲ့အနောက်ကဒါကိုယ့်ရဲ့ဝန်ထမ်းတွေပဲဖြစ်ဖြစ်အမနဲ့အတူတူအလုပ်တွဲလုပ်တဲ့သူတွေကိုပဲဖြစ်ဖြစ် collaborate လုပ်တယ်တွဲခေါ်တယ်ကိုယ့်အတွက်ကိုအလုပ်လုပ်နေ community impact အတွက်အများကြီးလုပ်နေတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့အမကို drive လုပ်နေတဲ့အရာလေးတစ်ခုကဘာလေးဖြစ်မလဲဆိုတော့အမအမြဲတမ်းinformant လုပ်တဲ့ဟာမှာ၃ချက်ကြည့်ရပေါ့တစ်ချက်ကကြတော့ purpose ပေါ့နော်အမဘာလုပ်နေလဲဆိုတဲ့ဟာ purpose ကိုကြည့်တယ် second ကကြတော့ energy ပေါ့အမမှာရှိတဲ့ energy ကိုအမဘယ်လိုမျိုး
combine လုပ်မလဲပေါ့နော်ဘယ်လိုလုပ်မလဲဆိုချင်တက်ကကြတော့အမ focus လုပ်တယ်ပေါ့နော်ဆိုတော့ဒါကအမရဲ့ career တစ်လျှောက်လုံးမှာအဲ့ဒီ၃ခုကအမြဲတမ်းကြည်ထားတယ်ဆိုအဲ့ဒီ၃ခု balance ဖြစ်တဲ့အတွက်အမအမြဲတမ်းကြည် active ဖြစ်တယ်အမြဲတမ်း smile ဖြစ်တယ်အမအမလုံနိုင်တဲ့စွမ်းရည်အကုန်လုံးလုံနိုင်ဆိုတော့အဓိကအမ purpose လေးကြည့်တယ်အဲ့ဒီ၃ချက်ကတော့အမကိုတကယ် drive လုပ်တဲ့အချက်တွေမှာပါပါတယ်အဲ့ဒီ၃ခုကတော့အမကိုမြင်လိုက်တာနဲ့ဒါအမရဲ့ brand ခုအနေနဲ့မြင်လိုက်တာနဲ့သိရတယ်ပေါ့နော်ပထမဦးဆုံးဒါကိုနဲ့ live ဖတ်တဲ့အလုပ်ကိုင်ဆိုအမပထမဦးဆုံးလုပ်ခဲ့တဲ့အလုပ်ကဘာများဖြစ်မလဲအဲ့အလုပ်ကအမကိုဘာတွေသင်ပေးခဲ့တာမရှိလဲအမတို့တုန်းကကျတော့အမက85ပုံပေါ့နော်ဆိုတော့အမစပြီးအလုပ်လုပ်တဲ့အချိန်မှာအမ10တန်းအောင်ပြီးတော့အမစပြီးအဲ့လိုဘာသာရေးကျောင်းတစ်ခုမှာအမအဖေကတင်တန်းတက်ခိုင်းတဲ့အချိန်မှာအမပထမဆုံးအလုပ်ရတယ်လို့ပြောလို့ရတယ်အဲ့ဒါဘာလဲဆိုတော့အမစပြီးရောအဲ့ဒီတင်တန်းကိုတက်ဖို့သွားတဲ့အချိန်မှာအမညာဘက်ကဝင်ရမယ်ဘယ်ဘက်မှာဘာလို့ဆိုတော့ foreign organization တစ်ခုကနေပြီးလာပြီး interview လုပ်နေရပါတော့ဆိုတော့ HIV prevention အတွက်ကိုသူကဒီလက်ရှိတဲ့ဘာသာပေါင်းစုံ campaign လုပ်မယ်ဆိုလာလုပ်ပြီးတော့ interview တဲ့အချိန်မှာဟိုဘက်က interviewer နဲ့ interview နဲ့သူကစကားပြောနေအမကဘာ override ဆိုတော့အမဝင်နေရင်လှမ်းမြင်လိုက်တဲ့အချိန်မှာအမတခုက crap မဖြစ်ဘူးဆိုလှမ်းပြီးပြောလိုက်တာအဲ့ဒါကိုသူတို့ဘက်ကနေစပြီးတော့အရန်top ဖြစ်တဲ့ main ကလေးပေါ့နော်ဒါတာမန်အဖြစ်ဆိုဒီလိုဒီ Muslim community မှာဒီလို main ကလေးမတော်တာမရှိဘူးပေါ့နော်ဘာလို့ပြန်ပြောရဲတာပြော foreigner တယောက်ကိုလမ်းပြန်ပြောဆိုအဲ့မှာစပြီးသူတို့အမ offer စားလုပ်တယ်ဆိုတော့အဲ့မှာပထမဆုံးအမအလုပ်စားရတယ်ဆွာလို့ရတယ်ပေါ့အလုပ်ရတယ်ပြီးအမရဲ့ပထမဆုံးလစာကဒေါ်လာ300နဲ့အမစပြီးအလုပ်ရတယ်ဆိုတော့အဲ့ဒီမှာပထမဆုံးအမရဲ့အတွေ့အကြုံကအဲ့ဒီကနေစတာပါရှင်ဟုတ်အဲ့တော့ပထမဆုံးအလုပ်ကအမဘာတွေများတင်ပေးလိုက်လဲအလုပ်မလုပ်ခင်နဲ့အလုပ်လုပ်ပြီးရဲ့အခါမှာဘာတွေပြောင်းလဲသွားလဲမအလုံးလို့ပြောလိုက်တာနဲ့ပထမဆုံးဘာရတယ်လဲဆိုတော့ကိုကအခုမှ10တန်းအောင်ပြီးတဲ့ကလေးဖြစ်တဲ့အတွက် young blood ဖြစ်တယ်ကိုလှုပ်ချင်တာအရင်များဒါပေမဲ့ကိုအလုတ်ထဲရောက်သွားတဲ့အချိန်မှာဘာကိုစပြီးလေ့လာခွင့်ရပါလဲဆိုတော့ listening ပေါ့ဆိုတော့ကိုပြောတာကြီးပဲပြောခွင့်မရှိတော့အိမ်မှာကျတော့ကိုကပို့ကြလို့ရတယ်ကိုရဲ့တငယ်ချင်းတွေပို့ကြလို့ရတယ်ဒါပေမဲ့ကိုအလုတ်လုပ်တဲ့အခါကျမှကိုရဲ့ culture ကစတင်သွားတော့ပထမဆုံးစပြီးအမ learning လုပ်လိုက်ရတဲ့ဟာ learning ပေါ့နော်ဆိုတော့ကိုကောင်းကောင်းနားထောင်တတ်တဲ့အကျင့်ရသွားတယ် second ကကျတော့အမ communicate လုပ်တတ်လာတယ်အဲ့တော့အကြီးဆိုရင်လည်းဘယ်လိုပြောရမလဲအငယ်ဆိုရင်လည်းဘယ်လိုပြောရမလဲဆို second ကအမအတွက်အတွေ့အကြုံက communication ဖြစ်တယ်တတိယတစ်ခုကဘာလဲဆို responsibility ပေါ့နော်အဲ့တော့အမကအလုပ်လုပ်ခပြီးဖြစ်တဲ့အတွက်သူတစ်ဖက်သားအမကို assign ချထားတဲ့ task ကိုစလုပ်ကြတာဖြစ်တဲ့အတွက်သူများရဲ့အခကြေးငွေကိုစယူရပြီးဖြစ်တဲ့အတွက်အမပေးဆက်ကမဲ့ဟာတွေအမသိလာတယ်ဆိုတော့အဲ့ဒီ၃ချက်ကတော့အမရဲ့ပထမအဆုံးအလုပ်မှာအမစပြီးသင်ယူခဲ့ရတယ်အဲ့ဒီကနေလည်းယနေ့အထိပေါ့အခု I am ပေါ့နော်ဆိုတော့ဒီနေ့မမြတ်တနာဦးအနေနဲ့မတက်ရနိုင်တာဆိုတော့လည်းဒီ၃ခုကနေစပြီးသင်ခဲ့ရတယ်လို့ပြောလို့ရမယ်ဆိုတော့ဒါအမရဲ့ပထမအဆုံးကြာနေပါရှင်ဟုတ်ကဲ့နောက်တစ်ခုကတကယ်လို့အမလုတ်ခဲ့တဲ့အတွေ့အကြုံတွေထဲမှာဆိုလို့ရှိရင်တခါတလေအလုပ်လုပ်လို့ရှိရင် loss ဖြစ်သွားတာမျိုးရှိခဲ့ဘူးလားပေါ့နော်အဲ့ဟာကိုဘယ်လိုမျိုးပြန်ရှာဖွေလဲပေါ့နှစ်မျိုးရှိခဲ့တယ်တစ်ခုကကြတော့အလုပ်တွေမှာကအမတို့ career မှာလည်း loss ဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့အမတို့ Asian culture မှာဆိုရင်ဒီအမတို့မြန်မာတွေရဲ့ culture ကကြတော့မိဘတွေရဲ့ dream ကိုအမတို့ကလူငယ်တွေကတိဆောက်ကြတယ်ပေါ့နော်ဆိုတော့အမ10တန်းတက်ထဲကအဖေနဲ့အမပြောတယ်အမစီးပွားရေးအရန်လုပ်ချင်တယ်အမပတ်စံမိုက်တမိန်းမာတွေမှာပါတယ်လို့ငွေတွေကိုမြင်နေရရင်သဘောကျတယ်မိန်းမာတွေမှာပါတယ်ဒါပေမဲ့အဖေကကြတော့သူ့ dream ကိုအမကိုတိဆောက်ခိုင်းတယ်ဆိုတော့သူတို့ကအမကိုတော့ရွေးချယ်ခွင့်တော့ပေးတယ်ဒါပေမဲ့ခြေပိတ်ခေါင်းပိတ်ရွေးချယ်ခွင့်လို့ပြောလို့ရမှာပေါ့နော်ဆိုတော့အမကို date တက်ချင်တယ်ဆိုရင်သမီးဥပဒေယူရမယ်ဒါမှမဟုတ်ဘူးဆိုရင်အဝေးတင်တက်ပပနဲ့တူဆိုင်ထိုင်ဆိုတော့လူငယ်ဆိုတော့ date တက်ချင်တယ်ခါကျတော့ကိုတကယ်လှုပ်ချင်တဲ့ဟာအမအမှတ်အများကြီးမြင်တယ်အမ engineer ထိမိတဲ့အမှတ်မှာအမမကြိုက်တဲ့ major ကိုစယူရတယ်ဥပဒေဆိုတော့အမတို့ကြောင်းတက်တဲ့အချိန်မှာအမရဲ့ career ပေါ့နော် career မှာ break ဖြစ်လာတဲ့အခါကျတော့ဘာကိုပြန်ပြီးယူလို့ရလဲဆိုတော့အဓိကဘယ်လောက်ပဲအမတို့ကကိုမကြိုက်တဲ့အလုပ်ကကိုရှေ့ရောက်လာမယ်ကိုဘယ်လိုမျိုး switch လုပ်သွားတဲ့ဟာမျိုးပေါ့နော်အဲ့လိုပဲအလုပ်မှာလည်းဒီလိုမျိုးရှိခဲ့တာပဲဆိုတော့လေအဓိကဘာကိုပြန်လုပ်လိုက်တာလဲဆိုတော့ clarity ပြန်သွားလိုက်တာပေါ့နော်ဆိုတော့ငါဘယ်ဟာကိုပိုကြိုက်တာလဲငါဘယ်အလုပ်ကိုပိုကြိုက်တာလဲဆိုလူငယ်တော်တော်များများမှာဖြစ်နေမယ်ဒီခေတ်ကလူငယ်တော်တော်များများမှာအရန်လုပ်တယ်ငါအများကြီး so much လုပ်တယ်ငါမှာ responsibility တွေတခါကျရင်သူတို့ကိုသူတို့ပြန်ပေးလိုက်ရင်သူတို့loss ဖြစ်နေတယ်။ငါမရောက်ဘူးငါမရဘူးဆိုတဲ့ဟာမျိုးဖြစ်တယ်ဆိုတော့အဓိကအမဒီကနေပေးချင်တဲ့ message ကအမတို့တုန်းကလည်းဖြစ်ခဲ့တဲ့အတွက်အမတို့ဘာလို့ clarity ပြန်ယူလိုက်တယ်ငါဘာကိုပိုစိတ်ဝင်စားရလဲဆိုတော့အဓိကကိုပြန်ပြီးတော့ဘာကိုပိုလုပ်ချင်တာလဲပေါ့နော်အမြဲတမ်းလူငယ်တွေမေးရမယ့်အချက်က3ချက်ရှိတယ်တစ်ချက်ကကြတော့ဘာလဲဆိုတော့ငါဘာကိုလုပ်ရင်ပျော်တာလဲပေါ့နော်အဲ့မှာ even tired ဖြစ်နေအရင်ပင်ပန်းနေရဆိုရင်ဘာလို့ကိုပျော်လဲပေါ့အဲ့ဒါမျိုးကိုပြန်ပြီးလို့ရတယ် second ကကြတော့ဘယ်လိုပြဿနာမျိုးဖြေရှင်းရင်ကြိုက်လဲဆိုတော့ကိုယ့်ရဲ့ passion ဘောက်ဖြစ်တဲ့ဟာပေါ့နော်ဘယ်လိုအဲ့ကိုယ့်ရဲ့ passion ဘောက်ကိုဘယ်လိုမျိုး solving လုပ်ကြတယ်ပေါ့နော်ပြဿနာတွေ solving လုပ်ကြတယ်မှာပျော်လဲဒါဆိုရင်အမတို့ဘက်ကပြန်ပြီးတော့ clarity ဘက်ကိုပြန်သွားတယ်တတိယတစ်ခုကကြတော့ဘယ်အရာကကိုယ့်ကို make me proud ဖြစ်တာလဲ even pay or salary or something ပေါ့နော်ဆိုတော့အဓိကဘာကိုပြန်မယ်အဲ့ဒီ၃ချက်ကိုအမတို့သိတယ်ဆိုရင်အမတို့က career ပဲဖြစ်ဖြစ်အလုပ်ပဲဖြစ်ဖြစ်shape ပြန်လုပ်လို့ရတယ်အမတို့သွားကျင်တဲ့ right track တွေပြန်ရောက်သွားတယ်ပေါ့နော်ဆိုတော့အဆင်မပြေတာတဲ့ဟာတွေနေရာတကာဖြစ်မှာအဆင်မပြေလို့လည်းဒီနေ့လိုမျိုးဖြစ်လာတာပေါ့အဆင်ပြေတာတွေပဲဖြစ်လာတယ်ဆိုရင်အမတို့အဲ့တနေရာနေပါပဲရက်နေမှာဆိုတော့
အစင်မပြေတဲ့အတွက်ကိုအစင်မပြေတဲ့အတွက်ကိုအစင်ပြေတယ်လို့ပြောမှာအစင်မပြေပေမဲ့အစင်ပြေအောင်နေရတယ်ပေါ့ဒါအခုလက်ရှိဆိုလို့ရှိရင်ဒါမိုင်ကျော်မြန်မာရဲ့ Che Woman နေရာနဲ့ဒါအလုပ်တွေအများကြီးကိုပြီး my story လိုမျိုးဒါ impact ဖြစ်တဲ့เนาะ CSR activity လည်းအများကြီးလုပ်နေတယ်ပေါ့နော်ဆိုတော့ဘယ်လိုဖြစ်လာခဲ့လဲဆိုရင် journey လေးအနည်းပြပြပေးပါဦး sure အမအစပြီးအလုပ်လုပ်တဲ့ဟာနဲ့ပေါ့နော်ဆိုတော့နှစ်ပေါင်း20ကျော်ပြီပေါ့နော်အမလှုပ်ရှားတဲ့ဆင်မှာနှစ်ပေါင်း20ကျော်တယ်အမမှာ local ရှိတယ် overseas ရှိတယ် experience တွေအများကြီးရှိတယ် journey တွေအများကြီးဖြစ်သွားတယ်ဆိုအမရဲ့ career path ကိုပြန်ကြည့်လိုက်တယ်ဆိုရင်အဓိကအမ more focus လုပ်တဲ့နေရာကအမ sales and marketing ပေါ့အဓိကအမကဒီ sales နဲ့ marketing ကိုတွဲထားတဲ့ဟာအမအရင် passionate ဖြစ်တယ် mostly revenue generate လုပ်ကြတဲ့ဟာပေါ့နော်ဆိုတော့ဒါအမကဘယ် industry ပဲပြောင်းသွားအမအဲ့ဒီမှာ focus လုပ်ပြီးနေသွားတာဖြစ်တဲ့အတွက်ကိုသွားတဲ့ journey တိုင်းမှာပြည့်မီရှိတယ်ပေါ့နော်ဆိုတော့ဒီနှစ်ပေါင်း20ကျော်ပြန်ကြည့်လိုက်တဲ့ခါကျကိုဘာရလဲဆိုတဲ့ဟာကိုပြန်တွေးလို့ရတယ်ဆိုတော့တခါကျရင်ပြောတယ်မများဟိုပါပေါ့ဟိုအမတို့ကတခါကျရင်ဟိုဘာလို့ချင်တာလဲကိုပြန်မေးတယ်ပေါ့ popping ဖြစ်ချင်တာလားဒါမှမဟုတ် frame ဖြစ်ချင်တာလား volume လောက်တာလားပေါ့နော်ဆိုတော့ကိုကလူတွေကိုဘယ်လိုမျိုးလောက်တာဆိုအဓိကအမဒီနေ့အချိန်ထိမိုင်ဂျော့ကိုပြန်ယူတဲ့အချိန်ထိပေါ့နော်အရင်အမလုပ်ခဲ့တဲ့ဝန်ထမ်းလုပ်ခဲ့တဲ့အချိန်မှာအမဘာကိုစဉ်းစားတာလဲဆိုတော့ဒီအလုပ်ကငါအလုပ်ဆိုရင်ငါဘယ်လိုမျိုးစဉ်းစားမှာလဲဒီအလုပ်ကငါအလုပ်ဆိုတော့အမြဲတမ်း entrepreneurship ကို mindset ကိုထည့်ထားတယ်အဲ့တော့အလုပ်ရှင်ကကိုယ့်ကိုပေးတဲ့ opportunity ကအဲ့ဒါပဲဆိုတော့လူတွေကတော်တော်များများလူငယ်တွေနဲ့အမတို့စကားပြောကြည့်တယ်အမ mentor ထိုင်တဲ့အချိန်မှာတော်တော်များများလူငယ်တွေက title တွေ salary မှာပိတ်မိနေကြတယ်ငါဘာ action ပြန်လုပ်ပေးရမယ်ဆိုတဲ့ဟာမျိုးမပါလာကြဘူးဆိုတော့အဲ့ဒီမှာမပါလာတဲ့အခါကျတော့ကိုသွားကျင်တဲ့နေရာကိုမရောက်ကြဘူးပေါ့နော်ဆိုတော့ဟိုလန်တော့မှာပြတ်သွားတယ်လို့ပြီးတော့ loss ဖြစ်တယ်လို့ပြီးတဲ့အခါကျရင်ဟာဒီ life ကြီးကအဆင်မပြေပါဘူးဆိုတော့တချို့တော်တော်များများဆိုလည်းအများကြီးတင်နေလိုက်တက်ပြီးတဲ့အခါကျရင်ကိုလိုချင်တဲ့အရာမရဘူးဆိုပြီးတော့ give up လုပ်သွားကြတယ်ဆိုတော့အဓိကပေးချင်တဲ့ဟာကယနေ့အချိန်ထိအမဒီအလုပ်သမားဘဝနဲ့အလုပ်ရှင်ပြောင်းတဲ့အချိန်မှာနှစ်ချက်ကိုအဓိကအများနဲ့ focus လုပ်တယ်တစ်ချက်ကကြတော့ဘာလဲဆိုတော့ငါဘာလုပ်နိုင်တာလဲကိုအများနဲ့ compete လုပ်တယ်သူများနဲ့သွားပြီး compete လုပ်တာမဟုတ်ဘဲနဲ့မနေ့ကမြတ်တနာဦးနဲ့ဒီနေ့မြတ်တနာဦးနဲ့ဘာကွာသွားလဲဘာတွေပို့တိုးတက်အောင်လုပ်ရမလဲဆိုတဲ့ဟာကိုပို့လို့ဖြစ်တယ်ဆိုတော့အဲ့တော့လက်ရှိအချိန်ထိကိုပိုင်လုပ်ငန်းလုပ်လာတဲ့အချိန်မှာလည်းတွေ့ရတဲ့အခက်အခဲတွေအများကြီးရှိတယ်ဒါပေမဲ့အဲ့အချိန်မှာကိုပါပြန်စဉ်းစားရတယ်ဆိုတော့ငါလိုချင်တဲ့အရာက impact လားဒါမှမဟုတ်ငါလိုချင်တဲ့ဟာ title လားပေါ့နော်ဆိုတော့အဲ့နှစ်ခုကိုပြန်တွေးလိုက်တယ်ဆိုရင်ကိုလုပ်တဲ့အရာလေးကပို့ပြီးပေါ်လွင်လာတယ်ပြီးတဲ့အခါကျရင်ဘာကြောင့်ငါဒါကိုလုပ်တာလဲဆိုတဲ့ရည်ရွယ်ချက်လေးပို့ပြီးတော့ပေါ်လွင်တဲ့အခါကျအများနဲ့ well being ဖြစ်တယ်ဒါအမှသွားတဲ့လမ်းကြောင်းလေးပါရှင်ဟုတ်360သွားတဲ့ပုံစံမျိုးပေါ့နော်ပြီးတော့ဒီမိုင်ကျော်မြန်မာဒါအနေနဲ့မိုင်ကျော်မြန်မာကိုအမကူးပြောင်းယူလိုက်တဲ့အချိန်မှာအပြောင်းလဲတွေအများကြီးဟင်းအနေနဲ့တွေ့ရတယ်ပေါ့နော်ဆိုတော့ဘလို့ပြောင်းလဲတွေလုပ်ခဲ့လဲဘလို့ vision မျိုးနဲ့ဘလို့မျိုး impact ရှိတဲ့အလုပ်တွေလုပ်နေလဲမှာsure မိုင်ကျော်မြန်မာကိုပြောင်းလဲတဲ့အချိန်မှာတော့ဟိုကအဓိက challenge ကတော့ပါလဲဆိုတော့အမမြန်မာတွေကိုချစ်တယ်အမဒီလည်းမြန်မာမှာမွေးပြီးမြန်မာမှာတည်ရမယ်မိန်းမတယောက်ဖြစ်တဲ့အခါကျတော့အမတို့နိုင်ငံကိုအမတို့ဘာလုပ်ပေးနိုင်လဲဆိုတာအမစဉ်းစားရတယ်ပေါ့နော်ဆိုတော့ဟိုတုန်းကအမတို့မှာကောင်းတဲ့အချက်ကလေးပါရှိတယ်ဆိုတော့အမတို့မှာ yearly plan လုပ်ကြရဲဆိုတော့အမစပြီးတော့16နှစ်စပြီးအလုပ်စလုပ်ထဲကအမရဲ့ဘာကောင်းတဲ့အချက်ကလေးရဆိုတော့အမတို့ဒီ Banner Institute ဆိုတဲ့အမရဲ့ one of the non government organization train ရတဲ့ဟာလေးကအမတို့ yearly အမတို့မှာ plan ရှိဆိုတော့နောက်3နှစ်နေဘာလုပ်မှာလဲနောက်5နှစ်နေဘာလုပ်မှာလဲဆို plan ရှိထားတဲ့အခါကျတော့အမအသက်16နှစ်ကျောင်းစတက်တဲ့တက္ကသိုလ်စတက်တဲ့အချိန်မှာလေအမကအလုပ်တစ်ဖက်ကျောင်းတစ်ဖက်ဆိုတဲ့ဟာကို balance ကိုအမကောင်းကောင်းနိုင်အောင်လုပ်ခဲ့ရတယ်တစ်ဖက်မှာလည်းနောက်တစ်ခုအလုပ်စဝင်တဲ့အချိန်ကျရင်လည်းဘယ်လိုမျိုးစပြီးအလုပ်မှာဟိုကိုကောင်းကောင်းလေးဟို follower ကောင်းဖြစ်မယ်ပြီးရင် leader ကောင်းဖြစ်လာအောင်ဘယ်လိုလုပ်ခါဆိုတော့အဲ့ဒီ journey ပုံမှာမူတည်ပြီးအမတို့စသွားလိုက်တာဖြစ်တဲ့အခါကျတော့ယနေ့ကို mind job ကိုပြန်လိုက်တဲ့အချိန်မှာဘာလို့စစဉ်းစားရလဲဆိုတော့ကိုလုတ်တဲ့အလုပ်မှာနှစ်ချက်လိုချင်တယ် landing လုပ်နေရလား ending လုပ်ချင်ရလားပေါ့ဆိုတော့ mind job ကိုပြန်ယူတဲ့အချိန်မှာအမဘာကိုရတယ်နှစ်ခုလုံးကတပြိုင်တည်းမှာရတယ်တစ်ခုကကြတော့ landing ကဘာရတာလဲဆိုတော့ကိုယ်တိုင်ကစီးပွားရေးပညာရှင်ကနေပြီးတော့ဝုန်းဆိုပြီး technology တွေကိုထိုးဝင်ရတာcompletely lost ဖြစ်တယ်ပေါ့နော်ဆိုတော့ technology နဲ့မှာ landing လောက်ရတယ်အများကြီးရှိရဲဆိုတော့ကို landing လောက်ရတယ်တစ်ဖက်မှာလည်းကိုက earning ပြန်လောက်ရတယ်အဲ့ဒါ earning ကကြတော့ငွေထက်ပြင်ဘာတွေရတော့ impact တွေအများကြီးရတယ်ကိုနိုင်ငံကကလေးတွေကိုနိုင်ငံမှာရှိတဲ့ community တွေလုပ်ငန်းရှင်တွေကနေပြီးတော့ဒီ digital လေးကိုသုံးပြီးတော့သူတို့လိုချင်တဲ့ဆန္ဒပြည့်သွားအောင်ပေါ့နော်ဆိုတော့လူတွေတော်တော်များလာပြောတယ်ဟာအမရှိကနေပြီးတော့အလုပ်ရသွားတယ်အမရှိကနေအမရဲ့ event ကိုတက်လိုက်တဲ့အချိန်မှာကျွန်တော် confident ရသွားတယ်အမတို့ဒီ program ကလုပ်ရတဲ့ဟာကကျွန်တော်တို့တကယ်ကိုအရန်ကောင်းတယ်ဒါလူငယ်တွေအတွက်လိုတယ်ဆိုတဲ့ဟာကအမအတွက် very satisfying for me ဆိုတော့အဲ့ဒါကအမရဲ့သွားချင်တဲ့ purpose ပေါ့ဆိုတော့အဲ့ဒါလေးဖြစ်ဖို့ရခဲ့တာဆိုတဲ့အခါကျတော့ mind job ကိုလည်း purely commercial မှာနေသလိုတစ်ဖက်မှာလည်းအမတို့ community ပြန်ပြီး impact လုပ်တဲ့ဟာမျိုးသွားရဲဆိုတော့အဲ့တော့စီးပွားရေးရှင်လုပ်ငန်းရှင်တော်တော်များများကတီးတန့်ကြီးမှာတက်ကြီး CSR လုပ်ကြရဆိုတော့အမရဲ့ကံကောင်းတဲ့အချက်ကလေးကအမ CSR လုပ်စီရမလိုဘဲနဲ့အမရဲ့စီးပွားရေးဒီ earning ကို
learning ကိုနှစ်ခုလုံးရတဲ့စီးပွားရေးဖြစ်တဲ့အတွက်အမအများအားလည်း happy ဖြစ်တယ် proud လည်းဖြစ်တယ်အဲ့အတွက်လည်းအမပို့ပြီး energy တွေပို့လုံနိုင်တယ်လို့ယုံကြည်တယ်ရှင်ဟုတ်ကဲ့အမအဲ့လုံနေတဲ့ထဲမှာဆိုရင်ဒီ my story ကိုတတွေ့ရပေါ့နော် my story ဆိုတဲ့နာမည်ကိုဘယ်လိုပေးခဲ့ရလဲ my story ကနေလူငယ်တွေအတွက်ဘယ်လို program တွေဘယ်လိုမျိုး activity တွေရှိနေလဲပေါ့နော်ဆိုတော့နီးလေးပြောရမယ်ဆိုတော့ my နဲ့စရဲဆိုတော့ my job ဆိုတဲ့အခါကျတော့အမြဲတမ်းအမတို့ဟိုကယုံနေသွားတဲ့အခါ my job လို့ပြော your job ပေါ့ my job ဆိုအမြဲတမ်းနောက်ခံရတယ်ပေါ့ဆိုတော့ my story ဆိုတာအမတို့လူတိုင်းပေါ့နော်အဲ့တော့အမတို့ဟိုဘယ်ယာရုဘယ်အခြေအနေမှာဖြစ်လူတိုင်းမှာ story လေးတွေရှိတယ်အဲ့ဒီဟာတွေကစင်မော်ရောက်လာတာနဲ့စင်မော်မရောက်တာရှိတယ်ဥပမာဆိုရင်ဟန်နီလေးကအမကိုဖိတ်တဲ့အတွက်အမဒီကိုရောက်တဲ့အတွက်အမရဲ့ story လေးကတော့စင်ပေါ်ရောက်သွားတယ်ဒါပေမဲ့အမထက်ကောင်းတဲ့ story တွေအမထက်အများကြီးတာတဲ့ story တွေကရှိနေကြတယ် behind ဆိုအဲ့ဒီ my story ရဲ့အဓိကရည်ရွယ်ချက်ကအမတို့နိုင်ငံမှာရှိတဲ့ဟိုရပုံသီးလေးတွေဖြစ်မယ်ဒါမှမဟုတ်ဘူးဆိုတကယ် brand များတွေဖြစ်တဲ့ဟာအမတို့စင်တင်ပေးခြင်းတယ်အဲ့တော့သူတို့ရဲ့အတန်ကိုအမတို့နားထောင်ပေးပါတယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အမတို့ပို့သွားကြတာပေါ့ဆိုတော့ my story ရဲ့ purely ရည်ရွယ်ချက်က အမတို့ non profitable လုပ်ထားတယ်အဓိကအမတို့ဘာလုပ်ပေးနိုင်မယ်ဆိုတဲ့ဟာကိုအမတို့ open ဖွင့်ထားတယ်ကြိုက်တဲ့သူလာယူ volunteer ပေါ့ဆိုတော့သူတို့ရဲ့လိုအပ်တာပညာလိုအပ်တာလားပညာလိုအပ်တယ်ဆိုရင်အမတို့ဘက်ကနေပြီးတော့ဒီဘက်က mentor တွေနဲ့ချိတ်ပေးတယ်ပညာသင်ပေးနိုင်တဲ့လူတွေနဲ့ချိတ်တယ်အလောက်ကင်လိုချင်တာလား my job ဒီ biggest မြန်မာမှာဖြစ်တဲ့အပြင် pioneer job platform အမတို့ပိုင်နေ agency ပိုင်တာဖြစ်တဲ့အတွက်အလောက်ကကြိုက်တာတောင်အမတို့ဘက်ကပေးနိုင်တယ်ဆိုတော့သူအလုပ်လိုချင်တဲ့အလုပ်ပေးတယ်တစ်ဖက်မှာလည်းအမတို့ကဘာထက်ရှိတယ်အမတို့ကကျောင်းနေအများကြီးနဲ့ partner လုပ်ထားပြသူတို့ scholarship လိုချင်တဲ့ intention လိုချင်တဲ့ဒါတွေအမတို့ပေးနိုင်တယ်ဆိုတဲ့အခါကျတော့အဓိကဘာလို့ရလဲဆိုအမ ecosystem ကိုပြန်တည်ဆောက်ပေးထားလိုက်တာတစ်ဖက်မှာလည်း commercial ဘက်ကနေပြီးတော့အမတို့ branding ကိုလုပ်ထားတော့တစ်ဖက်မှာလည်းအမတို့ community အတွက်ကိုအမတို့ဘာလုပ်ပေးနိုင်တာလဲအဲ့ဒါလေးကိုအမတို့ပို့လုပ်ပေးတဲ့အတွက်ဒီ my story လေးဖြစ်လာတော့ my story မှာအမတို့လစဉ်လုပ်တဲ့ program တွေရှိတယ်ပြီးတဲ့အခါအမတို့ run နေတဲ့ activity တွေအများကြီးရှိတယ်အဓိကအဲ့ဒါကတော့လူငယ်တွေအတွက်ကို platform လေးတစ်ခု create လုပ်ထားပေးတာပေါ့အခုလိုမျိုးဝေမျှတို့နဲ့corporate လုပ်တဲ့အချိန်မှာဒူလူငယ်တွေအတွက်ကိုလည်းသူတို့ရဲ့ voice လေးကပို့ပြီးအတန်ထွက်စေခြင်းနဲ့အဲ့ဒါမှကျမတို့ဒီကျမတို့ရဲ့ဒီ gate တွေပို့ပွင့်လာမယ်ပြီးတဲ့အခါကျရင်ဒီသူတို့ရဲ့ opportunity က South Asia တိပို့ပြီးရလာနိုင်မယ်လို့ရည်ရွယ်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့နောက်တစ်ခုကကြတော့ဒီလူငယ်တွေကိုပေါ့နော်လောက်ကင်အခွင့်အလမ်းတွေတိုးပွားစေဖို့အတွက်ကောမိုင်းကျော်မြန်မာဘယ်လို activity တွေလုပ်နေရမျိုးတွေရှိလဲဟုတ်အဓိကတော့ကျွန်တော်တို့တွေကကြတော့ဟိုဘယ်လိုလဲမြန်မာမှာဆိုရင်တော်တော်များများက recruitment လို့ပဲသိကြတာများတယ်ပေါ့နော်ဆိုကျွန်တော်တို့က recruitment ထက်အများကြီးပို့လို့နဲ့ talent acquisition ဘက်ကိုပို့သွားတယ်ပေါ့နော် organization တစ်ခုကနေ well being ဖြစ်တယ်လို့ဒီလူငယ်တွေကလည်းစပြီးတော့ပထမအဆုံးသူတို့လုပ်တဲ့အလုပ်မှာအကောင်းဆုံးဖြစ်စေချင်တယ်ပေါ့နော်အမတို့အများနဲ့နောက်တဲ့စကားရှိတယ်အဲ့ဒါပါလဲဆိုတော့ရီစာဦးကိုပြဿနာမဖြစ်ပါစေနဲ့ပေါ့နော်စပြီးတော့လူငယ်တွေကဒီတက်ကတူစပြီးတော့အလုပ်စဝင်တဲ့အခါကျရင်သူတို့ကဟိုအိမ်ကမိဘတွေကတွန်းလို့ရတဲ့လုပ်ငန်းတစ်ခုကောက်လုပ်လိုက်တယ်ဒါပေမဲ့သူတို့နဲ့ passion ရှိလားဒီမှာသူတို့တကယ်ကြိုက်လားမဟုတ်တော့ဘဲနဲ့ရတဲ့လူရီစာတော်လိုက်ရတယ်ဆိုတော့ရီစာဦးမှာစပြီးတော့ကွဲပြီဆိုရင်အဲ့ဒီလူကစပြီး trauma ဖြစ်ပြီပေါ့ဆိုတော့အမတို့ကဘာစလုပ်ပေးရတော့အဓိကဒီ gap လေးကိုစဖြည့်ပေးချင်တာပေါ့နော်အဲ့တော့ဒီကျောင်းပြီးတဲ့အချိန်ဒါမှမဟုတ်ကျောင်းမပြီးသေးခင်မှာစပြီးဒီကလေးတွေကိုအမတို့ဘက်ကနေပြီးတော့ career readiness ကိုသင်ပေးထားမယ်ဒါမှမဟုတ်သူတို့က career analysis ကိုကောင်းကောင်းသိထားမယ်ဆိုရင်သူတို့သွားမယ့်အလုပ်ကိုင်မှာပို့ပြီးကောင်းတယ်ပေါ့နော်ဥပမာဆိုရင်အမတို့ဆိုရင်ဒီနိုင်ငံတကာစုဒီကျောင်းတွေကိုဖွဲ့တွေကိုယူထားမယ်ဒါပေမဲ့အမတကယ်မလုပ်ဘူးဒီဥပဒေကြီးနေဆိုအမရဲ့အချိန်9နှစ်က waste ဖြစ်သွားတယ်တကယ်တော့အမကြိုက်တဲ့အလုပ်ကိုလုပ်ခွင့်ရမယ်ဆိုအမပို့ပြီးတိုးတက်နိုင်တယ်အဲ့တော့အခုကြည့်လိုက်အမစပြီးအမရဲ့ passion နဲ့ပေါ့ဖြစ်တဲ့ဟာအမလုပ်တဲ့ချိန်မှာအမလိုချင်တဲ့အသက်40မကျော်ခင်မှာအမလိုချင်တဲ့ standing တစ်ခုကိုရရတယ်ဆိုတော့အဓိက mind job ကဘာကိုပို့လုပ်ပေးချင်တာလဲဆိုဒီ journey ကိုလုပ်ပေးချင်တာအဲ့တော့ career analysis ပြီးတဲ့အခါကျရင် career readiness ကိုပို့လုပ်ပေးတယ်အဲ့တော့မှဒီလူငယ်တွေအနေနဲ့ဟိုပို့ပြီးတော့သူတို့သွားချင်တဲ့လမ်းကြောင်းကိုပို့ရောက်ချင်တာပေါ့နော်အဓိကအဲ့ဒါရည်ရွယ်ပြီးအမတို့လုပ်ပေးပါတယ်ရှင်ဟုတ်ဒီလုပ်ငန်းပိုင်းမှာဒီ ecosystem ဆိုတဲ့စကားလုံးဟန်ဒီစိတ်ဝင်စားတယ်ပေါ့နော်နည်းနည်းလေးပို့ပြီးရှင်းပြပေးလို့ရမလား Sure ecosystem ဆိုတော့အမတို့ဒီ360ပေါ့အကုန်ပါတာပေါ့နော်ဥပမာဆိုရင်အလုပ်ငန်းတစ်ခုဆိုရင်အမတို့မှာအလုပ်ပေးတဲ့အလုပ်ရှင်ရှိမယ်ပြီးတဲ့အခါကျရင်အလုပ်လာလျှောက်တဲ့ candidate တွေရှိမယ်အဲ့လိုအမတို့သုံးတဲ့ platform တွေမျိုးရှိမယ် plus အမတို့ရဲ့ policy တွေအများကြီးပါနိုင်တာပေါ့နော်ဆိုတော့ဥပမာဆိုရင်အမတို့ကျောင်းပေါ့အဲ့တော့ကျောင်းကနေအမတို့ကဘွဲတွေအများကြီးရတော့အမတို့ထွက်လာကြတယ်ဒါပေမဲ့ဘွဲနဲ့ထွက်လာပေမဲ့လည်းဒီကလေးတွေကသူတို့ဒီအလုပ်ထဲဝင်ငန်းနေကြရင်ဒီ theory ကပဲပါလာတယ် practical မပါတဲ့အခါကျတော့အလုပ်ရှင်တွေကဘာဖြစ်လဲဆိုတော့အတွေ့အကြုံမရှိလို့အလုပ်မခံဘူးအလုပ်မခံတဲ့အတွက်အတွေ့အကြုံမရှိဘူးဆိုတော့ဒီတနေရာကြီးပြန်လဲကြတယ်ဆိုတော့အဓိကအမတို့ကအကုန်လုံးပါလာအောင်ဝိုင်းထည့်ရတယ်အဲ့တော့ကျောင်းဘက်ကနေစပြီးတော့ဒီကလေးတွေကိုကျောင်းမပြီးခင်မှာဒါလေးတွေသင်ပေးလိုက်မယ်အဲ့တော့ readiness လေးတွေသူတို့ရှိနေရဆိုရင်သူတို့အလုပ်စဝင်နေဆိုဘယ်လောက်လွယ်မလဲအဲ့တော့အလုပ်စဝင်တာဖြစ်တဲ့ employer တွေဘက်ကနေလည်းဘယ်လိုပြန်တွေးလို့ရမလဲအော်သူတို့တွေဒီဒါလေးတွေသိလာဆိုငါတို့ဘယ်လိုနေရာလေးမှာ assign ပြန်ချမယ်ဘယ်လိုမျိုးလေးတွဲခေါ်သွားမယ်ဆိုတော့ဒီ ecosystem ဆိုတဲ့ဟာက well being ကိုပို့ပြောလို့ရတယ်ပြီးတဲ့အခါကျရင်အကုန်လုံးပါတဲ့ဟာပေါ့နော်အဲ့တော့ဟို authority ကနေပြီးဟိုအောက်ကနေပြီး operational level အကုန်လုံးပါဝင်ပြီးပတ်သက်ထားတဲ့ system ကြီးတစ်ခုလုပ်ပေးထားတယ်ဆိုတော့တယောက်တည်းမဟုတ်တော့ဘဲနဲ့အားလုံးပါဝင်ပတ်သက်နေတဲ့ပုံစံမျိုးလေးကိုပို့ပြီးရည်ရွယ်ပါတယ်ရှင်ဟုတ်ကဲ့မဟုတ်နောက်တစ်ပိုင်းကတော့ကိုနဲ့ live ဖတ်ဆုံးအလောက်ကံဘယ်လိုရှာဖွေရမလဲပေါ့နော်ဆိုအဲ့အဖြေလေးကိုနေ့ရင်ဖြေပေးပါ
ကိုနဲ့ live ဖက်တဲ့ဟာကကိုယ့်ရဲ့ decision မှာမူတည်ရပေါ့နော် live ဖက်တဲ့ဟာဆိုတာနှစ်မျိုးနှစ်စားရှိတယ်တစ်ခုကကျတော့ perfect ပေါ့တချို့တော်တော်များများကတော့ကိုကြိုက်တဲ့အလုပ်ကိုလုပ်ချင်တာပေါ့နော်ကိုကြိုက်တဲ့အလုပ်ကိုလုပ်ချင်တယ်ဒါပေမဲ့ကိုကြိုက်တဲ့အလုပ်မဟုတ်ဘူးဆိုရင်ဘယ်လိုမျိုးလုပ်ကြမလဲပေါ့နော်ဆိုတော့အမားအတွက်က perfect တဲ့ဆိုင် progress လုပ်ဖို့တော့ပို့ပြီးပြောချင်တယ်ဆိုတော့ perfect ဖြစ်စေချင်တယ်ဆိုတော့အလုပ်တစ်ခုကို perfect ဖြစ်စေချင်တယ် progress တွေအများကြီးလုပ်တော့မှ perfectionism ကိုရမယ်ဆိုတော့အမားကတော့ progress လုပ်နေရလားပေါ့နော်ကိုတကယ်ကိုဘယ်ဟာကိုကြိုက်တာလဲကိုတကယ်အဲ့အတွက်ကို progress ပေါင်းလုပ်ရလားအဲ့ဒါဆိုတော့ကျင်းတည်တဲ့ perfect ဖြစ်လာမယ်လို့ယုံကြည်တယ်ဆိုတော့ can you do the progress ပေါ့ဆိုတော့အမ progress လုပ်လာပဲမေးရမယ်သဘောလေးရှိပါတယ်ရှင်ဟုတ်ဒီအလောက်ကန်ကိုရှာဖွေရရှိဖို့အတွက်ကြိုတင်ပြင်ဆင်ထားတဲ့အရာလေးတွေကဘာလေးဖြစ်မလဲ sure အခုလက်အမားတို့ရှိမှာပေါ့ဒီ2020နောက်ပိုင်းမှာဆိုရင်တော့တဖြည်းဖြည်းနဲ့တော့အမားတို့ကပို့ပြီးတော့ဒီ soft skill တွေပို့သုံးလာရတယ်များတာပေါ့နော်ဆိုတော့အဓိကအမားတို့ဒီလုပ်ငန်းရှင်တွေဘက်ကနေကြည့်မယ်ဆိုတော့အမားဒီလေလုပ်ငန်းရှင်တယောက်ဖြစ်သွားတဲ့အခါကျရင်ကိုရှိကိုခေါ်မဲ့ကိုရဲ့လုံကိုတူတူတွဲလုပ်မဲ့ကိုရဲ့ team member ကိုလိုချင်တဲ့ expectation တွေရှိသလိုအမားတို့ဒီအလုပ်လာရှောက်မဲ့လူကလည်းအလုပ်ရှင်တွေဘက်ကနေရှိတဲ့ expectation တွေရှိမယ်ဆိုတော့အမားအလုပ်ရှင်ဘက်ကနေရင်စပြီးပြောပေးမယ်ပေါ့အလုပ်ရှင်ဘက်ကဘာတွေကိုပို့ပြီးကြည့်တာလဲဆိုတော့အခုခေတ်ကြီးအနေထားမှာပေါ့ပြောင်းလဲလာတဲ့ဒီ2020နောက်ပိုင်းမှာဆိုတော့ဒီဖြစ်ဖြစ်တဲ့လူတွေက adaptability ကိုပို့ကြည့်ကြသူ adapt လုပ်နိုင်ရဲ့လားပြီးတဲ့အခါကျရင်သူက accountability ရှိလာတော့အမားတို့ရှိမှာတဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်လဲဆိုတော့ဤပညာရဲ့အရန်တိုးလာတဲ့နဲ့မြောက်သူက CV ပဲလားဒါမှမဟုတ် on paper မှာပဲရှိနေရတာပေါ့နော်ဆိုတော့အဓိက accountability လုပ်တတ်တယ်လားဆိုတဲ့စကားကိုပြန်သွားပြောတော့ပေါ့နော်အဲ့တော့ accountability ကိုအမားတို့သွားကြည့်တယ်ပြီး adaptability ကိုလည်းကြည့်တယ်ပြီးတဲ့အခါကျတော့ပြော flexibility ပေါ့နော်အဲ့သုံးချက်ကိုရှိနိုင်နေဆိုရင်တော့ change တွေအလုပ်ရမယ်ပေါ့နော်ဆိုတော့တော်တော်များများပြောကြတယ်အလုပ်တွေရှာနေမရဘူးလို့ပြောကြတာများတယ်ပေါ့ဆိုအမလည်းဒါတော်တော်လေးပြန်ကြားတဲ့အခါကျအမ very surprise ဖြစ်တယ်ဆိုတော့နေ့တိုင်းဒီပါအမတို့မြင်နေရတဲ့အလုပ်တွေမှာနေ့တိုင်းခေါ်နေကြတယ်ဒါပေမဲ့အခုနပြောတဲ့ discipline မရှိလာကြဘူးတော့ငါဘာလုပ်မယ်ဆိုတဲ့ဟာမျိုးမပါလာတဲ့အတွက်ပေါ့နော်ဒီကလေးတော်တော်များများကအလုပ်မရဘူးဆိုတာပြောတော့အမဒီကနေပြီးတော့guarantee ပေးပြီးပြောရတဲ့ဟာကကျင်းတည်တဲ့အခါတကယ်အလုပ်လုပ်ချင်တယ်လို့ရှိတယ်ဆိုရင်တကယ်ကိုအလုပ်ရပါတယ်အလုပ်တွေအများကြီး open ဖြစ်နေတယ်ပြီးတဲ့အခါကျအလုပ်တွေကလည်းအများအားပေါ်တယ်ပေါ့အဓိကကိုဒီလိုအပ်မဲ့ကိုယ့်ရဲ့ skill set ပေါ့ဆိုတော့အမတို့အခုဒီ my story မှာလည်း base ခံပြီးစပြီး drive လုပ်ပေးနေတဲ့အချက်၃ချက်ရှိတယ်တစ်ချက်ကကျတော့အမတို့ skill set ကိုသိဖို့လိုတယ်ကိုကဘယ် skill တွေကိုတက်တာလေဒါမှမဟုတ် best skill တွေဖြည့်ဖို့လိုတာလေ tool set ဘယ်လိုနီးပညာတွေသုံးရမလဲဥပမာဆိုဖုန်းလေးတစ်လုံးနဲ့အလုပ်ရှာတတ်ဖို့လိုတယ်ပြီးတဲ့အခါကျရင်ဘယ်လိုမျိုးကိုယ့်ရဲ့ digital literacy မျိုးကိုသိထားဖို့လဲဆိုတော့ကိုယ့်ရဲ့ tool set ပေါ့ဆိုတော့ကိုကဘယ်လို tool တွေကိုသိထားဖို့လိုအပ်တယ်လဲဆိုရရတယ်အခုခေတ်ကြီးမှာအရင်ပြီးပွင့်သင်းမြင်သာတာဖြစ်တဲ့အတွက်ကြိုက်တဲ့ online ကနေ freeဟာတွေရနေဖြစ်တော့ landing လုပ်လို့ရတယ်တတိယတစ်ခုကတော့ mindset ပေါ့နော်ဆိုတော့အပေါ်ကနှစ်ခုဘယ်လောက်ပဲပြည့်နေကိုယ့်ရဲ့ mindset လေးကမပြင်နာဘူးဆိုရင်တော့ရမှာမဟုတ် mindset ပြင်ဖို့ဆိုတာ price လုပ်ဖို့လုံးဝမဟုတ်ဘူးအဓိကကိုယ့်ရဲ့လက်ရှိရှိရင်းဆွဲကိုယ့်ရဲ့ရှိရင်းဆွဲauthenticity လေးကိုလူတွေကိုပြတတ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အမားတို့အမြဲတမ်းပြောနေတဲ့အချက်က၃ခုရှိတယ် skill set, tool set, mindset အဲ့ဒီ၃ခုပါလာတယ်ဆိုရင် definitely အဲ့ဒီကလေးတွေဒီအမားတို့တာလို့နဲ့ပုံမို့ပြီးတော့အနာဂတ်လှတဲ့ကလေးတွေအများကြီးဖြစ်နိုင်ပါတယ်ရှင်ဟုတ်ကဲ့အမပြောသလိုဆိုလို့ရှိရင်ဒါအဲ့ဒါနဲ့သက်ဆိုင်တဲ့မိကုန်းတစ်ခုဆိုလို့ရှိရင်တော့ hard skill နဲ့ soft skill ပေါ့နော်အဲ့ဒါလေးကိုနည်းနည်းရှင်းအောင်ဟန်ဒီကိုပြပြပေးပါ sure အမားတို့ရှင်မှာနှစ်မျိုးရှိတာပေါ့နော်တော့ hard skill ဆိုတဲ့ဟာကအမားတို့က touchable လုပ်လို့ရတယ်ပေါ့နော်ကင်တွယ်ထိတွေ့လို့ရတဲ့ဟာဆိုအမားတို့က hard skill လို့သုံးကြရတယ်ဆို mostly အမားတို့ technical ပေါ့နော် teach လုပ်လို့ရတဲ့ဟာမျိုးဆိုရင်အမားတို့က hard skill လို့သုံးတယ် soft skill ဆိုတဲ့ဟာက touchable လုပ်လို့မရတယ် human ပေါ့နော်ဆိုတော့ဟန်ဒီကို emotional ဖြစ်တယ်ဟန်ဒီက communication ကောင်းတယ်ဆိုအမားတို့ touch လုပ်လို့မရဘူးဒါပေမဲ့အမားတို့ခံစားလို့ရတယ် sense ပေါ့ human sense လို့ဟာမျိုးဆိုတော့အဲ့တော့soft skill ကဘာတွေပို့ပြီးတော့အခုဒီ2020နောက်ပိုင်းမှာဆိုရင်အမားတို့က soft skill ကိုပို့ဦးစားပေးကြတယ်အရင်တုန်းကတော့အမားတို့ကဘာကိုကြည့်လဲဆိုတော့အမားတို့ hard skill ကိုပို့ကြည့်ကြမှာဘယ်လက်မှတ်ကြီးဘွယ်ကြီးပါမှာဘာလုပ်တတ်မှာဆိုတော့အခုကျတော့တဖြည်းဖြည်းနဲ့လူတွေကဘာကိုပို့ကြည့်လာကြဦးနာကောင်းကောင်း communicate လုပ်ရလားကောင်းကောင်း negotiate လုပ်ခဲ့တာကောင်းကောင်း team work လုပ်တတ်ရလားဆိုတဲ့ဟာမျိုးနဲ့စကြည့်တာဖြစ်တဲ့အတွက် soft skill ကပို့ပြီးအားတာချက်မှာပါလာတယ်ဆိုတော့ soft skill ဒီ 80% ဖြစ်သွားပြီးတော့ hard skill က 20% လောက်ပဲဖြစ်သွားကြတယ်ဆိုတော့လူတွေကိုပြန်ပြီးရိုးလေးပြန်ပြောရမယ်ဆိုရင်လူတွေကို teach လုပ်လို့ရတဲ့ဟာဆိုအမားတို့ hard skill နဲ့သုံးတယ်လူတွေရဲ့sense ပေါ့နော်လူတွေရဲ့ဒီ sense ကိုပြန်တွေးမယ်ဆိုတိထွေးကင်တွယ်လို့မရတဲ့ဟာအမှားတော့ soft skill အနေနဲ့သုံးပါတယ်ရှင်ဟုတ်ကဲ့2025မှာလူငယ်တိုင်းတိကိုတိထားတဲ့ skill လေးဆိုတာဘာဖြစ်မလဲနှစ်ခုကို comparison ပြန်ပြောရမယ်ဆိုအမားတို့ခေတ်တုန်းကကြတော့အလုပ်တွေကအရန်များတယ်ဒါပေမဲ့ optional အရန်မရှိဘူးအခုခေတ်ကျတော့အလုပ်တွေကအရန်တော့များပြီး optional ရှိတယ်ဒါပေမဲ့အဲ့ဒီဟာ focus လုပ်တဲ့လူနည်းလာတယ်ပေါ့နော်ဆိုတော့ဥပမာဆိုရင်အမားတို့ခေတ်တုန်းကဆိုရင်ဒါလူကိုယ်တိုင် physical သွားတဲ့ဟာမျိုးတွေရှိတယ်ဆိုတော့အခါကျတော့ဒီနှစ်ချက်ကိုကြည့်ချင်းအဖြစ်လူငယ်တွေကဘာဖြစ်လာလဲဆိုတော့ variety များလာတဲ့အခါကျတော့သူတို့က focus တွေ loss ဖြစ်သွားတယ်ဆိုတော့ငါဒါလည်းလုပ်ကြည့်ချင်တယ်ဒါလည်းလုပ်ကြည့်ချင်တယ်ဒါလည်းလုပ်ကြည့်ချင်တယ်ဆိုတဲ့ဟာမျိုးဖြစ်ကြတယ်ပေါ့နော်ဥပမာဆိုရင်တော်တော်များများဆိုရင်ဒီfreelance တို့ remote တို့ဆိုရင်ဒါအရန်ဟိုpopping ဖြစ်လာတဲ့ဒီ2025နောက်ပိုင်းမှာဖြစ်လာနိုင်တဲ့trend ကြီးဖြစ်တဲ့အခါကျတော့ဘာမှပို့သွားပြီးဖြစ်လဲဆိုတော့အဲ့တော့ကိုကတကယ်လို့များ free ဒါမှမဟုတ်
ဒါမှမဟုတ်ရင် remove လုပ်ချင်နေဆိုရင်တော့ကို့မှာ base skill တွေအဓိကပါဆိုကိုယ့်ရဲ့ communication ကောင်းကောင်းလုပ်တတ်ဖို့လိုအပ်တယ်ကိုက communicate လုပ်တတ်တော့မှကိုယ့်ရဲ့ skill set ကိုပြလို့ရမယ်ကျန်တဲ့ဟာတွေကိုအရင်သိလို့ရတာမဟုတ်ဘူးဆိုတော့ပထမအောင်ဆုံးကိုယ့်ရဲ့ communication skill ကအဆင်ပြေပြီလားနံပါတ်2ကကြတော့ကိုက adaptability လုပ်ပေးလိုက်နိုင်ရင်လားတချို့ကကြတော့တော်တယ်ဒါပေမဲ့ adapt လုပ်ပေးနိုင်ဘူးဆိုရင်လည်းသူ့မှာ waste ဖြစ်သွားနိုင်တယ်ဆိုတော့ဒါမျိုးတွေကပို့ပြီးလိုအပ်တယ်ပေါ့နော်ဆိုတော့ဒီ2020နောက်ပိုင်းမှာဆို mostly ဒီဟို trend ကလည်းပြောင်းလာတဲ့နေရာမှာတော့ပို့ပြီး technology ဘက်ပို့သွားလာတဲ့အခါကြတယ်များလာတယ်ဆိုတော့အဓိကဘာကိုပို့ပြီး trend လောက်လာကြလဲဆို digital နဲ့ပို့သုံးတဲ့ဟာတွေများလာကြတယ်အဖြည်းဖြည်းနဲ့အမတို့ဒီ physical လုပ်တဲ့ဟာတွေပျောက်သွားနိုင်တဲ့ challenges ကတော့တော်တော်ကြီးကြီးတယ်ပေါ့နော်ဆိုတော့ကိုကအဓိကဘာလုပ်ကမှာလဲဆိုအခုနပြော digital literacy ကိုကောင်းကောင်းနားလည်ထားဖို့လိုတယ် plus digital knowledge ဆို digital aware ဖြစ်တယ်ဆိုရင်တော့အဲ့ဒီကလေးကတော့နည်းနည်းလေးပို့ပြီးသူများတဲ့ရှေ့ရောက်နိုင်ပါတယ်ရှင့်ဟုတ်ကဲ့နောက်တစ်ခုကတော့ဒီအခုလိုမျိုးပေါ့နော်competitive ဖြစ်တယ်လို့တော့ဟန်နီယုံကြည်ရပေါ့လူငယ်တွေကတော့ loss ဖြစ်လာတာတော့ဟုတ်တယ်ဒါပေမဲ့ဒီ market ကြီးอ่ะဆိုလို့ရှိရင်ပို့ပြီးတော့တောင်မှဒါပြိုင်ဆိုင်မှုတွေပိုများလာတယ်ဆိုတော့ဒီ competitive ဖြစ်တဲ့ market မှာကိုတကယ်ကျွမ်းကျင်တဲ့အလုပ်မှာလစာကောင်းကောင်းနဲ့ရနိုင်ဖို့အတွက်ဆိုလို့ရှိရင်ဘယ်လိုတွေ strategy နဲ့သွားတင်လဲyes competitive ဖြစ်တယ်ဆိုတဲ့ဟာကအမတို့ချို့ demand တွေမှာအရင် competitive ဖြစ်တဲ့ဟာမျိုးရှိတယ်ပေါ့နော်ဥပမာဆိုရင်လက်ရှိဒီမြန်မာတွေရဲ့ဒီလက်ရှိဖြစ်နေတဲ့ epidemic နဲ့အမတို့ဒီ issue တွေအကြောင်းဆိုရင်အမတို့ဘာတွေပို့ပြီးမြင်ရလဲဆိုတော့လူတွေတော်တော်များများကအလုပ်တွေအများကြီးခေါ်လာကြတာရှိတယ် mostly online ကနေပြီး digital လမ်းပေါ်ရောက်သွားကြတဲ့အခါကျတော့အဓိကဘာကိုပို့ပြီးလုပ်ထားမှာလဲဆိုတော့ဒီလူငယ်တွေအနေနဲ့က competitive ဘလောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့own value ကိုပြတတ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ငါဘာလုပ်တတ်လဲဆိုတော့ကိုသိဖို့လိုအပ်တယ်အဲ့တော့မှ तू ကငါဘာလုပ်ရင်ဘယ်မှာပို့ပြီးတော့ passionate ပေါက်ဖြစ်မယ်ဆိုပို့သိဖို့လိုအပ်တာဆိုတော့ခါကြတော့အဓိကသူတို့ဘာကိုပြင်ထားဖို့လဲဆိုကိုဘာလဲကိုဘာဖြစ်ချင်တာလဲကိုရဲ့ know yourself ပေါ့နော်ဆိုတော့ know yourself ဖြစ်ဖို့အရေးကနံပါတ်1အရေးကြီးဆုံးမို့လိုအပ်တယ်ပေါ့ဆိုတော့လေအလုပ်တွေကတော့အများကြီးဖြစ်နေတယ်ဒါပေမဲ့ know yourself ဖြစ်တယ်ဆိုရင်အဲ့တော့ကိုဘာကိုလုပ်ရင်ပိုကောင်းမလဲဆိုကိုကောင်းအောင်သိတယ်အဲ့တော့ကိုပို့ပြီး compete လုပ်နိုင်တဲ့ဟာမျိုးပိုများတယ်အဲ့တော့ကို့မှာရှိနေတဲ့ value ကသူများမှာမရှိနိုင်တဲ့ဟာမျိုးရှိမယ်အဲ့ဒီဟာကိုကထုတ်ရောင်းပြနိုင်တယ်ဆိုရင်ကျင်းတီအဝဲခံရမှာပေါ့ဆိုတော့ဒါအဓိကဟို channel တွေဘယ်လိုပဲလုပ်လို့အဓိက know yourself ပေါ့ကိုသိဖို့ကနံပါတ်1အရေးကြီးတယ်ပေါ့အဲ့ဒါကိုကောင်းကောင်းလေးသိတယ်ကောင်းကောင်းလေးကိုယ့်ရဲ့ strengths တွေပေါ့နော်ကိုယ့်ရဲ့ strengths တွေကိုကောင်းကောင်းသိတယ်ဆိုရင်အမထင်တယ်ဒီကောင်ကဒီ market ထဲမှာ competitive ဘလောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ strength ကိုကောင်းကောင်းရောင်းပြနိုင်လို့ထင်ပါတယ်ရှင်ဟုတ်အလုပ်ရှင်တွေသဘောကျတဲ့အလုပ်သမားသို့မဟုတ် employee ကဘယ်လိုပုံစံမျိုးဖြစ်မလဲအလုပ်ရှင်တွေတော်တော်များသဘောကျတဲ့ဟာကတော့အခုနောက်လို့ပြန်ပြောလိုက်တဲ့ဆိုရင်လက်ရှိမှာဆိုရင်တော့ accountability ပေါ့နော် accountability ရှိမယ် flexibility လုပ်ပေးနိုင်မယ်ပြီးတဲ့အခါကျ adaptability လုပ်ပေးနိုင်တဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကျတော့နောက်ဆုံးမှပြန်သွားကြည့်ရင် integrity ပေါ့နောက်ဆုံးကကျတော့ final အဲ့ integrity နဲ့ပဲအမတို့ပြန်သိမ်းကြပါဆိုဘလောက်ပဲအရှိရ skill set တွေကောင်းနေဒါပေမဲ့ integrity မရှိတဲ့အခါကျရင်လည်းအမတို့လူတွေမင်းအကြောင်းအပြောတဲ့ဟိုဝင်နေပြန်ထွက်သွားကြတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေအများကြီးဖြစ်တယ်ဆိုတော့ဟိုဒီမှာထပ်ပြီးမှ highlight လေးပြောချင်တဲ့ဟာကလူငယ်တွေတော်တော်များများကိုလေအဓိကကိုယ့်ရဲ့ career build လုပ်ပါ title ကို build မလုပ်ပါနဲ့ပေါ့နော်ဆိုတော့ career build လုပ်တယ်ဆိုတဲ့ဟာအမတို့တစ်ခုခုမှ invest ကိုလုပ်ကြပါတယ်လုပ်ပြီးတော့မှအမတို့ title build လုပ်ပါခါကြရင်အမတို့လူငယ်တွေကဘာဖြစ်လဲဆိုတော့လစာကောင်းကောင်းလိုချင်တဲ့ဟို title ကောင်းကောင်းလိုချင်တဲ့အခါအဲ့ဒီမှာသွားပြီးပြုံနေတဲ့အခါကျရင်အမတို့တကယ်ရှိတဲ့ skill တွေမပါသွားရင်အဲ့ဒီကလေးကကောင်းကောင်းလေး survive လုပ်နိုင်မှာမဟုတ်တဲ့အခါကျတော့ပြန်ပြီးတော့ drop out ပြန်ဖြစ်သွားနိုင်တယ်ဆိုတော့အမတို့ဘက်ကပေးနိုင်တဲ့အဓိကအရွယ်comment လေးကတော့ဗာလဲဆိုကျေးဇူးပြုပြီးတော့ကို title ကို loss title ကိုမရွေးပါနဲ့အဓိကကိုရဲ့ progress နဲ့ကိုတကယ်ဘယ်လိုသွားမယ်ဆိုတဲ့ဟာလေးကိုပို့ရွေးတင်တာပေါ့အဲ့ဒါတော့အဓိကအမတို့ပေးခြင်းတဲ့ concept ပါရှင်ဟုတ်ကဲ့ဟုတ်နောက်တစ်ပိုင်းကတော့ဟန်နီ career strategy နဲ့ပတ်သက်တာလေးမေးချင်တယ်ပေါ့နောက်ပိုင်းမှာဟန်နီတို့ startup company တွေကလည်းအရင်များလာတယ် local startup တွေလည်းများလာတယ်ပြီးတော့ company အကြီးကြီးလည်းများလာတယ်ဆိုတော့လူငယ်တွေအနေနဲ့ဒီနှစ်ခုကြားမှာဘယ်အရာကိုရွေးချယ်ရမလဲဆိုတာတွေးနေတာရှိတယ်ဆိုတော့အမဘယ်လိုမျိုးအကျဉ်းချုပ်ပေးချင်လဲအမနှစ်ခုကိုတော့ရှင်းပြပေးမယ်ပေါ့နော်ဒါရွေးချယ်တာကတော့သူတို့အကြိုက်ပါပေါ့ဆိုတော့နံပါတ်1ကကျတော့အမတို့ဒီ corporate company ကြီးတွေမှာလုပ်တဲ့ဟာတွေအမစပြီးပြောမယ်ဆို corporate company ကြီးတွေဖြစ်တဲ့အတွက်သူတို့တွေကကြတော့တကယ်ကို offer လုပ်လို့ရတယ် standard ပေါ့နော်သူတို့ရဲ့ဒီသူတို့ရဲ့ structure တွေ offer လုပ်လို့ရတယ်ဥပမာ hierarchy ဘယ်လိုမျိုးသွားလို့ရတယ်ပြီးတော့သူတို့ရဲ့ structureတွေ offer လုပ်လို့ရတော့ plus သူတို့ကဘာပြီးပို့ပြီးပေးနိုင်လဲဆိုတော့သူတို့ကခုနပြောတဲ့အမ liability ပေါ့နော်သူပို့ပြီးstable ဖြစ်တယ်ဆို stability ကိုပို့ပေးနိုင်တဲ့ဟာမျိုးရှိရဲဆိုတော့ဒါပေမဲ့အဲ့ဒီမှာကိုကဘာ learning လုပ်လို့ရတယ်ဆိုကိုယ့်ရဲ့ professionalism ပေါ့ကိုကတကယ်ကိုပဲ professionalism သွားမှာလေ or ဒါမှမဟုတ်ဘူးဆိုရင်ကိုကဒီ office culture ပေါ့တကယ်ကို organization ကြီးရဲ့ office culture ကိုလုပ်လို့ရမယ်နောက်တစ်ခုကကျတော့အခုနပြောတဲ့ကိုယ့်ရဲ့ဒီဟိုပါပေါ့ present ပေါ့နော်ကိုဒီမှာရှိနေတဲ့ဟာကကိုယ့်ရဲ့
ပုံစံမျိုးနဲ့ပဲသွားလို့ရတယ်ဆိုတော့ mostly ဒီ company အကြီးတွေကိုသွားကြတဲ့လူဆိုရင်တော့ကိုကဟိုတီငိမ့်လေးနဲ့ဘဝကိုအေးအေးဆေးတစ်ဆင့်ပြီးဖြစ်သွားကြတဲ့လူမျိုးကိုပို့ပြီးတော့အမှာ recommend လုပ်ပါတယ်ပေါ့နော်ဆိုတော့ setup လို့ဟာမျိုးကကြတော့ဟိုဘာဖြစ်မှာလဲဆို setup လို့ဟာမျိုးကကြတော့ everything က your hand ပေါ့ဆိုတော့ everything ကဆိုတော့ဘာဖြစ်မလဲ speed ဖြစ်မယ်အယမ်းမြန်တဲ့ဟာမျိုးဖြစ်မယ်ပြီးတဲ့အခါကျရင်အမှာတို့ဘာလုပ်ကြမလဲဆိုတော့ immediately fail ဖြစ်နိုင်တာမျိုးရှိတယ်ချက်ချင်း loss ဖြစ်တာလည်းဖြစ်တယ်ချက်ချင်း gain ဖြစ်သွားတဲ့ဟာမျိုးတွေရှိဆို speed ဖြစ်နိုင်တယ်ပြီးတဲ့အခါကျရင်အမတို့က creative လုပ်လို့ရတယ်ပြီးတဲ့အခါကျရင်အခုနပြော innovative လုပ်လို့ရနိုင်တယ်ဒီအချက်တွေကတော့အမတို့ဒီ setup company အတွက်ကိုပုံများတယ်ဆိုတော့ setup company မှာလုပ်တဲ့လူတွေကတော့ဘာကိုပို့ပြီးကောင်းတာလဲဆိုတော့အကုန်လုံးကကိုလုပ်ကြတာဆိုတော့ have to wear everywhere ပေါ့နော်ဟို every hat ကိုပဲဒီ position တွေတယ်ဆိုတော့ကိုကဘောင်တစ်ခုထဲမှာလောက်တာမဟုတ်ဘဲနဲ့အကုန်လုံးကိုလှုပ်ချင်တယ်ပြီးတဲ့အခါကျရင်ကိုက aggressive ဖြစ်နေသွားချင်တယ်ဆိုရင်အမ setup ဘက်ကိုပို့ပြီးတော့ဟို recommended လုပ်ပါတယ်တကယ်လို့ကိုကတီတီနေနဲ့ကိုလိုချင်တဲ့ဒီဟိုဘောင်ထဲမှာပဲနေပြီးလှုပ်ချင်တယ်ဆိုရင်တော့အမကတော့အခုနပြောတဲ့ corporate ဘက်ကိုပို့ပြောပါတယ်ဆိုတော့ for me myself ဆိုရင်တော့အမကတော့ setup ကိုပို့ပြီးကြိုက်တယ်ဘာလို့ setup ကအမတို့ speed လုပ်လို့ရတယ်ပြီးတော့ဟိုကို flexibility လုပ်လို့ရတယ်ပြီးတော့ accountability လုပ်လို့ရတယ်မြန်တယ်ပေါ့နော်ကိုကြိုက်တာလုပ်လို့ရတယ်ဒါပေမဲ့ company ကြီးမှာသွားပြီးကိုလိုချင်တာလုပ်လို့မရဘူးဆိုတော့အမကတော့အမအကြိုက်ဆိုရင် company တစ်ခုကိုအမတို့အမနဲ့တူတွဲပြီးတော့လို့ swine ပေါ့နော်လို့မြေကြီးကနေစပြီး grow up လုပ်တာဟာမျိုးဒါအမ personality ဆိုရင်တော့အမ setup ကိုပို့ကြိုက်ပါတယ်ရှင်ဟုတ်ဒီ covidစဖြစ်ကြရပါတော့ digital nomad ဆိုတဲ့အလုပ်ကလည်းအရန်ခက်စားလာတယ်လူငယ်တွေအနေနဲ့ဒါ freelance job full time တို့ဘာမှမရှိဘဲနဲ့လေကိုတိုင်းဒါ digital nomad ကိုဘယ်နေရာရောက်အလုပ်လုပ်လို့ရတယ်ဆိုတော့လည်းရွေးချယ်ကြတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အမဘယ်လိုမြင်လဲအမတို့ကကြည့်တယ်ဆိုရင်တော့နှစ်ခုလုံး balance ပေါ့တစ်ဖက်ကကျတော့ကောင်းတဲ့ဘက်ကချမ်းအမစပြောမယ်ဆိုရင်အမတို့ဒီဖုန်းလေးတစ်လုံးရှိရုံနဲ့ကိုယ့်ရဲ့ income ကိုနှီးမျိုးစုံနဲ့ကိုရှာလို့ရနိုင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ strength တွေအများကြီးလုပ်လို့ရတယ်ပြီးရင်ကိုက mobile ကိုသုံးတာဖြစ်တယ် mobile penetration ကိုသုံးလို့ရတယ်လူတွေအများကြီးရှိကိုရအောင်လုပ်လို့ရတယ် reach တွေအများကြီးလုပ်လို့ရဒါကကောင်းတဲ့အချက်တွေပေါ့နော်ဆိုတော့ဒီလိုလုပ်တဲ့ဟာတွေအတွက်လည်းအမတို့ဘက်က encourage ပေးတယ်လုပ်တဲ့နဲ့ဘယ်တော့အမတို့နိုင်ငံကဟို quantum leap fraud လို့ပြောတဲ့ဒီနီးပညာတွေခုန်ပြန်ကျော်လွှားသွားဖို့လိုအပ်တာဖြစ်တဲ့အတွက်တော့အမတို့လုပ်ဖို့ဟာအမတို့အားပေးတယ်တစ်ဖက်မှာဗာပြန်ဖြစ်လာလဲဆိုတော့အခုနပြောတဲ့ဒီ freelance တွေ part time တွေမျိုးလူကလိုချင်တာတွေများတဲ့အခါကျအဲ့ဒီမှာဘာတွေပို့ပြီး weakness ဖြစ်သွားတာညာတဲ့ဟာကျတော့ weakness တော့အမမသုံးချင်ဘူးအဲ့ဒီမှာပို့ပြီး improvement လိုချင်တဲ့အရာလေးတွေကဘာတွေလဲဆိုတော့အခုနပြောတဲ့သူကရုံးမလာချင်တော့ definitely ရုံးလာတဲ့ဟာ transportation သွားရတာတို့အချိန်တွေ waste ဖြစ်တယ်ဆိုကောင်းတဲ့အချက်တွေမှာပြန်ကြည့်တယ်ဆိုတော့ဒါတွေရောအမတို့ waste ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘာပြန်ဖြစ်သွားတော့ဒီ office culture ကိုပျောက်သွားတယ်ပျောက်သွားပြီးတဲ့အခါကျတော့တကယ်တမ်းခုနပြောတဲ့ communication ကိုစဉ်းစားကြည့်ဟိုဒီ product တစ်ခုကိုစကင်တော့မယ်ဆိုအဲ့ product အကြောင်းမသိဘဲနဲ့credit နဲ့ပြန်လောက်ကတော့ခေါင်းထဲဟာ action နဲ့လုပ်လို့ရတာမဟုတ်ဘူးလေဆိုတော့ action ပအောင်လုပ်နိုင်ဖို့ဆိုတဲ့အခါကျတော့အဓိကအဲ့နေရာမှာသွားပြီးအခုနပြောတဲ့ relation တိဆောက်ကြတဲ့ဟာမျိုး branding ပြန်ပြီးကြည့်ရတဲ့ဟာမျိုးတွေမှာဆိုရင်တော့သူကနည်းနည်းလေးအနောက်ကိုပြန်ရောက်သွားတဲ့ဟာမျိုးရှိရဆိုတော့နှစ်ဖက်လုံးမှာအားသာချက်ရှိတယ်အဲ့တော့တစ်ဖက်မှာလည်းအားသာချက်ရှိတယ်နောက်တစ်ဖက်မှာလည်းအားသာချက်ဟို improvement လုပ်ရမယ့် area လေးရှိတာဖြစ်တဲ့အတွက်တကယ်ဟို digital nomad ဖြစ်လာတဲ့ခေတ်မှာဆိုရင်တော့ကိုက digital platform ပေါ်မှာရှိနေတာပိုကောင်းတယ်အဲ့ဒီမှာတော့အမဟိုတခုလေးပဲဆို digital literacy လေးပေါ့နော်ကိုယ့်ရဲ့ digital ကနေပြီးတော့လူတွေကိုအစိတ်တောက်မဖြစ်အောင်ကို cover လုပ်ဖို့လိုအပ်တယ်ပြီးတော့အခါအမတို့နိုင်ငံမှာအရင် weak ဖြစ်နေသေးတဲ့ copyright လိုဟာမျိုးပေါ့နော်ကိုယ့်ရဲ့ intellectual power ကိုကောင်းကောင်းလေး present လုပ်တင်တယ်လို့ယုံကြည်တယ်အဲ့ဒါဆိုရင်တော့ပိုကောင်းတဲ့အခြေအနေမျိုးဖြစ်လာမှာဆိုတော့ဘယ်သူမဆိုကြည့်ဟိုးသေးသေးလေးစိုင်လေးတောင်မှ digital ပေါ်ရောက်လာပြီဆိုတော့ဒါအရင်ကောင်းတဲ့အချက်ပြီးတဲ့အခါကျရင်အမတို့တနေရာထဲမှာရတယ်တစ်ဖက်မှာပြန်သွားကြည့်လို့ရတယ်သေးသေးလေးတွေဖြစ်လာတဲ့အတွက်အခုနပြောလူလိမ့်နေပေါ်လာတယ်လို့ငွေလိမ့်နေဆိုတဲ့ဟာမျိုးတွေအများကြီးဖြစ်သွားကြတာဆိုတဲ့အခါကျတော့အဲ့ဒီမှာလည်း transparency ကိုပြန်သွားပြဖို့လိုအပ်တာဖြစ်တဲ့အတွက်အမတို့အားပေးတယ်လူငယ်တွေနဲ့ digital ဘိုင်းကိုသွားတင်တယ် plus အမတို့အခုနပြောတဲ့ human science ပေါ့နော်ခုန human science လို့ပြောတဲ့ဒီ relation တိဆောက်တဲ့ဟာမျိုးတို့ဒီ corporate culture လေးဆိုအဲ့ဒါလေးကိုမမေ့သွားရင်တော့ပိုကောင်းတယ်လို့ယုံကြည်ပါတယ်ရှင်ဟုတ်ကဲ့အခုနောက်ပိုင်းပေါ့နော်ဒီဟန်နီတဲ့2024 2025မှာဆိုလို့ရှိရင် quit your 9 to 5 job ပေါ့နော်ဆိုတော့ဒီ tagline ပုံစံမျိုးနဲ့ဒါ digital nomad တွေပဲဖြစ်ဖြစ်အဲ့ဒါလေးတို့ဟန်နီမကြာခဏတွေ့ရတယ် online ပေါ်မှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အမဘယ်လိုမြင်လဲတကယ်ပဲ9 to 5 job ကြီးอ่ะသိရမလားတချို့တွေဆိုရင်ဒါ corporate life ကြီးอ่ะဘဝမရှိဘူးလို့အဲ့လိုပြောနေကြတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါကဟို controversial topic လည်းဖြစ်မယ်လို့ထင်တယ်အမကဘယ်လိုမြင်လဲဟာသားအနေနဲ့ပြောရမယ်ဆိုရင်အမေကိုထမင်းမချက်ဖဲနဲ့အမတို့ထမင်းစားလို့ရမှာမဟုတ်ဘူးအဲ့တော့အမတို့အခုနပြောတဲ့9 to 5 job ဆိုတဲ့ဟာကဥပမာအမတို့ operation နဲ့သွားလုပ်နေရတဲ့လူမျိုးဆိုရင်တော့ definitely ပေါ့နော်သူတို့က still production လောက်ကမှာဖြစ်တဲ့အတွက်သူတို့က9 to 5ကလိုအပ်သေးတယ်ပေါ့နော်အဲ့ဒါကဘယ်လိုနေရာမှာပို့ဖြစ်သွားလဲဆို innovative ဖြစ်တဲ့
product မျိုးတွေ technology မျိုးတွေမှာဆိုရင်တော့အခုနပြောတဲ့ digital ဘိုင်းကိုပို့သွားရတယ်ဒါပေမဲ့ still အမားတို့တကဘာလုံးတိုင်းတာအနေနဲ့2023 result အရာပေါ့နော်အမားတို့နိုင်ငံတိုင်းမှာပေါ့နော်နိုင်ငံတနိုင်ငံစီတိုင်းမှာဒီ basically သွားတဲ့ operation က no more than 5% ကိုရုပ်ကိုမရသွားဘူးဆိုတော့ဒီအလုပ်တွေကပြုတ်မှာမဟုတ်ပေါ့နော်ဥပမာဆိုရင်စက်ကြီးတွေဆိုလည်းမောင်းနေရအောင်ပါပဲဥပမာအစားတောက်တွေအမားတို့ထုတ်ဖို့ဆိုတဲ့အခါကျရင်ပစ္စည်းတွေ color လောက်ကမှာပဲဆိုအကုန်လုံးအမားတို့ robot နဲ့လုပ်လို့ရတာမဟုတ်အကုန်လုံး digital နဲ့လုပ်လို့ရတာမဟုတ်ဘူးဆိုတော့အဲ့တော့9 to 5 job ကတော့ still ရှိနေအောင်မယ်ဒါပေမဲ့ဘာကိုပို့ပြီးကောင်းသွားလဲဆိုတော့အခုနပြော digital ပို့ဖြစ်တဲ့အတွက်ကိုယ့်ရဲ့ company ကိုပို့ပြီးအရှိန်ဟုန်မြင့်မြင့်တဲ့လူတွေကိုပို့ပြီးပြလို့ရတယ်ပို့ပြီးတော့ spending power ပို့သုံးလို့ရနိုင်တယ်လို့ပုံမြင်နေဆိုတော့အမရဲ့အမြင်နဲ့လက်ရှိဒီနိုင်ငံတကာရဲ့အမြင်မှာတချို့ position တွေကတော့ပျောက်သွားနိုင်ပေမဲ့ဒါပေမဲ့9 to 5 job ပျောက်သွားရင်ကျင်းသေးတယ်အမတို့ထမင်းကတော့ robot ကိုချက်ခိုင်းရမယ့်ပြဿနာဖြစ်သွားနိုင်တယ်ဆိုတော့ဒါကတော့အမရဲ့ personal comment ပါရှင်နောက်တစ်ခါတော့တက္ကသိုလ် degree တစ်ခုခုမရဘဲနဲ့အလောက်ကင်ကောင်းကောင်းရနိုင်လား sure အဲ့ဒါဆိုရင်ပြောရင်တော့တစ်ဖက်ကအမတို့နိုင်ငံရဲ့သဘောတရားပေါ့ကုမ္ပဏီပါလေဟိုကျောင်းတက်နေတဲ့လူကအစဲခံမယ်ပေါ့နော်ဆိုတော့အမတို့ကနှစ်မျိုးရှိတာပေါ့ academic နဲ့ vocational လို့ခေါ်တာပေါ့နော်ဒီနိုင်ငံမှာတော့ vocational လို့သုံးတာများကြတယ် academic ဆိုတော့ခုနပြောတဲ့ဘွဲတွေ degree ကအမတို့ academic နဲ့သုံးကြတယ် vocational ကအမတို့နိုင်ငံမှာတကယ် vocational နဲ့တက်မဲ့ professionalism လို့ခေါ်ကြတယ်ပေါ့နော်ဆိုတော့နှစ်ခုလုံးကအတူရောက်တော့မှကုမ္ပဏီတွေအောင်ပြန်ပြီးထွက်သွားကြတဲ့ဟာမျိုးဆိုတော့တကယ်လို့အဲ့ဒီလူငယ်တယောက်ကသူကဘွဲတွေ degree တွေမရှိဘူးဒါပေမဲ့ तू ကဘာလုပ်လို့ရဆိုတော့ तू အချက်၃ချက်ကို तू ကြည့်လို့ရတယ်နံပါတ်1ကကြတော့ဘာလဲဆိုတော့ तू ကဘာကို create လုပ်နိုင်တာလဲဒါမှမဟုတ် तू ကဘာကို innovative လုပ်နိုင်တာလဲဒါမှမဟုတ် तू ကဘယ်ဟာကို fix the thing ပေါ့နော်ဘယ်ဟာတွေပြင်တတ်တာလဲအဲ့ဒါကို तू ကိုယ်တိုင်သိဖို့လိုအပ်တယ်ဆိုအဲ့ဒီဟာကနေပြီး तू ကိုစပြိုးလို့ရတယ်နောက်တစ်ခုကကြတော့ तू ကဘာလုပ်လို့ရနိုင်တာလဲဆိုတော့ तू ကလက်ရှိနေတဲ့ဒီအလုပ်ကင်တဲ့တဲမှာ तू ကသူ့ရဲ့ experience ကိုပြဖို့လိုအပ်တယ် show off ပေါ့နော် show up ပြရဲဆိုရင်အလုပ်ရနိုင်တယ်အများကြီးရှိတယ်ပေါ့နော်ဟိုတဖြည်းဖြည်းနဲ့အမတို့ကတဖြည်းဖြည်းဘာဖြစ်လာလဲဆိုတော့ vocational ဘက်ကိုပို့သွားလာတာများတယ်ဘာလို့အမတို့ academic တွေကဒီအမတို့အလုပ်ထဲရောက်တယ်ရောက်ပြီးတော့အတွေ့အကြုံယူပြီးတော့မှ तू ကထပ်ပြီးတော့ तू ရဲ့ next level တက်ကြတယ်ကျွန်မvocational မှာရှိနေတဲ့လူ professionalism တွေကဘယ်ရောက်လဲဆိုတော့အတွေ့အကြုံကနေတက်လာပြီးမှအလုပ်ငန်းတွင်းမှာရှိတဲ့ theory ကိုသင်ယူပြီးတော့မှဆက်တက်သွားကြတယ်ဆိုတော့အမအနေနဲ့နှစ်ခုလုံးကတော့ align ဖြစ်တယ်အဲ့တော့ကိုကဘွဲမရတာမဟုတ်ဘူးအဓိကတစ်ခါကြာရင်ပြောရမယ့်စကားကဘာလဲဆိုတော့အခုနပြောတဲ့ဟိုပါပေါ့နော် experience speak louder than the certificate ပေါ့နော်ဆိုတော့ဟို experience တွေကတစ်ခါကြာရင် certificate တဲ့ပို့ပြီးအတန်ကြေအောင်လုပ်နိုင်ပါတယ်ဒါပေမဲ့ you need to be show up ပေါ့နော်ဆိုတော့ show up လုပ်ဖို့တော့ပို့အပ်တာပေါ့နော်အခုနအမအဲ့ဆိုရင်မများတို့ CV တွေယူတဲ့အခါကြာရင်ဘာဖြစ်လို့တောင်းပြီးသူတို့ရဲ့ certificate တွေတောင်းတာလဲဆိုတဲ့ဟာမျိုးပါလာတယ်ဆိုတော့အဓိကဒီအမတို့ CV တွေကနေအမတို့ဘာကိုကြည့်ရလဲဆိုတော့ known you ဒီလူတကယ်လုံနိုင်လားဆိုတာကြည့်ရတာဖြစ်တယ်သူရဲ့ experience ကိုပို့သွားကြည့်လိုက်တာဖြစ်တဲ့အတွက်အဓိကတော့ကိုဒီ education မရှိပေမဲ့ကိုမှ volunteer လုပ်ထားတယ်တခုခု something small လေးရှိရင်တော့ကိုကအဲ့ဒါကိုလုပ်ပြနိုင်တယ်ဆိုတော့လူတွေကို accountability ပြလို့ရတယ်ဆိုတော့အဓိက company တွေကြည့်ရင် accountability လုပ်နိုင်လားတကယ်ကိုလုပ်ဖူးလားဆိုတဲ့ဟာပဲပို့ကြည့်တာဖြစ်တဲ့အတွက်အမတို့ပြောနိုင်တဲ့ဟာကအခု2022နောက်ပိုင်းမှာဆိုရင် dev shop vocational တွေပို့ပြီးတော့ trend ဖြစ်လာတယ်ပို့ပြီးတော့လုပ်နိုင်တာတွေများလာတယ်ဆိုတော့ဟို change တွေတဲ့အလုပ်ကတော့ရနိုင်ပါတယ်ခုနပြောတဲ့ skill set လေးတော့ပြန်ဖြည့်ဖို့လိုအပ်တာပါရှင်ဒါအလုပ်လျှောက်တော့မယ်ဆိုလို့ရှိရင် CV ကတော့ဒါရှိကိုရှိထားတယ်ね။အရင်တော့ဆိုလို့ရှိရင်ဒါ CV ဆိုလို့ရှိရင်ဒါဆိုင်ကိုသွားပြီးတော့ print ထုတ်လိုက်တယ်ပြီးရင်တော့ဖြည့်လိုက်တယ်ပေါ့နော်။တကယ်နဲ့အဲ့ဒါ CV မဟုတ်ဘူး။ကိုယ့်ရဲ့ portfolio တခုကို showcase လုပ်ပြဖို့အတွက်အခု2025မှာဆိုရင်မဖြစ်မနေပါတဲ့အချက်လေးတွေဘာဖြစ်မလဲ။ Sureတဖြည်းဖြည်းနဲ့လူတွေက technology အများကြီးသုံးလာနေများတယ်ဆိုတော့ even အမားတို့တကယ်ကိုဘာလို့ခေါ်တာပေါ့နော် entry level လို့ခေါ်ရဲပေါ့နော်အမားတို့က blue collar တော့မသုံးကြဘူး entry level မှာရှိနေတဲ့လူတွေတောင်မှအမားတို့ကတိတိလေးကနေစတင်ပြီး at least သူဖုန်းသုံးတတ်ရလားဖုန်းသုံးတတ်တယ်ဆိုရင်ဘယ်နေရာလေးကို click နေဘယ်နေရာလေးကို click နေဆိုတော့အခုနအမပြောခဲ့တဲ့ hard skill ဆိုတဲ့ဟာကလူတွေကိုဒါလေးနှိပ်ပြောပြီးတင်လို့ရတာဖြစ်တဲ့အတွက် CV ဆိုတာအရင်ခက်ခဲတယ်မှာမပါဘူးအဲ့တော့အဓိကကိုယ့်ရဲ့ identity လောက်ရတာပေါ့နော်ဒါအမားတို့မှာမှတ်ပုံတွေရှိတယ်လို့မျိုးပဲပေါ့နော်အဲ့တော့အမားတို့ကမှတ်ပုံတွေမှာဆိုအမားတို့ကဗမာမွေးတယ်မတို့ကအဖေအေးမေးဆိုအဲ့လိုပဲအမားတို့ CV မှာလည်း tailoring လောက်ကြတဲ့ဟာလေးရှိတယ်ပေါ့နော်အဲ့တော့ CV မှာလူတော်တော်များများရဲ့အမြင်ကကြတော့ရှိသမျှဟာတွေ throw ထည့်တာပေါ့နော်ငါအကုန်လုပ်ဖူးတယ်ဆို throw ထည့်တာပေါ့နော်ဆိုအဓိကအမဒီကနေပေးမဲ့ concept ကကြတော့တခါမှအလုံးမလုပ်ဖူးတဲ့လူဆိုရင်လည်းကိုယ့်ရဲ့ CV မှာဘာလုပ်လို့ရလဲဆိုကိုဘာလုပ်နိုင်ပါတယ်ဆိုတဲ့ဟာမျိုးကိုproof ပြနိုင်တဲ့ဟာမျိုးလေးပြဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါဆိုရင် if done ပေါ့နော်ဆိုတော့ဒါလေးလုပ်ဖို့ရင်ဆိုငါဒါလေးကိုပို့ပြီး profile လုပ်ပါတယ်ဆိုတဲ့ဟာမျိုးပေါ့နော်တကယ်ကို professional CV တွေမှာတော့ဘာတွေပါတဲ့နာလဲဆိုတော့လက်ရှိသူကဘယ်အရာတွေကိုလုပ်ပြပေးနိုင်ဆိုတော့သူ့ရဲ့ tool set ကလေးတွေပြပေးဖို့လိုအပ်တာပေါ့နော်ဆိုတော့ဒါဆိုရင်ဒီ CV တစ်စောင်မှာကိုကတကယ်အလုပ်လုပ်နိုင်ပါတယ်ဆိုတဲ့ဟာလေးပို့ပါလာနိုင်တယ်ပေါ့နော်အဓိကမမှားမဲ့အချက်တွေကတော့ကိုယ့်ရဲ့ email contact number တို့ဒါတွေကတော့ definitely CV ထဲမှာပါဖို့ပါတဲ့အချက်မျိုးပါပေါ့နော်ဟိုမလိုလားတဲ့အချက်တွေကတော့အခုနပြောတဲ့ဟို reference တွေထည့်လိုက်တဲ့ဟာမျိုးတို့ရှိသမျှဟိုမွေးသက် credit ကြီးတွေနဲ့တည်ရမလားစာကြီးတွေထည့်ထားတဲ့ဟာမျိုးတချို့တွေမှာတော့လိုကောင်းလိုပါလိမ့်မယ်ဒါပေမဲ့အမားတို့ရဲ့အဓိက CV ကိုကြည့်လိုက်တာနဲ့အဲ့ဒီလိုကဘာလုပ်ဖူးလဲဆိုတဲ့ဟာပဲအဓိကထားကြည့်တာပေါ့နော်ဆိုတော့အမှားဆုံးပြဿ
ဿနာတော့ပါလဲဆိုတော့လက်ရှိလှုပ်နေတဲ့အလုပ်ကိုသူတို့ကရှေ့ဆုံးမှမထားဘဲနောက်ဆုံးမှထားတဲ့ဟာကတော့အမှားအများဆုံးဖြစ်တယ်ပဲအဲ့တော့လက်ရှိအမတို့ recommended payment ဟာကတော့ထိတ်ဆုံးမှရှိတဲ့အလုပ်တွေလက်ရှိလုပ်နေတဲ့အလုပ်ဖြစ်ဖို့လိုအပ်ပါတယ်တခါမှအလုံးမလုပ်ဖူးသေးတဲ့လူဆိုရင်တော့သူတို့ရဲ့ education ဒါမှမဟုတ်သူတို့ရဲ့ volunteer experience ကိုထည့်တာတော့ပိုကောင်းပါတယ်ရှင်ဟုတ်အလုံးလုပ်ပြီဆိုလို့ရှိရင်jumping လုပ်တာပေါ့နော်ခဏလေးနဲ့အခုနောက်ပိုင်းလူငယ်တွေကအလုပ်ကိုင်တစ်ခုပြီးတစ်ခုပြောင်းတယ်ဒါကလည်းဟို option တွေအများကြီးဖြစ်ကောင်းလဲဖြစ်နိုင်တယ်အဲ့လိုမျိုးဆိုတော့ဒီဒါနဲ့ပတ်သက်ပြီးတော့ခဏခုံတဲ့လူတွေပေါ့နော်အဲ့လိုဘယ်လိုမျိုးအကြံဉာဏ်ပေးခြင်းလဲဘာတွေကောင်းတာဆိုတာရှိမလဲများသောအားဖြင့်ပြောနေကြတဲ့ဟာကတော့အခုနပြောတဲ့ salary ပေါ့နော်ဆိုတော့အမားတို့ဒီလေဒီ journey ကိုဖြတ်ခဲ့တဲ့လူပဲပေါ့နော်ဆိုတော့တစ်ခါကြရင်ကိုကငွေကိုကြောက်ဒါမှမဟုတ် title ကြောက်သွားကြတာများတယ်ဆိုအမဒီကနေပေးခြင်းတဲ့ message လေးကပါလဲဆိုတော့ငါဘာတက်ပြီးသွားပြီလဲဆိုတဲ့ဟာလေးနဲ့ပြန်စစေခြင်းတယ်ပေါ့နော်ဆိုတော့ကိုကနောက်ထပ် position ကိုမလုပ်ခင်အဲ့တော့ရိုးရိုးလေးစဉ်းစားကြည့်ငါဒီ company ကနောက်တစ် company တစ်ခုသွားမယ်ဆို relation ပြန်တိဆောက်ကြတဲ့ဒီ culture ကိုလေ့လာရတဲ့ဒါပြန်လန်းနဲ့လောက်ကြမယ်အတူတူ company တစ်ခုမှာတိတိကျကျလေးကိုလိုချင်တဲ့ပညာအဖြစ်တင်ပြီးမှကို move on လုပ်သွားရဲဆိုရင်ဒီ company ဘက်ကလည်းဒီလူအတွက်ကို invest လုပ်ပေးလိုက်ရတယ်တန်တယ်လို့ဒီထွက်လာတဲ့လူဘက်ကလည်းတကယ်ကိုကောင်းကောင်းလေးရမှာဖြစ်တဲ့အတွက်တော့ jumping ကတော့လက်တလုံးမှာဖြစ်နေတဲ့ဟာကတော့အမတို့ကလည်း CV ကိုကြည့်လိုက်လို့အဲ့ဒီလူက6လအောက်မှာဖြစ်တစ်နှစ်အောက်မှာပဲအလုပ်လုပ်ထားဘူးလေဆိုရင်အမတို့ကလည်းအခြေအနေတော့ဖြစ်ကောင်းဖြစ်မယ်အရန်နဲတယ်ဒါပေမဲ့သူဒီတကယ်ကို stability ဖြစ်ရလား mindful ဖြစ်ရလားဗောနော်တကယ်ကိုသူကဟို maturity ဖြစ်ရလားဆိုတော့ဟာအမအမြဲပြတ်သွားကြည့်ပြတာပါတယ်ဗောနော်ဆိုတော့ကျေးဇူးပြုပြီးတော့ခုံတဲ့ဟာခုံလို့ရပါတယ်ဒါပေမဲ့အခုနကိုယ့်ရဲ့တကယ် passion နဲ့ကိုက်တဲ့အလိုမျိုးဆိုရင်ကောင်းကောင်းလေးတော့ invest လုပ်တင်တယ်လို့တော့အမ suggestion ပေးပြရစီရှင်ဟုတ်လုပ်ငန်းရှင်တွေအနေနဲ့ဒီ language skill တက်တဲ့သူတွေကိုဘယ်လိုမျိုးနေရာပေးလဲပြီး language skill ကအလောက်ကင်ကောင်းကောင်းရဖို့ဘယ်လောက်ထိတောင်မှအထောက်ပံ့ပေးလဲlanguage ကတော့ depend on ပေါ့နော်ဆိုတော့ language တက်တဲ့ဟာကတော့သူများတဲ့ဆိုင်တော့ခေါင်းတစ်လုံးပိုကောင်းတာပေါ့နော်ဆိုတော့သူများတဲ့ပို့ပြီးတော့ရှေ့သွားနိုင်တဲ့ဟာမျိုးရှိရဲဆိုတော့အခုဆိုရင်လည်းအမတို့ဒီ learning လုပ်လို့ရတဲ့အများကြီးရှိတယ်လူငယ်တော်တော်များများအမဒီ mentoring ထိုင်တဲ့လူငယ်တော်တော်များများအမကြားတဲ့ဟာ phone addicted ဖြစ်တယ်ဆိုပြဿနာပေါ့နော်ဆိုတော့တစ်ချိန်လုံးအမတို့လည်းဒီတိုင်းဖြစ်တာပဲခါ post လေးတစ်ခုတင်တယ်ဘယ်သူကငါ့အသေးလာပေးပြီလဲဘယ်သူက comment လာပေးပြီလဲဘယ်သူကကိုဟို like သွားတယ်ဆိုတဲ့ဟာမျိုးကိုအမြဲတမ်းကြောက်တာသူကသူ့ရဲ့ algorithm ကလုပ်ထားတယ်ဆိုတော့အမတို့ကကို kill လုပ်နေတဲ့ကောင်ကိုကပြန်ပြီး animal လုပ်မယ်အစားသူ့ partner ပြန်ပေါင်းလိုက်လို့ရတယ်ဆိုတော့အမတို့ကကိုဒီဖုန်းက addicted ဖြစ်နေတဲ့ဟာကိုပြန်ပေါင်းပြီးဘာလို့လဲရဆိုကို learning လုပ်ချင်တဲ့ဟာကိုသင်ယူလို့ရတယ်အခုနပြောတဲ့ကိုက language skill သင်ချင်တယ်ဆိုတော့လက်ရှိမြန်မာမှာဆို trend ကဘာဖြစ်လဲဂျပန်စာသင်မယ်ဆိုတော့ပြဿနာရှိတယ် okay ဂျပန်စာသင်မယ်ဆိုရင်လေကိုဘယ်လိုနည်းနဲ့စတင်လို့ရမလဲဆိုတော့တချို့ကကြောက်လဲ self study ပေါ့ကို learning လုပ်တယ်ဒါမှမဟုတ်လေတချို့ကကြောက်လဲဒီသင်ခန်းစာကိုတနေရာမှာသွားပြီးတော့သင်ပြီးမှရတယ်ဆိုတဲ့ဟာမျိုးဆိုကိုယ့်ရဲ့ type ကိုပြန်ကြည့်လိုက်လို့ရတယ်အဲ့တော့ကိုယ်တိုင်တနေ့ကိုအချိန်လေးပေးပြီးတော့ language ကိုသင်နေဆိုတော့ပိုကောင်းတယ်ပေါ့နော်တကဘာလုံးဆိုင်မှာဆိုတော့အမ language 3ခုကို recommended လုပ်ပါတယ် English ဆိုတော့ everyone သိတယ် English ကိုလုပ်တယ် second ကကြတော့အမတို့အခုနပြောတယ်ပြင်သစ်ကိုအမ recommended လုပ်ပါတယ်တတိယတစ်ခုကတော့ Chinese ပေါ့ Chinese ကတော့မြန်မာနိုင်ငံမှာဆိုတော့ demand အများများတယ်ဆိုတော့အဲ့3ခုကိုတက်တဲ့လူဆိုတော့ပိုကောင်းတယ်ဆိုတော့ company အနေနဲ့ကလည်းကြတော့ language တက်တဲ့လူကြတဲ့အခါကျတော့ तू ကနည်းနည်းပို့ပြီးတော့သူများထက်ပိုအဆင်ပြေတယ်ပေါ့ email ပို့ပါအခုချိန်မှာအမတို့မြန်မာလို email ပို့ကြတာမရှိတော့ဘူး at least သူဒီ language လေးတက်တဲ့ဟာလည်းနောက်ဆုံးမဟုတ်ဆိုရင်တော့မှခုနကပြောတယ်2 set ဆိုတဲ့ဟာမျိုးပေါ့နော်ကိုမသိတဲ့အရာကိုချက်ချစ်တပြီးကိုခိုင်းစားလိုက်တဲ့အရာမျိုး at least သူက language တက်တယ်ဆိုရင်ပို့ပြီးနည်းနည်းလေးသူများထက်ပိုရှေ့ရောက်တယ်ပေါ့ဆိုတော့ language တွေအမတို့ရဲ့ one of the hard skill ဖြစ်တဲ့အတွက်သင်ယူနိုင်သမျှသင်ယူတာကောင်းတယ်ဆိုတော့အမတို့ဆိုရင်လည်းအမတို့မှာသင်ရတဲ့ဟာတွေအများကြီး learning လုပ်ထားကြဥပမာဆိုရင်အမသင်ထားတဲ့အမတွေလည်း Muslim ဖြစ်တဲ့တာမှာ Arabic တက်တယ် written တိုင်းရေးနိုင်တယ်ဒါပေမဲ့အဲ့ဒါအမနဲ့အရင်အငွေကြဖြစ်ရလားဒီနိုင်ငံရဲ့ဖြစ်လားဒါပေမဲ့အချိန်ကြီးမှာတော့အမအသုံးဝင်တာပဲဆိုတော့အဓိက language တွေတနေ့ကိုကအချိန်ပေါ့နော်ကိုအချိန်ပေးဖို့လိုအပ်တဲ့လူငယ်တွေဆိုတော့တက်နိုင်သမျှသူတို့ရဲ့အချိန်လေးတွေမှာမိနစ်30လောက်အချိန်ယူပြီးတော့သူတို့ရဲ့ self development တော့လုပ်တင်တယ်ပေါ့နော်ဆိုတော့အခုနပြောတဲ့ podcast နားထောင်တယ်ဥပမာဆိုရင်ဟန်ဒီတို့အခုလိုမျိုးဝေမျှလိုမျိုးဒီ podcast တွေလုပ်ပေးတဲ့ဟာဆိုရင်လူငယ်တွေနဲ့ကားပေါ်သွားရင်းနဲ့ပဲဖြစ်ဒါမှမဟုတ်ဘူးဆိုရင်သူ့ရဲ့အားတဲ့ချိန်လေးမှာ learning လုပ်လို့ရတယ်ပေါ့ဆိုတော့အမတို့ရဲ့ journey မှာလည်းဒီလိုပဲသွားရဆိုတော့ဒီနေ့မှာအမအချိန်အနည်းဆုံး2နာရီပေးတယ်အမရဲ့ podcast နားထောင်တာရှိတယ်အမဟို machine ပေါ်မတက်ရတာမျိုးရှိ something ကိုအမြဲတမ်း care ပြန်လုပ်ပေးဖို့လိုအပ်တယ်အဲ့တော့ကို care လုပ်တော့မှသူများကို care လုပ်တတ်သွားမယ်ဆိုတော့လေ language ကတော့အရင်သင်ယူဖို့လိုအပ်ပါတယ် plus အမတို့ company တော်တော်များများ language တက်တဲ့လူတော့ပို့ပြီး prefer လုပ်တယ်ဒါပေမဲ့ language တက်တာတဲ့တော့သူ့တော့အလုပ်ပို့ပေးတယ်တော့မဟုတ်ပေမဲ့ဒါပေမဲ့ကိုကသူများတဲ့တော့ခေါင်းတစ်လုံးရှိတော့ပို့ရောက်ပါတယ်ဟုတ်အခု2025နောက်ပိုင်းပေါ့နော်အဲ့မှာဒီမြန်မာနိုင်ငံမှာ demand အဖြစ်ဆုံးအလုပ်အကိုင်နေဆိုလို့ရှိရင်ဘာဖြစ်မလဲ
biggest ဆိုရင်တော့3ကိုချက်ချင်းပြောလိုက်လို့ရနိုင်တယ် digital marketing က first one ပြေးနေတယ် second ကအမတို့ accounting ပေါ့နော်ဆိုတော့လက်ရှိ finance နဲ့ accounting တွေမှာဆိုပြေးတယ် third one ကကျတော့အခုနအမပြောတဲ့ silver marketing ပေါ့နော်ဆိုတော့ဒီဟာတွေကတော့အမတို့ဘယ်တော့မှမတိမ်ခေါ်သွားတဲ့ဟာပေါ့နော်ဆိုတော့မြန်မာနိုင်ငံမှာရွှေထက်ရှားတဲ့ဟာဆို developing ဖြစ်သွားတာပေါ့ developer ဆိုတာသူရွှေထက်ရှားသွားတဲ့ဟာမျိုးတွေဖြစ်သွားတယ်ဆိုတော့ဒါ culture ကြောင့်လည်းဖြစ်နိုင်တယ်ဘာလို့အမတို့နိုင်ငံက culture ကလည်းအများကြီး related ဖြစ်တယ်လေအဲ့ဒါတွေကလည်းအများကြီးအမထက်နဲ့ involve ဖြစ်နိုင်မယ်လို့ယုံကြည်ပါတယ်ဆိုတော့အမတို့ရှိမှာအားလုံးပေါင်းအမတို့ဒီတနိုင်ငံလုံးရဲ့ salary survey ကို run တာပေါ့နော်မိုင်းကြောမှာမိုင်းလာစာဆိုတဲ့ဟာမျိုးရှိတယ်အမတို့တစ်နှစ်လုံးမှာဆိုရင်အမတို့ပြင်ပြလို့ survey run ပြီးတဲ့ data လေးရှိရတဲ့ company တွေမှာမတူတဲ့ sector တွေအများကြီးထွက်တာမျိုးရှိရပါတော့ industry လိုက်မတူတဲ့ဟာတွေအများကြီးထွက်တာဆိုတဲ့ဟာဆိုတော့လူငယ်နဲ့အဓိကတော့အများဆုံးအဖြစ်ခုံပြီးဝင်နေကြတဲ့ဟာတော့ဦးနာပြော digital marketing မှာဆိုတော့ဒါ Handy တို့ဆိုလည်းဒါဒီ blog တွေရိုက်နေတော့ဥမာဒီ media ဘိုင်းမှာဆိုလည်းအရင်များလာတယ် Handy တို့သတိထားမိနေမယ်ပေါ့နော်အဲ့တော့သူကquality တဲ့ဆိုင် quantity ထုတ်နေကြတဲ့ဟာတွေလည်းများလာတယ်လို့မျိုးဖြစ်နေကြတယ်ဆိုတော့အဓိကတော့ဒီdigital trend ကိုပြောင်းလာတဲ့အလျောက်မှာဒီနေရာမှာရဲ့လူတွေကတော့အများနဲ့ပို့ပြီးလိုလာတာဖြစ်တဲ့အတွက်တစ်ဖက်မှာလည်း opportunity ဖြစ်တော့တစ်ဖက်မှာလည်းအခုနold style နဲ့သွားတဲ့လူတွေ threat တော့ဖြစ်တာပေါ့နော်သူတို့တစ်ခုခုတော့ပြောင်းရမယ်ဆိုတဲ့ဟာမျိုးလေးတော့ရှိနေပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ဒီမိုင်းကျော်မြန်မာမှာဆိုလို့ရှိရင်အမဝန်ထမ်းပေါင်း80 plus ပေါ့နော်ရှိရဆိုဒါတွေကိုအမ manage လုပ်နိုင်မှုအတွက်ဒီတူဒီဘယ်လိုမျိုးတွေရုန်းကန်ရလဲဘယ်လို manage လုပ်လဲနံပါတ်1ကကျတော့အမားတို့များသောအဖြစ် management တွေလုပ်နေတဲ့ဟာမှာအမားတို့ကဒီ operation နဲ့အတင်းဆင်းတာပေါ့နော် operation နဲ့ဆင်းတဲ့အခါကျရင်ဘာဖြစ်သွားလဲဆိုတော့ဒီ micro management တွေဖြစ်ပြီးတဲ့အခါကျရင်ကိုယ့်ရဲ့ team member တွေကနေပြီးတော့loss ဖြစ်တာတွေဖြစ်တယ်ဆိုတော့တနိုင်သမျှအမား operation နဲ့မဆင်းအောင်နေတယ်ဆိုတော့အမြဲတမ်းဟိုဟာစကားပြောမယ်ဆိုအကြီးတွေကိုပဲအမား control လုပ်တာများတယ်ဆိုတော့တနိုင်သမျှတော့အမားကဒီသူတို့မှာ own right ရှိတယ်သူတို့သူတို့ decision လုပ်တယ်ပေါ့အဓိကအမ strategic ပိုင်းကိုပို့သွားတာများတယ်ပေါ့ဆိုတော့အဲကြောင့်မို့လဲအမပြောနိုင်တယ်ဆိုတဲ့ဟာအမမှာ online ကို agency ကိုလက်ရှိ non profitable လုပ်တယ်ဆိုတဲ့ဟာမှာလဲအဓိကအမအပေါ်ကသွားတဲ့ strategy ပဲသွားရတဲ့ဟာများတယ်ပေါ့ဆိုတော့အနောက်ကလိုက်ကြတဲ့လူကတော့ပြင်ပန်းတယ်ဒါပေမဲ့အပေါ်က strategy တမအမကတော့ strategic ပိုင်းပဲပို့ပြီးကင်ပြီးတဲ့ဟာများပါတယ်ရှင်ဟုတ်နောက်တစ်ခါဒီမိုင်ကျော်မြန်မာမှာအမတို့ဒါအလုပ်လျှောက်တဲ့သူတွေရောအလုပ်ရှာတဲ့သူတွေရောပေါ့နော်အဲ့မှာအခုမြန်မာနိုင်ငံမှာလက်တော် job market trend ကဘယ်လိုရှိမလဲ insight တွေနည်းပြပြပေးပါလားအခုအမတို့အလုတ်ကင်ပိုင်းမှာပြောရင်အမတို့ဆက်ဆက်စားလို့တုံးတာပေါ့နော်ဆိုအမရဲ့နေအောင်တက်လာမယ်တယောက်ကအမဆက်ဆက်စားနဲ့တုံးကြတယ်ဆိုတော့အခုခေတ်ကအရင်တော့ဆိုအမတို့ကလူမွေးတယ်လို့ခေါ်လို့ရတယ်အမတို့ငါရဲ့နေအောင်တက်လာမယ်လူကဘယ်လိုမျိုးဆိုအမတို့ကtrain ထားလို့ရတယ်အခုအချိန်တွေကကျတော့ everything suddenly change တဲ့ဟာတွေဖြစ်သွားတယ်ပြီးတော့ဒီ life culture တွေ change လာတယ် style တွေကမျိုးစုံပြောင်းလာတဲ့အခါကျတော့အမတို့ကဆက်ဆက်စားထားတာအရင်ခတ်သွားတယ်ခတ်တဲ့အခါကျတော့ဘာလို့လဲဆိုတော့ကိုယ့်ရှိမှာလက်ပေါက်မွေးရတာပေါ့လက်ပေါက်မွေးဆိုအခုနပြောတဲ့ intention လိုမျိုးပေါ့နော်ကလေးကိုကျွန်တော်တို့နိုင်ငံမှာအမတို့နိုင်ငံမှာတိတ်မရှိသေးဘူးပေါ့နော်ဘာလဲဆိုဥမာဆိုသူများနိုင်ငံမှာဆို third year second semester လောက်တည်းကစပြီးတော့သူတို့ကစပြီး internship တစ်လဆင်းခွင့်ရတယ်လို့3လဆင်းခွင့်ရတယ်ဆိုတော့ဒါဒီအလုပ်ကိုအရင်စပြီးအမြင့်စတွေးထိတွေ့ပေးရတာပေါ့ဆိုတော့အမတို့ကြတော့ဘာလို့မလဲဆိုတော့စပြီးကျောင်းပြရတယ်တန်းလုပ်လိုက်တဲ့ခါကျဒီကလေးတွေကဘယ်လိုမဆိုအချိန်ယူရတယ် process လုပ်ကြသေးတယ်တော့အမတို့ရှိမှာ process လုပ်ဖို့အချိန်မပေးထားတဲ့အခါကျတန်းဝင်လာတဲ့ကလေးတွေကဘာဖြစ်သွားလဲဆိုတော့ခုနပြောတဲ့အလုပ်ကတွန်း type team ခံကြောင်းပြန်ပေါက်တက်သွားကြတာများတယ်ဆိုတော့အဓိကအမတို့ဘာကိုပို့ပြီးလုပ်ပေးစေချင်တာလဲဆိုတော့ဒီဝင်လာမဲ့ကလေးတွေကိုပို့ပြီးတော့ ready ဖြစ်လာအောင်လုပ်ပေးရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာအမတို့ပို့အချိန်ပို့ပေးတင်တယ်အဲ့ဒီမှာလည်းအမတို့ပို့ပြီးတော့ကောင်းကောင်းလေး invest လုပ်မှတော့ဒီကလေးတွေကိုပြန်ကောင်းနိုင်တဲ့ဟာမျိုးလေးဖြစ်နိုင်တဲ့ဟာရှိရဆိုတော့ market side ကနေပြန်ပြောရမယ်ဆိုရင်တော့လက်ရှိမှာဆိုရင်တော့အမတို့ဒီကျောင်းကနေနောက်ဆုံးထွက်လာမဲ့ကလေးဦးနာပြောတဲ့ vocational လို့ကလေးမျိုးတွေအမတို့ဘက်ကနေပြီးသူ့လူမှန်နေရမှန်ရအောင်ပြန်ထည့်ပေးရတဲ့ဟာမျိုးတွေအများကြီးလုပ်ကြတယ်ဘာလို့လဲဒီလက်ရှိအသက်14ကနေ24နှစ်တွင်မှရှိတဲ့လူငယ်တွေရဲ့ဒီ mindset နဲ့ behavior အရာဆိုရင်လည်းဘာဖြစ်တာလဲဆိုတော့ဒီလူငယ်တွေကိုသူတို့သွားခြင်းနဲ့ trend နဲ့ရအောင်ပြောရတာမှနည်းနည်းလေးခက်တဲ့ဟာမျိုးလေးရှိတယ်ဆိုတော့အဲ့ဒီဟာလေးကအဓိကအမတို့တို့က challenge ဖြစ်နေတယ်ပြီးတော့အဲ့ဒီဟာလေးကလည်းအမတို့တို့ opportunity ဖြစ်ပြီးလူငယ်တွေအတွက်ကိုလုပ်ပေးနိုင်တာရှိပါတယ်ရှင်နောက်တစ်ခုကဒီ local business တွေလည်းနောက်ပိုင်းမှာ entrepreneur တွေလည်းအများကြီးရှိတာတယ်ပေါ့နော်ဆိုတော့လူငယ်တွေကိုသူတို့ရဲ့ career မှာပို့ပြီးတော့တိုးတက်လာအောင်လို့ဒီ local business တွေအနေနဲ့ရောဘယ်လိုမျိုး bridge လေးတွေထားပေးသင့်လဲဘယ်လိုအခွင့်အရေးလေးတွေထားပေးသင့်2020ပေါ့အရင်တုန်းကအမတို့ SME MSME ဆိုတာဘွန်ဖြစ်လာတဲ့မှာပါတယ်ပေါ့နော်မြန်မာနိုင်ငံမှာဆိုရင်တကယ် SME MSME ကို focus လုပ်တာများတယ်ဘာဖြစ်လဲဆိုတော့ဒီတသေးလေးတွေကနေပြီးအမတို့အများကြီးကိုပို့ပြီးသွားကြတယ်ဆိုတော့အမတို့မှာဆို corporate ဆိုတဖြည်းဖြည်းနဲ့ limited ဖြစ်လာတဲ့ဟာမျိုးပေါ့ဆိုတော့အဓိကအမကဒီမှာဗာလေး message ပေးချင်တာလဲဆိုတော့ SME MSME တွေကကလေးတွေကို cheaper labor ခေါ်တာမဟုတ်ဘဲနဲ့သူတို့တွေကို future leader လို့သတ်မှတ်စေချင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကကျမတို့ရဲ့အဓိက main ကိုသွားပေးစေချင်တာပေါ့သူကဒီဟို SME တွေဖြစ်တဲ့အတွက်သူတို့ရဲ့သုံးနိုင်တဲ့အားလည်း very limit
ဖြစ်တယ် plus သူတို့ရဲ့ပြန်ပြီးတော့ spending power လည်းနည်းတယ်ပေါ့နော်တစ်ဖက်မှာလည်းအခုနပြောတဲ့ company တွေကိုဝင်ကြမဲ့ကလေးတွေကလည်း company အကြီးကိုဝင်ကြတာ SME ကိုဝင်ကြတာကိုမေးတဲ့ခါကျတော့ SME မဝင်ကြဘူးဆိုတော့သူ့အတွက်ကဘယ်လောက်များရာခိုင်နှုန်းပြည့်ဒီမှာအလုပ်ကရနိုင်မှာမလဲအလုပ်ရကိုင်မှုဘယ်လောက်သူတည်မြဲမလဲဆိုတဲ့သူ challenge ရှိတဲ့အခါကျတော့အဓိက SME တွေကဘာကိုပို့လုပ်လာဖို့လိုအပ်တာလဲဆိုတော့တကယ်ကိုလူငယ်တွေကိုဘုံပြန်လုပ်ပေးတဲ့ဟာမျိုးပေါ့နော်ကိုယ့်ရဲ့ credit ဒီ critical ဖြစ်နေတဲ့အချိန်မှာတော့မှဒီရရှိတဲ့လူငယ်တွေကိုအဓိက experience ပြေးပြီးတော့ကိုယ့်ဘက်ကဘယ်လိုလေးပို့ပြီးတော့လမ်းကြောပေါ်ရအောင်ပြန်တင်ပေးမယ်ဆိုတဲ့ဟာမျိုးလေးလို့ပို့တော့ပိုကောင်းတာပေါ့နော်ဆိုတော့အဲ့ဒီဟာလေးတွေကတကယ်ကို challenge ဖြစ်တယ်ဒါပေမဲ့အဲ့ဒီမှာလည်းအမတို့လူငယ်တွေအတွက်ကိုအများကြီးဝင်သွားနိုင်တဲ့ဟာမျိုးရှိတယ်တချို့SME လေးမှာဆိုလူ30 40နဲ့ run နေတဲ့ဟာမျိုးတွေရှိတယ်ပြီးတော့ vocational ပြန်ပြီးတော့ကူပေးနိုင်တဲ့ဟာမျိုးလေးရှိတယ်ဆိုတဲ့အခါကျတော့ဒါကတကယ်ကိုကောင်းတဲ့အချက်ပါဆိုအဲ့ဒီနေရာလေးမှာအမတို့အားစိုက်ဖို့လိုအပ်ပါတယ်ရှင်ဟုတ်ဆက်ပြီးအလုံးမရှာချင်တော့ give up လုပ်ချင်တဲ့လူငယ်တွေကိုအမဗာပြောချင်တယ် you're not alone so pick up the phone တော့မဟုတ်ဘူးเนาะ you're not alone ဆိုတာတယောက်တည်းဖြစ်တာမဟုတ်ဘူးပေါ့เนาะဆိုတော့အားလုံးဖြစ်နေတာပြီးတဲ့အခါကျရင်ကိုရိုင်းကရောတကယ်ကိုဘယ်လောက်ထိ effort ထည့်ထားပြီးပြီလဲပေါ့เนาะဆိုတော့လွယ်လေးနဲ့ရတဲ့အလုပ်ကတော့မမှန်ဘူးပေါ့ဆိုတော့ကိုကအလုပ်မရသေးဆိုကိုယ့်ရဲ့ effort ကအဲ့နေရာမရောက်သေးလို့မရောက်သေးတယ်လို့အမတို့ပြောလို့ရအောင်ဆိုတော့ကိုတကယ်တာလုပ်ချင်နေဆိုရင်ဖြစ်အောင်လုပ်လို့ရတာအများကြီးရှိတယ်ပေါ့เนาะ dream ဆိုတော့အမတို့ဘာလဲဆိုတော့လေno job is not limited ပေါ့နော်ဆိုတော့ job က limit ဖြစ်တာမဟုတ်ဘူးကွာအမတို့ small job မို့လို့အမတို့မလုပ်ချင်တာဆိုအမတို့ excuse ပေးတာပေါ့နော်ဆိုတော့အဓိကလူငယ်တွေပေးချင်တဲ့ဟာကကြတော့ဘယ်အလုပ်ကလေးကိုမှ big dream ရှိတယ်ဆိုရင် small job လေးနဲ့စပါဆိုတော့ဒါကအဓိကအမပေးချင်တဲ့ message ပေါ့နော်ဆိုတော့ you're not alone ဖြစ်တယ်ပြီးတော့အမတို့လုံနိုင်ကြတယ်အများကြီးရှိတယ်ပေါ့ပြီးတော့လွယ်နဲ့ give up လုပ်လိုက်တယ်ဆိုရင်ကိုယ့်လိုပဲသူများလွယ်နဲ့ give up လုပ်တယ်ဆိုကိုဒီသူများရှေ့ရောက်လာမှာမဟုတ်ဘူးအဲ့တော့ကိုဒီသူများထက်ကောင်းတစ်လုံးသားခြင်းနဲ့သူများထက်သွားခြင်းနဲ့ဆိုရင်ကိုသွားမယ့်နေရာကိုရအောင်သွားပါအဲ့မှာဖြစ်လာတဲ့အခက်အခဲတွေအားလုံးမှတ်ထားပါအဲ့နေရာရောက်သွားပြီဆိုလှည့်ပြန်ကြည့်ပြီးကိုပြောလိုက်မင်းအရင်လုံနိုင်တာပဲဆိုတော့စိတ်ကလေးကိုတော့ထားစေချင်ပါတယ်ရှင်ဟုတ်နောက်တစ်ခုကတော့ဒါပုံမှန်ပြောနေကြစကားရောနော်လစာကောင်းတဲ့အလုပ်ကိုဘယ်လိုရှာရမလဲပေါ့အမလည်းရှာမှာပဲ process လစာကောင်းတဲ့အလုပ်ကိုရှာတဲ့ဟာကတော့လူငယ်တွေအတွက်ကတကယ်ကိုလိုအပ်တယ်လစာကောင်းတယ်ဆိုတာတက်ဆိုင်အမတို့က title နဲ့လစာနဲ့ကြည့်တဲ့ခါကျရင်ရောအမတို့ what is the earning ဆိုတော့ကို earning လုပ်နေတဲ့ဟာကတကယ်မှန်ရဲ့လားကိုတကယ်ပြောရလားတချို့တွေအမတို့ဒီမြင်နေရတဲ့ဟာမှာလစာတော့ကောင်းပါတယ်ဒါပေမဲ့ तू မပြောတဲ့အလုပ်ကြီးလုပ်နေရတဲ့ဟာမျိုးပေါ့ဆိုတော့အဓိကကိုကလည်းဒီလစာကောင်းကောင်းရဖို့ဆိုတဲ့ဟာကိုလုပ်နေတဲ့အလုပ်ပျော့အောင်ကိုရိုင်းပျော့အောင်လုပ်ပြီးတော့လစာကောင်းကောင်းယူဖို့လိုအပ်တယ်တော့လစာကောင်းတယ်ဆိုတဲ့ဟာနေဘယ်လောက်တာဝန်ယူနိုင်လဲပေါ့နော်ဆိုတော့ကုမ္ပဏီတွေကလစာကောင်းကောင်းမပေးတာမဟုတ်ဘူးသူတာဝန်ယူနိုင်တဲ့ပုံမှာပေးနိုင်တဲ့ဟာတွေအများကြီးရှိကိုရိုင်းက demand လုပ်လို့ရတယ်ကိုရိုင်းကနေပြီး negotiate လုပ်လို့ရတဲ့ဟာအများကြီးရှိပါတယ်ဆိုတော့လစာနဲ့ကတော့အမထင်တယ်ဒီအလုံးနဲ့တော့တိုက်ရိုက်တော့အချိုးမကျဘူးဒါပေမဲ့အချိုးတိုက်ရိုက်ကြတဲ့ဟာကိုယ့်ရဲ့ responsibility နဲ့သွားပြီးအချိုးကျတယ်ကိုကတကယ်ယူထားတဲ့အလုပ်က responsibility ရှိရဆိုရင်လစာကောင်းကောင်းလေးတောင်းလို့ရနိုင်တယ်အဲ့အတွက်ကိုလည်းလူတွေတော်တော်များ bargain လုပ်ကြတယ်ပေါ့နော်ဆိုတော့ management တွေ company တော်တော်များများမှလည်းလူကိုသိတယ်ဒီကောင်ဘယ်လောက်လုပ်နိုင်လဲဆိုတဲ့ဟာသူတက် shop ပေးသူများစီရောက်သွားမှဆိုသူသိပြီးသားဆိုတော့ကိုကအရင် demand လုပ်เสียရမလို့ဒီကကိုယ့်ရဲ့ authenticity ပေါ့နော်ကိုကဒီဟာဘာလုပ်နိုင်ပါလဲဆိုတဲ့ဟာကို show up ပေါ့အမရဲ့အဓိက definition show up လေးပြဖို့တော့လိုအပ်ပါတယ်ရှင်ဟုတ်အလောက်ခိုင်ပိုင်းမှာဆိုလို့ရှိရင် attitude နဲ့ skill set ပေါ့နော်ဘယ်ဟာပိုအရေးကြီးလဲfor me is everything is attitude ပေါ့နော်ဆို scale ကကြတော့အမတို့ကသင်ယူလို့ရတယ်သင်ပေးလိုက်လို့ရတယ်မတက်ဘူးသင်ပေးလိုက်လို့ရတယ် attitude ကကြတော့ပြင်လို့မရအောင်ဆိုတော့အမတို့ behavior change ဆိုအချိန်ကြီးအများကြီးယူရတယ်ပြီးတော့ပြောင်းရတာအရင်ခက်ပါတယ်ဆိုတော့အမတို့ကအဲ့နှစ်ခုရွေးခိုင်းမယ်ဆိုအမ attitude ပဲအများတန်းရွေးတာပါတယ်ပေါ့ဆို attitude ကောင်းတယ်ဆိုရင်ကျန်တာအားလုံးကပြင်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့တကယ်လို့ तू ကဘလောက်ပဲ skill set တွေတော်နေမှာ attitude မကောင်းဆိုရင်တော့အမတို့ fail ဖြစ်သွားမယ်ဆိုတော့နော်ဆိုတော့အဓိက attitude လေးကောင်းမှု attitude ကောင်းတယ်ဆိုတဲ့ဟာကအမထပ်ပြီးတော့ဒီမှာထပ်ပြီး highlight လေးပေးချင်တာတစ်ခုရှိတယ်ဆိုတော့လူတိုင်းပြောဒီကလေးအရင် attitude ကောင်းတာပဲ open mindset ဖြစ်တယ်ဆိုတော့လူတွေက open mindset လို့ပြောလိုက်တာနဲ့ definition ကဘာကောက်တာလဲဆိုတော့ easy going သမားမျိုးလွယ်နားလည်မှုပေးတတ်တယ်ဆိုတဲ့ဟာမျိုးပြောတတ်တယ်ဆိုတော့အမကဒီမှာ open mindset ကို definition လေးတစ်ခုဖွင့်လိုက်ချင်တာ open mindset ဒီ is not easy ဆိုလူတွေကမြင်ကြတယ်လူလွယ်တယ်လို့ထင်တယ်တကယ်တမ်းကျတာ smart ဖြစ်တာပေါ့နော်တော့ open mindset ဖြစ်ဖို့ကဘာလို့ဖို့လိုအပ်တာလဲဆိုသူဒီဘလောက် smart ဖြစ်တယ်ပုံမူတည်တယ်ဆိုတော့ open mindset is not easy အဲ့ဒါ तू ကဘာလုပ်ကမလဲ तू smart ဖြစ်တယ်ဆိုတဲ့ဟာမျိုးလေးပို့ပြဖို့လိုအပ်တယ်ဆိုတော့ open mindset သမားတွေ never weak ဆိုတော့လူတိုင်းweak ဖြစ်တယ်လို့ထင်ကြတယ်တကယ်တော့မဟုတ် तू က strong ဖြစ်တာပြီးတော့ smart ဖြစ်တယ်လို့ယုံကြည်တယ်ဆိုတော့ open mindset ဖြစ်တိုင်းလေအောင်မြင်တာမဟုတ်ဘူးဒါပေမဲ့ open mindset ဖြစ်ဖို့အနောက်မှာလိုအပ်တဲ့သူ့ရဲ့ background ကဘာလဲဆိုသူဘယ်လောက် smart ဖြစ်တယ်ဆိုတဲ့ဟာကိုမတော်ပြန်ကြည့်ဖို့လိုအပ်ပါတယ်ရှင်ဟုတ်အမရဲ့ဒီလုပ်ငန်းအတွေ့အကြုံမှာဒီတချို့တွေက job requirement နဲ့ကိုက်ညီမှုမကိုက်ညီဘူးလိုအပ်တဲ့အချက်လေးတော့ရှိတယ်ဒါပေမဲ့သူ့ရဲ့ attitude ကိုကြိုက်တယ်ကြိုက်လို့ခန့်မှုတဲ့သူများရှိလားရှိတဲ့အချိန်မှာဘယ်လိုမျိုးအတွေ့အကြုံတွေကြုံခဲ့ရလဲ
လူမှန်နေရာမှာဆိုတဲ့စကားကိုပဲပြန်သုံးပေးရစီပေါ့နော်ဆိုတော့အဓိကကဘာလဲဆိုတော့တချို့ကတင်ယူလိုက်လို့ရတယ်ပေါ့နော်အဓိကအမားတို့ကဘာကိုအရင်သူတို့မေးတာလဲဆိုတော့အမားတို့အလုံးမခန့်ခင်ပေါ့နော်ကိုခေါ်ခြင်းတဲ့ position ကတခုဘာလို့အမားတို့ဒီ job platform မှာဆိုနေ့တိုင်းမြင်ရတယ်သူကရတဲ့ position ကို click လိုက်နှိပ်လိုက်တာသူတို့အဲ့ဒီ position နဲ့သူတို့နဲ့ကြိုက်လားမကြိုက်လားသူတို့မသိရတော့သူတို့အဓိကသူရဲ့ pain ကသူအလုပ်လုပ်ချင်တာဆိုတော့အခုနအမစကားနဲ့ပြန် back end ပြန်ယူပြီးပြောရမယ်ဆိုရင်အလုပ်ရဖို့အရေးကြီးနေတာဆိုရီးစားကဘယ်သူပဲဖြစ်ဖြစ်ရတဲ့ရီးစားတွဲမယ်ဆိုတဲ့ဟာမျိုးဖြစ်နေတဲ့အခါကျတော့အဲ့တော့အဓိကဘာကိုပြန်ပြောချင်တာလဲဆိုကိုတကယ်ဒီအလုပ်ကိုသိရလားဒီတကယ်ကိုတကယ် offer လုပ်မှာလားဆိုကြည့်ဖို့လိုအပ်တယ်အမရဲ့ experience ဆိုရင်တော့အမက attitude ကိုကြည့်လိုက်ပြီးတဲ့အခါကျရင်သူ့အမလူမှန်နေရာမှာဖြစ်အောင်လုပ်ပေးတယ်ဆိုတော့လူတိုင်းမှာတယောက်တစ်မျိုးစီရှိတာရှိတယ်ဆိုတော့တချို့ကတော့ကိုယ့်ကိုရှိမှပြတာမဟုတ်ဒါပေမဲ့သူ့မှာဘာ talent ရှိတာလဲဆိုတော့အလုပ်တွဲလုပ်တဲ့လူကကောင်းကောင်းသိတယ်ဆိုတော့အဓိကသူတို့ဘာလို့ဆိုအမတို့ကအခြေအနေပေးဖို့လိုအပ်တယ်ဆိုအဲ့ဒီမှာလေအခုနပြောတဲ့ဟာ attitude ကောင်းတဲ့လူတွေကဘာဖြစ်တယ်လဲဆိုတော့ तू ဟို let me try together so let's try ဆိုတော့ try မယ်ဆိုတဲ့ဟို attitude လေးပါနေတာဖြစ်တဲ့အတွက် तू ကကိုနဲ့တူ grow up လုပ်ချင်တယ်အဲ့တော့အဲ့ဒီဟာကအမတို့ရဲ့လုပ်ငန်းရှင်တွေအများအားကြည့်တဲ့ဟာပေါ့နော်ဆိုတော့ဟိုဘွဲကြီးတွေကောင်းမှလို့ तू ကဒီဓာကြီးတွေတက်မှတော့မဟုတ်တော့ဘူးအဓိက तू ကလုတ်ကြည့်ခြင်းနဲ့ဆန္ဒရှိအောင်နဲ့အမတို့ပို့ပြီးရွေးချယ်ပြတာများတယ်အဲ့လိုလိုမျိုးဆိုအမတို့ပို့ပြီး value ထားပါတယ်ရှင်ဟုတ်ကဲ့နောက်တစ်ခုကဒီမြန်မာနိုင်ငံကလူငယ်တွေအတွက်ပေါ့နော်ဒီ career ဘိုင်းမှာဆိုလို့ရှိရင် guide ပေးမယ်ဆိုလို့ရှိရင်ပထမဦးဆုံးအမ guide ပေးခြင်းနဲ့အချက်လေး၃ချက်ကဘာဖြစ်မလဲguide လို့ပြောရတဲ့ဆိုင်အမတို့ဘက်ကနေပါလဲဆိုတော့ဒီဘက်ကနေ mentoring လုပ်ပေးခြင်းနဲ့အခါကျတော့ဘာလဲဆိုတော့လူငယ်တော်တော်များများကလေvariety တွေများတဲ့အခါကျ focus ပြောက်တတ်တယ်ပြီးတဲ့အခါကျအမတို့ discipline လေးလုပ်စေခြင်းနဲ့တတိယတစ်ခုကကျတော့ဘာလဲဆိုတော့ know yourself ပေါ့နော်ကိုသိဖို့လိုအပ်တယ်ပေါ့တခါကျရင်တို့ကဘယ်လိုလဲဆိုတော့လေ peer pressure တွေကြောင့်မို့တခါကျရင်တို့သွားခြင်းနဲ့လမ်းကြောင်းပေါ်မဟုတ်ဘဲနဲ့ဘေးက pressure တွေကြောင့်မလမ်းလွဲသွားတယ်အများကြီးရှိတတ်ကြတယ်ဆိုတော့အဓိက၃ချက်လေးပါပဲကိုကလူငယ်တစ်ယောက်ဖြစ်နေတယ်ဆိုရင်ငါမှသွားမယ့် journey အများကြီးရှိချက်ချင်းချမ်းသာဖို့မလိုဘူးငါလက်ရှိနေတဲ့အချိန်မှာငါဘယ်ဟာအကောင်းဆုံးသင်ယူမလဲဆိုတော့သူ့ကိုယ်သူသိဖို့လေဆိုတော့နံပါတ်1ကသူ့ကိုယ်သူသိတယ်သူ့ကိုယ်သူ discipline ထားတယ်အဲ့ဒါဆိုရင်တော့သူသွားကျင်တဲ့လမ်းကြောင်းကိုကောင်းလေးရောက်မယ်လို့ယုံကြည်ပါတယ်ရှင်ဟုတ်နောက်ထပ်တစ်ပိုင်းကတော့အမနဲ့ပတ်သက်ပြီးမေးချင်တယ်ပေါ့နော်ဆိုတော့အမအလုပ်တွေအများကြီးလုပ်ခဲ့တဲ့အထဲမှာဟိုအဆင်မပြေတာတွေပြီးတော့ကိုနဲ့မကိုက်တဲ့အလုပ်တွေပဲဖြစ်ဖြစ်အဲ့လိုစိတ်သက်ကြခဲ့တာမျိုးတွေတွေ့ဘူးလားဟိုအဲ့ဒါကိုဘယ်လိုမျိုးအမဘက်ကပ်ပြန်လုပ်ဖြစ်လဲအလုပ်တိုင်းမှာတော့ကိုကြိုက်တဲ့အလုပ်လို့ရှိတာမဟုတ်ဘူးเนาะအဲ့တော့အမားတို့ဆိုလည်း journey တွေအများကြီးဖြတ်ခဲ့ရတယ်အမားရဲ့ journey ဆိုရည်စရာတွေလည်းအများကြီးပါအဲ့တုန်းကတော့အကျော်မနဲ့ငိုချင်ငိုခဲ့နေမယ်ဒါမှမဟုတ်ဘူးဆိုရင်မငိုဘဲနဲ့မန်နဲ့တောင်းခံတာရှိတယ်ဒါပေမဲ့အခုချိန်ပြန်တွေးလိုက်ရင်တော့အဲ့ဒါလည်း reflected ဖြစ်တယ်ပေါ့နော်ဆိုတော့အလုပ်တိုင်းမှာကတော့ကိုလိုချင်တဲ့ condition မျိုးဘယ်တော့မှရှိတာမဟုတ်ဘူးဒါပေမဲ့ boss ဆိုးတွေလည်းတွေ့ခဲ့ရနိုင်မယ် boss ကောင်းတွေလည်းတွေ့ခဲ့ရမယ် great partner တွေလည်းတွေ့ခဲ့ရမယ်ဟို college တွေမှာလည်းကိုထိုးချမယ်လို့အများကြီးတွေ့မယ်ဒါပေမဲ့အဓိကတစ်ခုလေးပဲကိုသိဖို့လို့ဆိုကိုယ့်ရဲ့ boundary set ကိုထားဖို့လိုအပ်တယ်ပေါ့နော်ဘယ်လောက်ထိငါအဲ့ဒါကိုခံစားမှာလဲပေါ့နော်ဆိုတော့ဟိုစောင်းလန့်ချင်းရှိရလေတရက်ပဲငိုပါပေါ့ဆိုတော့တစ်ခုဆိုရင်လည်းကိုကတစ်ခုမှာရက်လိုက်ဖို့လိုအပ်တယ် boundary ထားဖို့လိုအပ်တယ်ကိုယ့်ရဲ့ boundary မှာထက်ကျော်ရင်ကိုအဲ့ဒါအတွက်အရင် feeling ထားဖို့မလိုဘူးပေါ့နော်ဆိုတော့အမခက်ခဲတဲ့အချိန်တွေအများကြီးရှိခဲ့တယ်ဥပမာအမေတို့ကိုမပြောဘဲနဲ့စပြီးတော့ကြောင်းတက်နေရင်ခိုးပြီးအလုပ်စလုပ်တယ်ပေါ့နော်ဆိုတော့ပထမဆုံးနေ့ဆိုအမစပြီးအိုမမအလုပ်လုပ်ချင်မှာ dry hotel မှာစလုပ်တယ် dry hotel ဆို alcohol မရောင်းတဲ့ hotel ပေါ့နော်ဆိုတော့ပထမဆုံးနေ့စဝင်တဲ့နေ့မှာပဲဖန်ကအလုံးလေးစချခွဲတယ်happy to do you know ကောင်းလေးအစုခံရတယ်ကြောမာတယ်ဒါပေမဲ့အဲ့လိုလူတယောက်ကကိုယ်ပြောလိုက်တဲ့ချိန်မှာဘာကိုခံစားလဲဆိုတော့ငိုပြီးတော့ရက်သွားတာမဟုတ်တော့ဘဲနဲ့အဲ့ဒီကောင်အမ energy ပြန်ယူတာဆိုတော့အမရဲ့ type ကပါလဲဆိုတော့တခုလူကကိုယ်ပုံးပဲ့တယ်တိုက်ခိုက်လာပြီဆိုရင်အဲ့ဒီကောင်အမ appreciate လုပ်လိုက်တယ်လုပ်ပြီးအဲ့ဒီအတွက်ကိုအမ challenge ပြန်ယူပြီးတော့အမတို့ပြန် challenge လုပ်တာဆိုတော့ဒါအမရဲ့သွားနေအခုနပြောတယ်အမရဲ့ energy ကိုအမတော့သုံးလိုက်တာငါ့ကိုဒီလိုမျိုးဖြစ်တယ်ဆိုတဲ့ဟာသူငါ့ရဲ့ weakness ကိုမြင်ပြီးဆိုတဲ့ဟာငါဘာကိုပို့ပြီး improve လုပ်တင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ပြန်ရန်ဖြစ်တဲ့မှာအမဘာမှမပါဘူးဒါပေမဲ့အမပြန်ရန်ဖြစ်တဲ့ဟာဆိုအမ reply တော့အရင်ပြန်တတ်တယ်စက်ခနဲ့ပြန်လိုက်တယ်ဒါပေမဲ့အဲ့ဒါကိုအမ take it positive လုပ်ပြီးတော့အမအဲ့ဒါကို response လုပ်တာအများတယ်ဆိုတော့တော်တော်များများမှာအမအဲ့လို response လုပ်ဖြစ်တဲ့ဟာကတော်တော်များများကအမရဲ့ improvement ဘက်ကိုပို့သွားပြီးထည့်လိုက်တယ်လူတွေကိုသွားပြီးတော့ who I am ဆိုတော့ပြောနေရမှာမဟုတ်တော့ပါဘူး they know me ဆိုတော့ချိန်ကျရင်တို့ပြန်တွေ့လိုက်တဲ့အချိန်မှာဒီလိုမျိုးဖြစ်တယ်ပေါ့ဆိုတော့အမမြန်မာနိုင်ငံမှာလည်းအလုပ်တွေအများကြီးရှောက်ခဲ့ဘူးတယ်အမကို cancel လုပ်ခဲ့တဲ့ company တွေအများကြီးရှိဒါပေမဲ့ဒီနေ့ချိန်မှာအမကရက်ပြီးပြောလိုက်တဲ့အချိန်တိုင်းတို့ငါ့ကို cancel လုပ်တာငါအရင်ကျေးဇူးတင်တယ်အဲ့ဒါကြောင့်မို့လို့ငါဒီနေ့ဒီ company ကိုပိုင်နိုင်လိုက်တာဆိုတော့အမြဲတမ်းဟို reject လို့ခံခဲ့ရတယ်ဆိုရင်လည်းအမတို့ဘာကိုပြန်ပြော reject is not the end ဆိုတော့လူတိုင်းကပြောတယ် reject လို့ပြောရတဲ့ fail ဖြစ်တယ် end ဖြစ်သွား no reject is a redirection ဆိုတော့ဒီလမ်းနဲ့သွားလို့မရနောက်တစ်လမ်းနဲ့ပြန်ပေးတာဖြစ်တဲ့အတွက်အမလူငယ်တွေထပ်ပြောချင်တဲ့ဟာကို reject လုပ်သွားတယ်ကောင်မလေးက reject လုပ်နေစိတ်ပူစရာမလို just try together ပေါ့နောက်တစ်ခု try မှုရသွားတယ်ဆိုတော့သူနဲ့ကိုယ်နဲ့ match မဖြစ်ဘူးပေါ့နော်ဆိုတော့အဓိက reject ဖြစ်တိုင်းတာ end ဖြစ်သွားတာမဟုတ်ဘူးအဲ့တော့ကိုယ့်ရဲ့ redirection ကိုပြန်သွားလို့ရမယ်ဆိုတဲ့ဟာလေးကိုအမမြင်ကြည့်ပါတယ်ရှင်ဟုတ်
ခုနပြောသလို rejection နေပြီးလို့ရှိရင်လုပ်ငန်းခွင်မှာဆိုလို့ရှိရင်ဟိုစိတ်တက်ကြရရှိတယ်အလုပ်လုပ်နေတန်းလန်းနေကိုပေါ့နော်ကိုလုပ်နေတဲ့ position မှာမပျော်တော့တာမျိုးတွေပြီးတော့ဒီအတူတူလုပ်နေတဲ့သူတွေနဲ့ဒါတဟဆာတာမဖြစ်တာမျိုးသို့မဟုတ် manager နဲ့အဆင်မပြေတာမျိုးတွေဒါလုပ်ငန်းခွင်မှာတွေ့ရတတ်တဲ့ဒါပြဿနာလေးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးအချိန်တွေမှာဘယ်လိုမျိုးညှိနှိုင်းတဲ့လဲအလုပ်ထွက်ဖို့အထိတာဆူနေတဲ့အချိန်တွေစိတ်ညစ်နေတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါကိုဘယ်လို handle လုပ်တဲ့လဲလို့ထင်တယ်ဒါကတော့အမားတို့ရဲ့ဒီလုပ်ငန်းတိုင်းမှာဖြစ်တဲ့ပြဿနာပေါ့နော်ဆိုတော့ဘာဆိုတော့လေဦးနာအမားတို့ပြောထားဆိုတခုခုအမားတို့ expectation နဲ့လာကြတယ်ငါကဒီလိုမျိုးဖြစ်မယ်ဆိုတော့ဟာလူတွေတော်တော်များများမြင်ကြတယ်ပေါ့နော်နိုင်ငံခြားသွားတဲ့တငယ်ချင်းတွေတော်တော်များအမအမြဲတမ်းနောက်တာရှိရပေါ့သူတို့ကဒီမှာမြင်လိုက်တယ်ဆိုတော့ဂျပန်လို့မြင်လိုက်တယ်ဂျပန်ရဲ့တိုကျိုကြီးကိုမြင်တာလေတကယ်လို့လောက်ကမဲ့ဟိုစမှုစုံလိုမျိုးတဲ့ပါလေဟိုရှူပီတာလိုမျိုးသူတို့မြင်တာမဟုတ်ဘူးလေဆိုတော့သူတို့ရဲ့ expectation နဲ့သူတို့ရဲ့ reality နဲ့သူတို့ match မဖြစ်ရင်လူတွေကပြဿနာတက်တယ်ဒါကအမားတို့ရဲ့လူတွေရဲ့သဘောတရားပေါ့နော်ဆိုတော့ဘာကိုပို့ပြီးပြောပြဖို့လိုရလဲဆိုတော့ company တွေကိုရောက်သွားလို့ကိုနဲ့အဆင်မပြေဘူးလို့ပြောရင်နံပါတ်1ကို reflect လုပ်ပဲဘယ်အချက်တွေကအဆင်မပြေတာလဲတချို့တွေကတော့ဒီလက်ရှိနေ hierarchy တွေရှိမယ်ကိုယ့်ရဲ့ environment ကြောင့်နေဖြစ်နေမယ်ဆိုအဓိကဘာလေးကိုပဲကိုမွေးရမှာလဲဆိုငါရဲ့ responsibility ကဘာလဲငါဘာလုပ်ကမှာအဲ့ဒါလေးပို့တစ်ချက်ပို့ပြီးတော့ကိုယ့်ရဲ့အကြောင်းလေးကိုပြန် reflect လုပ်လိုက်ရမယ်ပြီးတော့အမတို့တခါကျရင်မမြင်လေတန်တရားဖြစ်တော့တခါကျရင်ကိုယ့်စိတ်ထဲမှာအဲ့ confident ရော့သွားရင်လည်းဖြစ်တယ်ပေါ့နော်ဘာလို့လဲငါ့ကိုတို့ကအတင်းပြောနေရလားငါဒါလေးမလုပ်လို့မှားနေရလားဆိုသူ့စိတ်ထဲမှာ तू backup တွေပြန်လုပ်ပြီးအဲ့ဒီပြဿနာကို तू ရှင်းနေတာတကယ်တမ်းကျတော့let it go ပေါ့ let it go ဆိုတော့ငါဒါလုပ်လိုက်တယ်ဒါမျိုးဖြစ်သွားတယ်ပြီးသွားပြီပေါ့နော်ဆိုတော့အမားတို့တော်တော်များများဖြစ်နေတဲ့ဟာကဒီမှာကျတော့ဟို culture နဲ့ပြန်ပြောင်းလာတာပေါ့နော်ဟိုတနေ့အတုတ်သွားစားတော့မွေးငါဟိမတိုက်တဲ့ပြဿနာအမားတို့ရုံရောက်မဲ့ပြဿနာလားရှင်းကြတာအဲ့ပြဿနာတွေအများကြီးဒီမှာဖြစ်တယ်ဆိုတော့မြင်ကြရတယ်ဆိုတော့လေဆိုတော့အဓိကဘာကိုပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့အလုပ်ပါဆိုရင်ကိုကနှစ်ချက်ကိုလေ့လာရမယ်တစ်ချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့အထက်အောက်ဆက်ဆံရေးပေါ့နော်အထက်အောက်ဆက်ဆံရေးမှာဆိုကိုက serve လုပ်ကြမှာဆိုကိုကသူ့ကိုဘာကူပေးမလဲစဉ်းစားဖို့လိုအပ်တယ်ဖားတာမဟုတ်ဘူးအဲ့ဒီဟာသူ့ကိုကူပေးခြင်းအဖြစ်ကိုဘာရတာလဲဆိုတော့ငါလန်းနှင်းလုပ်လိုက်တယ်ငါတခုခုတစ်ချိန်ချင်းဒီကောင် move လုပ်ရင်ငါရမယ်ဒီနေရာဆိုအဲ့လိုမျိုးလူတွေကမတွေးကြပဲနဲ့သူကဘာလို့အပေါ်ကဖားတယ်ဆိုတဲ့နေရာကိုတော့ကြတယ်တကယ်တော့မဟုတ်ဘူးကိုရောက်နေတဲ့နေရာနောက်တနေရာမှာ तू မရှိတော့ရင်ငါဒါကိုလုပ်တတ်တယ်ဆိုငါသူ့နေရာယူရမယ်အမအမြဲတမ်းရုံးကကလေးတွေ challenge ခေါ်တဲ့ဟာကငါရဲ့ခုံနေတို့အတွက်နင်တို့ငါထက်လိုမျိုးဖြစ်နိုင်တယ်တို့ငါခုံပေးလိုက်မှာအဲ့တော့မှအမမာလေးနောက်တစ်ဆင့်သွားဖို့အမရဲ့ demand ကပြုံရှိတယ်မှာဆိုတော့ဒါလေးကို culture မွေးပေးဖို့လိုအောက်ဆိုရင်အမတော့ဖိလိုက်တယ်ငါပြောတဲ့အတိုင်းလောက်ကမယ်ဆိုတော့ငါပြောတဲ့အတိုင်းလောက်ကမှာမဟုတ်တော့ဘဲနဲ့ဘာလို့လောက်ကမှာလဲဆိုတော့သူတို့နဲ့ကိုယ်နဲ့နားထောင်ပေးဖို့လိုအပ်တယ်ကိုပြန်စဉ်းစားကြည့်ငါ boss ကငါ့ကိုလာခိုင်းတာကြတယ်ဒါမှငါပြောတဲ့ဟာကိုငါ boss ကလိုက်လုပ်ပေးတာကြိုက်လားရိုးလေးပဲတခါကြာရင်အမတို့ကသူများဖက်နဲ့ထဲမှာကိုယ်တိုင်ဝင်ပြီးစီးကြီးမှာသူရဲ့ဖက်နဲ့နာလားပေါက်တာလားသိရမယ်ဆိုတော့ကိုတကယ်ဖြစ်တဲ့ပြဿနာကိုယ်တိုင်ဝင်ခံစားကြည့်လိုက်လို့ရအဲ့တော့ငါရဲ့အကြီးကိုငါဒီလိုမျှော်လင့်နေဆိုငါရဲ့အငယ်ကိုငါဒီလိုမျှော်လင့်ရတာပေါ့နော်ဆိုတော့အဲ့ဒီဟာလေးကတော့အရန်လွယ်တယ် simple ပေါ့နော်အဓိကကို company တော်တော်များများမှာဘေးတိုင်းဆက်ဆံရေးကအရန်အန်တရများတယ်ဆိုအမ blog လေးတစ်ခုရိုက်ဖို့တယ်အဲ့ဒါကကြတော့ဘေးတိုင်းဆက်ဆံရေးပေါ့နော်ဘေးတိုင်းဆက်ဆံရေးကကြတော့သူနဲ့ကိုယ်နဲ့ level တူတူပဲသူလည်းဒီလားစားသူလည်းကိုလည်းဒီလားစားကိုလည်း position တူတူပဲဒါပေမဲ့အဲ့ဒီနှစ်ခုကပေါင်းမလုပ်ဘူးဆိုရင် तू က who I am ငါ who I am လုပ်နေ complete မဖြစ်သွားတဲ့ product ပေါ့နော်အဲ့တော့အဓိကorganization တိုင်းရဲ့အဓိကအန်ရဲ့အများဆုံးကဘေးတိုင်းဆက်ဆံရေးပါအဲ့တော့ကိုယ့်ရဲ့ special life ဖြစ်တဲ့ subject တစ်ခုတည်းကိုသိတာမဟုတ်တော့ဘဲနဲ့ကိုယ့်ရဲ့ horizontal မှာရှိနေတဲ့ကိုဘေးနာဘသူတွေနဲ့ပူးပေါင်းလို့ရင်ပိုကောင်းမလဲဆိုတဲ့ဟာမျိုးလေးပိုလေ့လာဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အခုနကအလုပ်ထွက်တယ်ဘာညာဆိုတဲ့ဟာအစတည်းကကိုရွေးချယ်ထားတယ်ကိုယ့်ရဲ့အလုပ်ဖြစ်တယ်ကိုဒီ offer letter မှာလက်မှတ်မထိုးခင်နေငါဘာလုပ်ရမယ်ဆိုတော့ clearly message ပါထားတယ်အဲ့ဒီဟာကိုထိုးမယ်ဆိုတဲ့ဟာကိုကကြိုပြင်ထားဖို့လိုအပ်တယ်ဆိုတော့အဲ့ဒီမှာငါဖြစ်လာမယ်အကြောင်းတွေကိုငါဘယ်လိုမျိုးပြင်มาလဲဆိုတဲ့ဟာမျိုးလေးဖြစ်ဖို့လိုအပ်တယ်အမောက်တော်များများ offer letter ကကျန်တယ်ပျော်ကြီးနဲ့လက်မှတ်ထိုးလိုက်ကြတယ်ဒါပေမဲ့အဲ့ဒီမှာလောက်ကမဲ့လုပ်ကို reflect ပြန်မလုပ်တတ်ကြအောင်ဆိုတော့လေအဲ့ဒီအချက်ကလေးတွေပို့လို့ဖို့တော့အမတို့ပြောစီချင်တယ်တကယ်လို့များကိုကအဲ့လိုမျိုးဖြစ်လာပြီဆိုရင်ကိုပြန်ပြီးတော့ freeze လုပ်လိုက်ဖို့လိုအပ်တယ်ငါရင်တော့ဘာလုပ်ထားလဲအရှိငါဘာလုပ်ချင်တာလဲငါဘာကိုသွားချင်တာလဲဆိုတော့အဲ့တော့ကို value လေးပြန်ပေါ်လာမယ်အဲ့တော့မှကိုယ့်ရဲ့ value လေးနဲ့ပြန်ကိုက်နေတဲ့နေရာမှာနေဖို့လိုအပ်တယ်ဆိုတော့ဒါကတော့အမရဲ့အဓိကပေးတဲ့ comment ပါရှင်ဟုတ် career milestone ပေါ့နော်တစ်နှစ်နှစ်နှစ်သုံးနှစ်ငါးနှစ်10နှစ်ပေါ့နော်အဲ့ career milestone ကိုဘယ်လိုမျိုး strategy နဲ့ချတင်လဲအဲ့ဒါကတော့နည်းနည်းလေး broad ဖြစ်တယ်ပေါ့နော်အမဒီကနေချုပ်ပြီးပြောရမယ်ဆိုရင် career ဆိုတာကိုယ့်ရဲ့ pathway တစ်ခုလုံးပေါ့နော် position တွေဆိုတာအမတို့ဒီတစ်ချိန်နေမှာလို့ပေါ့ဒီမှာဒီယာရုနဲ့လုပ်ပြဒီမှာဒါယာရုနဲ့ဆိုတော့ဒါအမတို့ရဲ့ milestone လေးနဲ့တွားတဲ့ဟာပေါ့နော်ဆိုတော့အဓိကဘာလဲဆိုကိုဘာဖြစ်ချင်တာလဲပေါ့နော်ဥမာအခုမှကိုကစားလုပ်မဲ့လူက housekeeping အလုပ်ကိုစားလို့ဒါပေမဲ့ကိုက GM ဖြစ်ချင်တာလား okay အဲ့ဆိုငါဘယ်နည်းနဲ့တွားမှာလဲအဲ့ဒါမျိုးပေါ့နော်ဆိုတော့ဒီမှာရှိလူတော်တော်များများကကြတော့သူကလူ career ကိုမြင်လိုက်တာဆိုဟိုးထိတ်ဆုံးစမြင်နေဒီအောက်ကစသွားမယ့်ဟာကိုမတွေးကြဘူးဆိုတော့အဓိကဘာကိုအမ recommend လုပ်ချင်တာလဲဆိုငါဒီတေးလေးတွေကနေစပြီးတော့ငါဘယ်လိုနည်းနဲ့ဖြတ်မလဲပေါ့နော်ဆိုဥမာအမရဲ့ symbol light ဆိုရင်အမကစပြီးတော့ hotel light
life မှာစအလုပ်ဝင်တဲ့အချိန်မှာတော့အမဘာနဲ့စဝင်တော့ weight loss နဲ့စဝင်သွားတယ်ဒါပေမဲ့အမရဲ့ big dream ကအမ group GM ဖြစ်မယ်ဆို target ထားတယ်အမရဲ့ target ပေါ်မှာမူတည်အမဘာလုပ်ကလဲဆိုတော့အမဒီအလုပ်ကိုစရောက်ပြီးဆိုတော့အဲ့ဒီအလုပ်ကနောက်ထပ်ဘေးက relation တွေကိုအမနားလည်အောင်လုပ်တယ်ပြီးနောက်ထပ် position တစ်ခုအမ ready ဖြစ်အောင်တင်ယူတယ်လက်ရှိနေတဲ့အလုပ်မှာတယ်အမနောက်ထပ် position တစ်ခု ready ဖြစ်အောင်တင်တာဖြစ်တယ်တာမန် office hotel life မှာ10နှစ်လောက်နဲ့ဘယ်လိုနည်းမှ GM မရခဲ့တယ်အောင်မျက်နှာကိုဖြစ်အောင်လုပ်တယ်အဲ့တော့ကိုပေးဆက်လိုက်ခဲ့ရတဲ့ဟာရှိအမတနေ့မှာကို4နာရီလောက်ပဲအိတ်ခဲ့ရတဲ့ဟာမျိုးတွေရှိမယ်ကိုပင်မခဲ့ရတဲ့ဟာတွေဒါပေမဲ့ကိုတခုခုလိုချင်တယ်ဆိုတခုခုပေးဆက်ကမှာအဲ့ဒီဟာလေးကိုတော့လူငယ်နဲ့မမေ့ခဲ့စေချင်ဘူးလားလူငယ်နဲ့ကတော့အကုန်လုံးအကောင်းတွေလိုချင်တယ်ဒါပေမဲ့ပေးဆက်ဖို့မိနေမှာဆိုတဲ့အတွက်အမထင်တဲ့ဟာကကိုယ့်အတွက်ဘာ regain လုပ်ကမလဲဘာတွေကိုတော့ကိုယ့်အတွက်ကြိုပြင်ရမယ်ဆိုတဲ့ဟာလေးကိုကြိုပြင်ထားတင်တယ်လို့ထင်ပါတယ်ရှင်ဟုတ်အဲ့ဒါဆိုခုနအမပြောဆိုအမရဲ့ journey မှာပေါ့နော်ဒီလိုမျိုး position တခုရဖို့အတွက်အမပေးဆက်လိုက်ရတဲ့အရာလေးတွေကဘာလေးဖြစ်မလဲဟာတာအနေနဲ့ပြောရဲဆိုကျွန်မယောက်ျားမရတော့ဘူးဆိုတော့ဦးနာပြောတဲ့ဟာကဦးနာဟို career ဘက်ကိုပေးဆက်လိုက်ရတဲ့ဟာတစ်ခါကျရင်ကိုက demand များတဲ့လူမျိုးဖြစ်တဲ့အခါကျတော့ကိုယ့်ရဲ့ life မှာနှုတ်ပြမှုတွေရှိမယ်ကိုယ့်ရဲ့ငယ်ကုန်တွေအများကြီးမလုပ်ခဲ့ရချင်ဘူးဆိုတော့ back to back operation ဖြစ်နေတဲ့အချိန်မှာမနေ့7နာရီဘယ်လိုဖြစ်သွားမှမသိညတောက်လျှောက် operation run နေတဲ့ဟာမျိုးဆိုတော့ခါကျရင်အမတို့ဒီအောင်မြင်တဲ့လူတွေအနောက်မှာအများကြီးကြာရှုံးခဲ့တယ်အများကြီးရှိတယ်ဆိုအောင်မြင်တယ်လို့ပြောတဲ့ definition ကအမဘာကိုပြောတာလဲဆိုတော့ someone come and tell me that they feel good for me ဆိုကိုကလှုပ်ပေးလိုက်လို့ကောင်းသွားတာမဟုတ်ဘူးကိုကြောင့်သူဒါလေးကိုပျော်သွားတယ်ဆိုတဲ့ဟာအမတို့အတွက်ကအမထင်တယ်အဲ့ဒါအမအတွက်ဆက်ဆက်ပေါ့နော်ဘလောက်ပဲအမ title တွေ award တွေ nominate တွေပဲရဒါဒီအမရဲ့ဆက်ဆက်မဟုတ်ဘူးအဲ့တော့လူတိုင်းနဲ့အမတွေးလိုက်တဲ့အချိန်မှာအဲ့ဒီကလေးတယောက်ကအမရဲ့ program ကိုတက်လိုက်တဲ့အချိန်မှာအမိုက်စားပဲဒါအရင် confidence ရှိတယ်အရင်ကြိုက်တယ်အမတယောက်ကိုတွေးတဲ့အချိန်မှာအများကြီးနေလို့တဲ့ program အရင်မိုက်တယ်လူငယ်တွေအရင် effective ဖြစ်တယ် proud of you အဲ့ဒီဟာတွေကအမကိုပေးတဲ့ recognition တွေကအမတို့ nominate ရတယ်ဆိုတဲ့အခါကျတော့အဲ့တော့အခုနပေးဆက်လိုက်ကြတဲ့ဟာတွေကဘာလဲဆိုတော့ကိုယ့်ရဲ့အချိန်တွေပေါ့နော်။တစ်ခါကျရင်အမတို့ဒီ balance ပြန်လုပ်ကြရရှိတယ်။ဥပမာဆိုမိသားစုအချိန်ပြန်ပေးရမယ့်အချိန်မှာချုပ်မှာအမလုံးဝအဝေးရောက်လို့မပေးလိုက်ရတဲ့ဟာမျိုးတွေရှိတယ်။ဥပမာအမ operation နဲ့တိုက်နေရတာဖြစ်တဲ့အတွက်အမတို့ဒီအလုပ်တွေနဲ့လုပ်နေရတာဖြစ်တဲ့အတွက်အမေရဲ့ဒီမိသားစုနဲ့ပတ်သက်တဲ့အချိန်တွေမပေးနိုင်တာရှိမယ်။တငယ်ချင်းတွေနဲ့မပေးလိုက်ရတဲ့အချိန်မျိုးတွေရှိမယ်ဆိုဒါတွေကတော့အမတို့အချိန်တွေကုန်သွားတဲ့ဟာမျိုးပေါ့။ဒါပေမဲ့အဲ့အတွက်ကို gain တစ်ခုပြန်ရတယ်ပေါ့။ဆိုတော့အမအနေနဲ့ဆုံးရှုံးနေတော့မရှိအမ exchange လုပ်လိုက်ရတယ်ပေါ့နော်။အမလိုချင်တာတစ်ခုနဲ့တော့အမ exchange လုပ်နေရလို့အမြဲတမ်းကို exchange လုပ်လိုက်တဲ့ဟာတွေကဘယ်လောက် expand ဖြစ်သွားလဲပေါ့နော်ဘယ်လောက်ထိဈေးကြီးတဲ့ကောင်တွေပါတယ်ဘယ်လောက်ထိဈေးပေါ်တဲ့ဟာတွေပါတယ်ဟိုကတော့ကိုယ့်ရဲ့ life ပေါ်မှာမူတည်သွားတာပေါ့အမအနေနဲ့အခုရောက်နေတဲ့နေရာကိုကျင့်တတ်မှုရှိလားmyself ဆိုအမအနေနဲ့ကတော့အမနေရာရောက်တယ်လို့မခံစားဘူးအမအမြဲတမ်းစဉ်းစားတယ်အမထပ်သွားဖို့လိုအသေးလို့ယုံကြည်တယ်ဆိုတော့အဲကြောင့်အမ title ကိုကြည့်တယ်အမဘယ်တော့မှအမြင့်ဆုံးမထားတော့ဆိုအမဒီ title နဲ့ပိတ်မိနေတာမဟုတ်တော့ဘဲအမ responsibility ဖြစ်စေခြင်းနဲ့ဆိုအမနဲ့ဘေးနားမှာရှိတဲ့လူအားလုံး well being ဖြစ်စေခြင်းနဲ့ဆိုမများနဲ့လာပြီးအမအမြဲတမ်းယုံမှာဟို hiring လုပ်ရင်အမြဲတမ်းပြောတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ရှင်တို့အမြင့်ဆုံးပြန်တမ်းပါကျမကိုနင်းပြန်သွားတော့လဲရတယ်အဓိကအမဒီ bridge လေးလုပ်ပေးလိုက်ချင်တာဆိုတော့အမကုမ္ပဏီမှာနေဖို့အမဘယ်တော့မှမမျှော်လင့်တာဘူးအကုန်လုံးဒီသူတို့အကြိုက်ဆုံးနေရသူတို့အမြင့်ဆုံးနေရမှာလုပ်စေချင်တယ်အမထက်တာတဲ့လူပဲဖြစ်စေချင်တယ်ပြောချင်တဲ့ဟာကဘာလဲဆိုအမတို့နိုင်ငံမှာကဟိုငါထက်တာတဲ့ပြဿနာရှိတယ်ဆိုအမတို့နိုင်ငံမှာကိုထက်တာတဲ့ generation ဖြစ်မှအမတို့ကိုတရောင်းစားpassport ဆိုလွတ်ပြတဲ့ဟာအမတို့ကွယ်လို့ရမှာလေဘလောက်ပဲယာရုအကြီးနဲ့အမဘယ်နိုင်ငံမှာပဲသွားပြီးအလုပ်လုပ်နေဒါပေမဲ့အမရဲ့ passport ကဒီ passport ဖြစ်တဲ့အတွက်လွတ်ပြတဲ့ခံအောင်မှာပဲလေဆိုတော့ same ဆိုအမတို့နိုင်ငံမှာရှိတဲ့လူငယ်တွေပြောစီခြင်းတဲ့အရာကတော့လေ never enough for me ဆိုအမဒီဟိုလိုနဲ့ demand များတာဖြစ်တဲ့အတွက် even အမကိုဝင်ကြီးချုပ်ပေးနေအမ stay အမမှာ demand နေရှိအောင်ပါ maybe အမဝမ်းမတိုင်တိုက်ချင်မှာပဲလေဆိုတော့သူ့ရဲ့ demand ကရက်သွားမှာမဟုတ်တဲ့အတွက်အမတို့ဒီမသေးမချင်းအမတို့နေတိုင်းနေပါအမတို့ hoping ရှိဖို့လိုအပ်တယ် dream ရှိဖို့လိုအပ်တယ်အမမှာ very big dream ရှိတယ်အဲ့ဒါအမတို့လူငယ်တွေမြန်မာနဲ့မြန်မာ community တို့အမတကယ်ကို big dream ထားရတယ် maybe if I am dying that's okay သေသွားရင်သေသွားပြတာမသေသေးသေးတော့အမအဲ့ဒီကောင်ရအောင် fight လုပ်သွားမှာအမတို့ Asia မှာ Asia ကြားပြန်ဖြစ်ဖို့အမတို့အရင်မျှော်လင့်ထားခဲ့တယ်မြန်မာမှာဒီအမတို့ဒီ South Asia မှာအမတို့အရင်ကောင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ် still အမတို့ education မှာရှိရဆိုအမတို့109ထဲမှာရှိနေသေးတယ်သူများနိုင်ငံနဲ့ရှင်သေးရင်ပေါ့နော်တကမ္ဘာလုံးတိုင်းတာနေဆို109မှာရှိဒါပေမဲ့အမဘာသွားချင်လဲဆိုတော့ဦးနာစင်ကာပူ17ကိုသွားချင်ပြန်နေနေတာ something like that ပေါ့နော်ဆိုအဲ့ဒါမျိုးတွေအထိအမတို့စူးစမ်းခွင့်ရချင်သေးတယ်အဲ့ဒါကြောင့်မို့လဲအမလူငယ်တွေ setup တွေ program တွေမှာအမအများကြီး involve လုပ်တယ်အမကိုနိုင်ကလည်းတွန်းတယ်အဲ့ဒါမှအမတို့ရဲ့ဒီ gate တွေကိုဖွင့်ပေးလို့ရမယ်ဆိုတော့အဲ့ gate တွေကိုဖွင့်သွားလို့ရတော့မှအမတို့နိုင်ငံကကလေးတွေပို့ပြီး access လုပ်လို့ရမယ်ပြီးတဲ့အခါကျအဲ့ဒီ access လုပ်ခွင့်ရတာဖြစ်တဲ့အတွက်အမတို့ရဲ့အတန်တွေအမတို့ voice တွေကပို့ပြီးကောင်းကောင်းလေးကြဲကြဲလေးဖြစ်လာမယ်ဆိုတော့ကျင်းနဲ့လာလို့မေးတယ်ဆိုရင်မကျင်းနဲ့ဘူးလားလို့မေးတယ်ဆိုရင် still okay I'm okay on that ထပ်ပြီးတော့စူးစမ်းကျင်သေးတယ်ပေါ့နော် sure အမတို့ထပ်ပြီး learning လုပ်ကြပါဦးမယ်ရှင်ဟုတ်ကဲ့အမအနေနဲ့လည်းဒါခုနပြောတဲ့ဒီ global လီမှာဆိုလို့ရှိရင်ဒါတကမ္ဘာလုံးတိုင်းတာရ Startup Award ဆိုပြီးတော့ရရှိထားတာရှိတယ်ဆိုတော့ဒီဆုကိုဘယ်လိုမျိုးရရှိခဲ့လဲပြီးတော့ဒီဆုကိုရတဲ့အချိန်မှာအမဘောကဘယ်လိုမျိုးပြောင်းလဲခဲ့လဲပေါ့နော်
တခါကြာရင်အမားတို့ရှိမှာ opportunity ကအမားတို့မျိုးစုံနည်းနဲ့ရောက်လာတယ်အမားတို့ကတော့ cash မဲ့လောက်တာပေါ့နော်ဆိုတော့ဒီပြိုင်ပွဲကိုပြိုင်မှုကကျတော့အမားလုံးဝ dream လည်းမရှိသိလည်းမသိတာအကိုတယောက်က USA ကနေသူကလှမ်းပြီး nominate လုပ်လိုက်တယ်မြအေးငါဒီညကို nominate နှစ်ခုလုပ်လိုက်တယ်ဆိုပြီးသူကနှမ်းပြီး nominate လုပ်လိုက်ဆိုတော့ okay just nominate လိုက်ပေါ့ဘာဖြစ်တယ်ပေါ့ဆိုတော့ဒါပေမဲ့အဲ့ဒီကောင်စပြီး enter လုပ်တဲ့အချိန်မှာသူကဒီ Grab ကို bone လုပ်ပေးတဲ့ organization ဖြစ်တယ်ပြီးတော့သူကငွေနဲ့လည်းဝယ်လို့မရအောင်အရင် compete လုပ်တာတကဘာလုံးဝဝင်ပြိုင်မှာဆိုတော့မြန်မာလိုနိုင်ငံသေးသေးလေးကနေပြီးတော့ဘယ်သူမှမသိသေးတဲ့မြတ်တနာဦးလေးကနေပြီးတော့ဒီ global ကိုပြိုင်မှုဆိုအမမ challenge ဖြစ်တယ်နောက်တစ်ခုကဘာဖြစ်တာလဲဆိုအမတို့ South Asia မှာဆိုရင်အမတို့မြန်မာကိုအရင် press လုပ်တယ်ဆိုတော့အမမပြိုင်နေရတဲ့အချိန်မှာပထမဆုံးအမတို့စပြိုင်တဲ့ပုံကအမတို့မြန်မာတူမြန်မာပြိုင်ရတယ်ပြီးတော့အမတို့ South Asia ကိုပြိုင်တယ် South Asia ပြိုင်ပြီးတော့ South Asia နိုင်ငံ10နိုင်ငံက regional ကိုပြိုင်တယ်အဲ့တော့ regional ကနေပြီးအားလုံးပေါင်း9ခုဆိုအဲ့ဒီမှာပဲလူကတိတ်နေချီချီအဲ့ဒီကောင်တွေကိုပြိုင်ပြီးတော့အမတို့ global stage ကိုရောက်တယ်ဆိုတော့အမဒီနှစ်ခုစီဖြစ်ကြတယ်တစ်ခုက Judy ကိုဖြစ်ကြတယ်တစ်ခုက presentation နဲ့ဖြစ်ကြတယ်ဆိုတော့တောက်လျှောက်ဖြစ်လာပြီး voting လုပ်တဲ့အချိန်မှာအမကိုအဲ့လောက်ထိ confident မရှိခဲ့ဘူး until ပေါ့နော်အမ global stage ရောက်သွားတဲ့အထိ global stage ရောက်သွားတဲ့အချိန်မှာအမပြိုင်တဲ့ကောင်တွေက Nobel ကကောင်တွေအများကြီး Nobel Prize ကို nominate လုပ်ထားတဲ့ကောင်ဒေါ်မြတ်တနာကဝင်ပြိုင်ရတာမြန်မာနိုင်ငံမှာရှိတော့လေအမရဲ့ community ဒါပေမဲ့အဲ့ဒီပြိုင်ပွဲပြိုင်တဲ့အချိန်မှာအမအမြဲတမ်းဘာကိုစဉ်းစားရလဲဆိုအမရဲ့ community ပေါ့ number 1က thanks for my team ပေါ့နော်အမလှုပ်ချင်သမျှအရာတွေအားလုံးအနောက်က support လုပ်ပေးတဲ့ team ပေါ့နော်သူတို့ရှိလို့အမဒီနေ့ဖြစ်တာအမတော်လို့ဒီနေ့ဖြစ်တာတော့မဟုတ်ဘူးဆိုအမဘေးနားမှာရှိတဲ့လူတွေရဲ့ support ကြောင့်အမဒီနေရာကိုရပ်တည်နိုင်တာ plus သူတို့တွေကိုလည်းအမတော်တာတဲ့ဆိုင်ငါလိုမြန်မာနိုင်ငံမှာရှိတဲ့မိန်းမမျိုးလည်းဒီလိုမျိုးယူလို့ရပါတယ်ဆိုတဲ့ဟာမျိုး mindset ပေးချင်တာအမတော်တာမဟုတ်ဘူးအဓိကအမဘာအကောင်းဆုံးလုပ်နေဆိုတခုခုကအချစ်ဖြစ်တယ်ဆိုတဲ့ဟာမျိုးဆိုအဲ့တော့ global stage ရောက်သွားတဲ့အချိန်မှာတကဘာလုံးရဲ့တကယ်နာမည်ကြီးတွေပြန်ရတဲ့အချိန်မှာ global stage ကိုမြန်မာရောက်လာတဲ့အချိန်မှာသူတို့တက်အရင် surprise ဖြစ်တယ်မြန်မာဆိုတာဘယ်နိုင်ငံမျိုးလဲဆိုမေးယူရတဲ့အချိန်အမောက်နိုင်ငံမှာမြန်မာဆိုတစ်ခုနှစ်ခုလောက်ပဲတည်တဲ့ကိစ္စဟာမျိုးမြန်မာမြတ်တနာကိုရောက်တဲ့အချိန်မှာအမတို့ appreciate အများကြီးခံရတယ်ဆိုအခုနပြောတဲ့ global တကားတွေကိုဖွင့်နိုင်ဖို့ဆိုအဲ့ဒီကနေအမ chance ရတယ်ဆိုတော့ဟိုအများကြီးလဲကိုဂုံယူတယ်အဲ့လိုပဲကိုနောက်မှာရှိတဲ့မြန်မာလူငယ်တွေကိုလည်းကိုကမလုံနိုင်ဘူးမထင်နဲ့ကိုလုတ်တဲ့အရာတွေက global တကားတွေကိုဖွင့်ပေးနိုင်နေဆိုရင် international partner တွေအများကြီးဝင်လာမယ်ကိုနောက်မှာကြံနေတဲ့ကိုယ့်ရဲ့ community ကိုအများကြီး support လုပ်ပေးနိုင်တယ်ဆိုတော့တသေးလေးမဟုတ်ဘူးကိုအကောင်းဆုံးလုပ်လို့ရတယ်လူများတွေ appreciate လုပ်စီရမလို့ကို appreciate လုပ်ဖို့လိုတယ်ကိုဘာလုပ်နေတာလဲကိုရဲ့hard work ကဘယ်ရောက်ပြီလဲဆိုတဲ့ဟာအဲ့နေရာမှာပြတာဆိုတဲ့အတွက်အမြဲတမ်းကွာဂုဏ်ယူပါတယ်ပြီးတော့အဲ့အတွက်ကိုလည်းအမထပ်ပြီးစူးစမ်းဖို့လိုအပ်သေးတယ်အဲ့အတွက်အမ accountability ပေါ့နော်ဟိုလုပ်ပြဖို့အခွင့်အရေးရပါတာခုနပြောတဲ့ work ကအမရဲ့လုပ်နေတဲ့ဟာတွေကိုဒါမြတ်တနာကိုလုပ်နေတဲ့ဟာလေး achieving ဖြစ်သွားတယ်ဆိုတော့ someone recognize ပဲရသေးတယ်ဆိုတော့အဲ့အတွက်အမအများကြီးပို့ပြီးလုပ်ကြအောင်မယ်ပို့ပြီးလူငယ်တွေအတွက်ကိုအချိန်ပေးဖို့လိုအပ်သွားတာပေါ့ရှင်ဟုတ်ကဲ့တကယ်လဲအနီတို့အနေနဲ့မြန်မာအနေနဲ့ဒါ globally ရသွားတဲ့ award ဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးဂုဏ်ယူရတယ်ပေါ့အထူးသဖြင့်မိုင်းကျော်မြန်မာနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးဒါအလုပ်ကိုင်ခွင့်လန်းနေတယ်အများကြီးရနိုင်မယ်ပြီးလို့ရှိရင်ဒါဒီ startup ပေါ်မှာမူတည်ပြီးတော့ရသွားတာဖြစ်တဲ့အတွက်အမအနောက်ကနေဘယ်လိုမျိုး idea တွေနဲ့ဒီ award ကိုရရှိခဲ့လဲမှာအမကငကိုတွေကလူငယ်တွေနဲ့ပို့ပြီးကြိုက်တယ်ပေါ့နော်ဆိုဥမာဆိုရင်အမဒီမြန်မာနိုင်ငံမှာဆိုရင်အမတို့ဒီနာဂစ်ဖြစ်တဲ့အချိန်မှာတည်းဆိုရင်အမလွယ်အိတ်တလုံးနဲ့ဒီနာဂစ်ရဲ့ဟို crisis မှာကူခဲ့တာဟာပေါ့နော်ဆိုအမအဓိကဟိုးလုံးနဲ့အမရဲ့ idea အမအသက်40ပြည့်တယ်ဆိုရင်အမဒီမိသားစုကို settle လုပ်ပြရတယ်အမအဲ့လိုဟိုတကဘာလုံးပတ်ပြီးအဲ့လိုလေးဟို non profit လုပ်ချင်တယ်အမရဲ့ big dream ပေါ့နော်ဒါပေမဲ့အခုကတော့နည်းနည်းလေး9နှစ်လောက်ထပ်ဆော်ရမှာနော်အခုတော့39ဖြစ်သွားတဲ့အချိန်ကျတော့အခုကျတော့ဒီနိုင်ဒီအခင်းချင်းကြောင့်ဆိုအမလုပ်ချင်တဲ့ဟာတိတ်အရင်လုပ်ခွင့်မရှိဒါပေမဲ့ဘာလုပ်ခွင့်ရရလဲဆိုတော့အမလုပ်ချင်တဲ့အရာအများကြီးအမလုပ်နိုင်တဲ့ဟာမျိုးရှိတယ်ဆိုတော့အမလူတွေပြုံးနေအမအဓိက human touching ဖြစ်တယ်လူတွေနဲ့စကားပြောရတာလူတွေပြုံးသွားတာလူတွေကတခုခုအမရှိ transforming ရအောင်အမအရင်ကြိုက်တဲ့မိန်းမတွေမှာပါတဲ့အခါကျတော့ဒါကအမကိုဒီ award အတွက်ကိုတွန်းသွားတဲ့ဟာမျိုးပါတယ်နောက်တစ်ခုကကျတော့အမရဲ့ confidence ပေါ့နော်ဆိုတော့အမရဲ့ confidence ကမှန်လားမှားလားတော့အမသိချင်မသိဘူးအမငငယ်တဲ့အဖေတွေကဘာလုပ်ထားလဲဆိုတော့အမတို့ညီမနှစ်ယောက်တည်း share ဆိုအဖေကဘာတင်တာလဲဆိုတော့တခုခုဖြစ်လာပြီဆိုရင်လုတ်ခဲ့မခံလာနဲ့ဆိုတဲ့ဟာမှန်လားမလားအမမသိဘူး psychology ရဆိုတော့အမမှားကောင်းမှာမဟုတ်အမ aggressive ဖြစ်တာလေဒါပေမဲ့တခုခုဖြစ်လာတဲ့အချိန်မှာအနောက်မှာငါမှတယောက်ရှိတယ်ဆိုတဲ့အင်အားကိုဖျက်သခင်ကပေးထားလားမသိဘူးအဲ့တော့တခုခုဆိုချပြီးသွားပြီပပရေမီးလှုပ်လာခဲ့ပြီးသွားပြီဆိုတော့အမလက်ကရမ်းမြန်တာပြီးတော့နည်းနည်းဟိုယောက်ျားဆန်တဲ့ပုံမျိုးဖြစ်တယ်ဆိုတော့အဲ့ဒါကအမတို့မွေးပေးလိုက်တဲ့ပုံမျိုးဖြစ်တာပေါ့နော်ဆိုတော့တခါကျအမတို့ leader က born leader လားအခုနပြော train leader ဆိုတာအဲ့မှာပါတယ်ဆိုတော့အဖေတို့ကအမကိုအဲ့လိုတွန်းတင်လိုက်တာဖြစ်တဲ့အတွက်အမကတခုခုဆိုမကြောက်တဲ့ပြဿနာအမမှာရှိတယ်ဆိုတော့အမတခုဆိုမကြောက်ဘူးအမဆိုအမတို့ဒီပြိုင်ပွဲလုပ်တဲ့ချိန်မှာဆိုရင်လည်းအဲ့တိုင်းအမကို Asian ကန်ဆိုတကယ်တမ်းသူတို့က nominate လုပ်ပေးရမယ့်ဟာကိုသူတို့က fail ဖြစ်တာမကြောက်တဲ့အပြင်အမကသူတို့ရန်သွားဖြစ်တာ email drop လုပ်တယ်ဒါဘာဖြစ်လို့မလုပ်ပေးရလဲငါတို့မြန်မာဘာလို့အဲ့လိုမျိုးနည်းနဲ့အမကိုရဲ့ရမယ့်ရသိရထိုက်တဲ့အခွင့်အရေးမျှတတာဆိုရင်အမ aggressive လုပ်နိုင်တဲ့မိန်းမတွေမှာပါတယ်ဆိုတော့အဲ့ဒါကအမရဲ့ one of the strength ဖြစ်တယ်ဆိုတော့အဲ့ဒီမှာအမသုံးလို့ရတယ်နောက်တစ်ခုကကြတော့ဦးကပြော confident ပေါ့နော်အမအမြဲတမ်းလုပ်တဲ့အလုပ်ကဘာလဲဆိုတော့
အကောင်းဆုံးလုပ်နေရဖြစ်တဲ့အတွက်အမ never regard ရှိတယ်မလုပ်ခင်မှာတေချာစဉ်းစားရတယ်ဆိုအဲ့ဒီကြောင်သွားတာဖြစ်တဲ့အတွက်အမရဲ့ confidence ကတချို့အရာတွေကိုပြဿနာလို့မခင်မထင်တော့ဘဲနဲ့ပျောက်သွားတယ်ပေါ့ဆိုတော့အမထင်တယ်ဒါအမရဲ့နှစ်ချက်ကအမရဲ့ဒီ award အတွက်ကိုတွန်းတင်သွားတယ်လို့ယုံကြည်တယ် plus အမရဲ့ team ပေါ့ဆိုတော့ဒီလက်ရှိအမဆိုအမတို့ video ရိုက်ကားရရှိတယ် content တင်ပေးရရှိတယ် competition ပြန်ရတဲ့ဟာမျိုးတွေရှိတယ်ဆိုသူတို့ယုံတယ်ဒီမိမကိုသူတို့ယုံတယ်ဖြစ်တဲ့အတွက်တချို့အရာတွေအမတို့ငွေပေးဝယ်လို့မရယာတုနဲ့ဝယ်လို့မရသူတို့ရဲ့စိတ်ထဲကလှုပ်ပေးချင်မှလှုပ်ပေးလို့ရတဲ့ဟာမျိုးဆိုတော့ဒါတွေအတွက်ကအမထင်တယ်ဒါအမတို့အကုန်ပေါင်းလို့စုံလို့ရသွားတာဆိုတော့ဒီနှစ်လိုမျိုးဆိုရင်အမတို့ပြိုင်ပွဲတွေမှာဆိုအမတို့ပြန်လှုပ်ပေးနိုင်တယ်ဆိုတော့အမရဲ့အဓိကအမ South Asia နဲ့မှာပတ်သက်ပြီးအမအများကြီးလှုပ်ပေးတဲ့လူငယ်တွေပေါ့နော်အမတို့လိုမျိုးအမတို့မြန်မာနိုင်ငံလိုမျိုးတခြားလာအိုတို့အင်ဒိုနီးရှားတို့မှာလည်းရပုံသီးအများကြီးရှိနိုင်တယ်သူတို့တွေလည်းအမတို့အခွင့်အရေးရစေချင်တယ်ဆိုတော့ဒါအမရဲ့အမြင်အမလူတွေကိုချစ်တာအမရဲ့strength ဖြစ်နိုင်တယ်တူပါတယ်ရှင်အမရဲ့ strength အမရဲ့ဒါလုံးဝအောင်မြင်မှုပေါ့အနောက်ကနေဒီမိသားစုရဲ့ culture နဲ့မိသားစုရဲ့ယုံကြည်မှုတွေကဘယ်လောက်တောင်မှ impact ဖြစ်လဲအမကိုဒီလိုမျိုးဖြစ်လာဖို့အတွက်မိသားစုလည်းအများကြီးပါတယ်ပေါ့နော်ဆိုတော့ဒီကတော့အမရဲ့ role model အမရဲ့အဖေပေါ့နော်ဆိုတော့အမအဖေကိုရန် inspire ဖြစ်တယ်ပြီးတော့သူကအဲ့လို talent ရှိတယ်လို့ယုံကြည်ရပေါ့နော်ဆိုတော့တကယ်လို့ဒါအမအဖေကအသက်ရှိရှိနဲ့အမနဲ့အမအဖေကအမဒီတက်ကတူစတက်ပြီးဒုတိယနှစ်မှာဆုံးသွားတာဆိုတော့လေသူကအမနဲ့ထပ်ပြီးတော့အတူတူရှိနိုင်မယ်ဆိုအမဒီထက်ပိုstrong ဖြစ်တဲ့ woman မျိုးဖြစ်လာမလားတော့မသိဘူးပေါ့နော်ဆိုတော့ तू ကအဓိကအမကိုတင်ပေးတဲ့အချက်ကနှစ်ခုရှိတယ်တစ်ခုကဘာလဲဆိုတော့honesty the best policy ပေါ့ဆိုတော့အမတို့ရဲ့အဲ့စကားလေးကိုအမအမြဲတမ်းထင်တာတယ်အမစင်းရဲရင်တော့ပြောင်ပြောင်စင်းရဲမယ်ပေါ့နော်ဆိုတော့အဲ့ဒီစကားလေးကို तू အမြဲတမ်းစဉ်းစားရဖြစ်တယ်အဲ့တော့မဟုတ်တဲ့အလုပ်ကို तू အဲ့ဒီဟိုမပေးထားဘူးပေါ့နော်အမတို့ကိုလို့ right decision ဖြစ်တဲ့ဟာမျိုး तू တင်ပေးတယ်ပြီးတော့အချစ်ကိုပြပြီးတခုခု तू သူများကိုပေးတဲ့အချစ်ကိုအမတို့ဟိုးရုံးနဲ့တင်တယ်ဆိုတော့အဲ့ဒီဟာလေးကကောင်းတဲ့အချက်ထဲမှာပါတယ်ဆိုတော့တခုခုဆို transferring လုပ်ပေးခြင်းနဲ့ကိုသိတဲ့ဟာလေးသူများကိုပြပေးခြင်းနဲ့ဒါပေမဲ့အဲ့ဒီမှာဘာပြန်ပြီး control လုပ်ဆို volunteer လုပ်ခိုင်းတယ်ဘာလို့အမတို့ဒီ Christian Bible မှာဆိုပါတဲ့အတိုင်းပဲအမတခုခု volunteer လုပ်ပေးဖို့လိုအပ်တယ်ဒီ force လုပ်တာမဟုတ်ဘူးเนาะအမတို့ဒီ Asia မှာကျတော့ force လုပ်တာအရင်ချစ်လို့ငါသမီးလေးကိုဖြစ်စေချင်တာငါတူလေးကိုဖြစ်စေချင်တာဆို force သွားလို့တဲ့ခါကျတော့အခုနပြောတဲ့လိုချင်တဲ့ဟာနဲ့ပေးတဲ့ဟာနဲ့ engage မဖြစ်ပြန်ထွက်တယ်ဆိုတော့အမအတွက်ကံကောင်းတဲ့အချက်လေးကအဲ့ဒီချက်ဖြစ်မယ်အမက volunteer ပေးလိုက်တယ်သူတို့ကြိုက်ကြိုက်မကြိုက်ကြမယ် as long as အမ transfer လုပ်လိုက်တယ်ဆိုတော့ဒါလေးကအမထင်တယ်အမရဲ့ဟို role model အဖေသင်ပေးခဲ့တဲ့အချက်လေးဖြစ်မယ်ပြီးတဲ့အခါကျအမတို့ live ကတင်သွားတာပေါ့နော်ဆိုတော့အမတို့ live မှာဆိုရင်အများကြီးတွန်းတိုက်တွေခံကြရတယ်အများကြီးရှိကြတယ်ဆိုတော့အဲ့ဒီဟာတွေကလည်းအမတို့ strong ဖြစ်လာနိုင်တဲ့အမျိုးသမီးဖြစ်ဖို့လို့ရည်ရွယ်တယ်ဆိုတော့အဲ့ဒါတွေအကုန်လုံးကအဲ့တုန်းကတော့ခက်ခဲကောင်းခက်ခဲလိမ့်မယ်အမျိုးသမီးမို့လို့ဒီ position မပေးတာတို့သိရမလားမြန်မာနိုင်ငံသားမို့ဒါမရတာဆိုတဲ့ဟာမျိုးတွေအမတို့အများကြီးခံခဲ့ရတယ်very simply ပြောမယ်ဆို Oman လိုနိုင်ငံမျိုးဆိုရင်တော့ Omanization ရှိတာဖြစ်တဲ့အတွက်အခုမှတက္ကသိုလ်ပြီးတဲ့ကလေးတွေကတန်းပြီးရဒုတိယနှစ်ကိုနောက်ဆုံးနှစ်ရောက်ပြီဆိုရင် hotel တစ်ခုရဲ့တစ်နှစ်လုံးကိုသူက4လစီပတ်တက်ကြတယ်ပြီးရင်သူက hotel ရဲ့ဒုတိယအကြီးဆုံး EM ကိုပေးလိုက်တာကိုရီတကယ်ဘယ်လောက်တော်မရဘူးဆိုတဲ့ဟာမျိုးတချို့အရာတွေကအမတို့တိုက်တိုင်းလည်းမရဘူးဆိုတော့အမတို့မှာနှစ်ချက်ရှိတယ် lag လားဒါမှမဟုတ်ဆိုရင်အမတို့ကအခုနပြောတဲ့ hard work လားဆိုတော့တချို့အရာတွေက lucky ကောင်းမှရတယ်တချို့အရာတွေကအမတို့ hard work လုပ်မှရတယ်ဆိုတော့အဲ့နှစ်ခုအမတို့ balance လုပ်ဖို့လိုအပ်တယ်ဆိုတော့အဲ့တခါကြရင်ဘလောက်ပဲစူးစမ်းရင်မရဘူးဆိုရင် lag မပါသေးဘူးခဏဆောင်လိုက် lag ပါသွားရင်လည်းအရင် hard work လုပ်ဆရာလို့ guts ဝင်သွားတဲ့ဟာမျိုးရှိတော့အဲ့တော့ဟိုတချို့အရာတွေ fail ဖြစ်တယ်ဆိုအမဒီကနေအားပေးစကားပြောလိုက်ချင်ကံမကောင်းသေးလို့ခဏဆောင်ပါဘောနော်ကံမကောင်းဆိုတာလည်းကိုယ့်ရဲ့အလုပ်နဲ့မူတည်တာပေါ့နော်ဆိုတော့အဲ့တော့တချို့အရာတွေကခံနဲ့ plus ကိုယ့်ရဲ့လုပ်အားနဲ့ပြန်သွားပြီးပေါင်းတဲ့ဟာတွေဖြစ်ပါတယ်ရှင်ဟုတ်ဟန်နီတို့ဒါ audience ကမိကွန်းလေးတွေပေါ့နော်အမအောင်မေးချင်တဲ့မိကွန်းလေးက interview သွားဖြေတဲ့အခါမှာတဲ့ first impression ကောင်းမွန်အောင်လို့ဘယ်လိုလေးတွေပြင်ဆင်သင့်လဲတဲ့ဒါတော့များမေးလေးမေးထားရှိနေတဲ့အရာပေါ့နံပါတ်1ကကြတော့အမတို့က interview သွားဖြေတယ်ပေါ့နော်ဆိုတော့ဖြေတယ်ဆိုရင်နံပါတ်1ကတော့အမတို့အချိန် management ကိုလုပ်ဖို့လိုအပ်တယ်အချိန်နဲ့လေးစောစောလေးသွားပေါ့လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားအရကားချက်တဲ့မိုးရွာတဲ့ something ပေါ့ဆိုတော့အဲဒီကတော့15မိနစ်လောက်ကြိုရောက်ထားဖို့ရေးကြည့်တယ်ဆိုတော့အရေးကြီးဆုံးအချက်က interview မှာဘာကို prepare လုပ်ဖို့လိုအပ်တယ်ပေါ့နော်ကိုသွားဖြေမယ် interview မှာclear ဖြစ်ဖို့လိုအပ်တယ်မေးခွန်းမေးတဲ့အခါကိုသိရင်သိတယ်မသိရင်မသိဘူးဝိတ်လေပြောနေရတဲ့ဆိုင်ပေါ့နော်အဲ့လိုမျိုးအမတို့ clear ပြောဖို့လိုအပ်တာရှိတယ်နောက်တစ်ခုကကြတော့ interview သွားတဲ့အချိန်မှာကိုဝတ်ထားတဲ့ကိုရဲ့ presentable အဝတ်ကတက်တောင့်တက်တာလေးဖြစ်ဖို့လိုအပ်တယ်တခါကျအမတို့အကောင်းဆုံးနေအမိုက်စားတွေထုတ်ဝတ်သွားပြီမယ်တခါကျကိုရဲ့တက်တောင့်တက်တာမဖြစ်တဲ့အခါကျအမ confident ရော့တတ်တယ်ပေါ့နော်ဆိုတော့အဓိကတော့အမကဟိုသွားတဲ့အချိန်မှာကိုတခုခုတည်သွားတဲ့ဟာမျိုးဖြစ်စေချင်တယ်တခုခုတည်သွားတယ်ဆိုတော့ကိုကဘာ idea တွေတည်လာတယ်ကိုဒီ position ကိုရှောက်တော့မယ်ဆိုရင် can you bring the table something ဘာ table ကို bring လောက်လာပြီးတယ်ဆိုတဲ့ဟာကိုတော်တော်များများ interview ကလိုချင်ကြတာများတယ်ဆိုတော့အဓိကကိုက interview သွားရမယ်ဆိုကြိုပြင်ရမယ့်ဟာက company ရဲ့အကြောင်းသိထားဖို့လိုအပ်တယ်ကိုရဲ့ position မှာကိုဘာတွေလုပ်ပေးရမယ်ကိုရဲ့ strength ကိုပြောပြဖို့လိုအပ်တယ်ကိုဘယ်အချက်လေးတွေဆိုရင်ကိုကောင်းကောင်းလေးလုပ်ပေးနိုင်မယ်ဆိုတဲ့ဟာမျိုးဘယ်လိုအရာမျိုးတွေဆိုရင်ကို land နဲ့လုပ်နေရဆိုတဲ့အရာမျိုးလေးကို highlight အနေနဲ့ပြောပေးတယ်ဆိုရင်တော့ကျင်းတည်ပါတယ်အဲ့ဒီကလေးကတော့အလုပ်ရဖို့များပါတယ်ရှင်ဟုတ်နောက်တစ်ခုကတော့ဒါအလုပ်နောက်တစ်ခုပြောင်းမှာပေါ့နော်အလုပ်နောက်တစ်ခုပြောင်းဖို့အတွက်အရင်အလုပ်ကနေထွက်တာမျိုးဒီ transition ကာလပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာဆိုလို့ရှိရင်မီးတဲ့မိခွန်းကဒီ
ဘာလို့ထွက်လိုက်တာလဲဘာလို့ဒီနောက်တစ်ခုကိုပြန်ပြီးတော့လာဖြေရတာလဲဆိုလို့ရှင်ဘယ်လိုမျိုးဖြေတဲ့နဲ့ဒီမှာဆက်ပြီးတော့အကြံဉာဏ်ပေးရမယ်ဆိုရင်တော့အမားတို့ဒီ career ကို grow up လုပ်ကြတာဖြစ်တဲ့အတွက်ကိုထွက်တဲ့ company ဘယ်တော့မှမကောင်းပြောဘူးပေါ့နော်ဆိုတော့အဓိကကဘာလဲဆိုတော့ကိုကနောက်ထပ်တစ်ခုကိုတက်ကမှာဖြစ်တဲ့ maybe ကိုက subject ကြိုက်တဲ့ဟာမျိုးဖြစ်ကောင်းဖြစ်မယ်ကိုရဲ့ business model ပေါ့နော်ကိုသူနောက်ထပ် organization ရဲ့ဒီ business ကိုကြိုက်တာဖြစ်ကောင်းဖြစ်မယ်အဲ့ဒါမျိုးဆိုတော့အဓိက number 1ကကျတော့လှလှလေးထွက်စေချင်တယ်ပေါ့နော်ဒီမှာရှိတဲ့သူကိုလေကိုက appreciate လုပ်တဲ့ way နဲ့ဟိုဘက်ကိုထွက်သွားတဲ့အခါကျရင်လေကို stay support ဖြစ်ပါမယ်ဆိုတဲ့ way လေးလုပ်ဖို့လိုအပ်တာပေါ့နော်ဆိုတော့အမြဲတမ်းဒါက value ဖြစ်တယ်အဲ့တော့ candidate တယောက်ကတခါဆက်သွယ်လိုက်တာနဲ့အဲ့ဒီ candidate ကသူဘလောက်ပဲအလုပ်တွေပြောင်းသွားဒီအမြဲတမ်းကောင်းလေးပြောတယ်ဆိုတဲ့ဟာ client တွေအမြဲ recognize ဖြစ်တယ် maybe mostly sale တွေပေါ့နော်ဆိုတော့အမှဒီ company မှာလုပ်ပြီးနောက်ထပ် company တစ်ခုပြောင်းသွားလဲပထမ company ရဲ့ content ကသူ့မှာပါသွားတာကိုပါသွားခဲ့တယ်ဆိုရင်တော့လှမ်းဆက်သွယ်တယ်ဆိုရင်တော့ကောင်းလေးပြန်ပြောပေးတယ်အကိုကြီးဒီ company မှာဒီအမတော့ပြောင်းသွားတယ်ဒီလိုတော့ရှိပါသေးတယ်ဒီလိုလေးလွှဲပေးလိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အမြဲတမ်းကိုကဘာလုပ်ဖို့လိုအပ်တာလဲဆိုတော့အလုပ်ပြောင်းတဲ့ transition ကာလတိုင်းမှာကိုကလက်ရှိနေတဲ့ကိုယ့်ရဲ့ job ကိုလည်းကိုကောင်းလေး clean လုပ်ပေးပြီးတော့ proper handover ပေးခဲ့ပါဟိုဘက်ရောက်တော့မဲ့ company မှာဆိုရင်လည်းကိုဒီ prepare ကြိုလုပ်လာပဲဆိုတဲ့အချိန်လေးကိုနည်းနည်းပို့ယူဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့တော့မှကိုဒီသူ့ company တွေကိုကောင်းလေး print လုပ်ပေးလာတယ်လို့တစ်ဖက်မှာလည်းကိုယ့်ရဲ့ handover ဖြစ်တဲ့အတွက်နှစ်ဖက်လုံးကကြည့်လိုက်တဲ့နဲ့ဘယ် company ကပဲရှိဒီလိုအမြဲတမ်းကြည့်ကျင်တယ်ပြန်ပြီးတော့ခေါ်ကျင်တယ်ဆိုတဲ့ပုံမျိုးလေးဖြစ်အောင်လို့စူးစမ်းဖို့လိုအပ်တယ်ရှင်ဟုတ်ကဲ့ဒါဆိုရင် transition ကာလမှာဆိုလို့ရှိရင်ထွက်လိုက်တယ်ဒါပေမဲ့100% ကြီးလစ်လီရှုစရာမလိုဘူးပြီးလို့ရှိရင်ကိုထွက်လိုက်တယ်ဆိုတာလေအကြောင်းရင်းမျိုးမျိုးကြောင့်ရှိလိုက်တယ်ဆိုရင်လည်းဒါ career grow up ဖြစ်ဖို့အတွက်လုပ်လိုက်တယ်ဆိုတာကိုနောက်ထပ်လုပ်ငန်းရှင်အသစ်ဝင်မဲ့သူကိုကြိုပြီးတော့တိဖို့လိုတာပေါ့နော်ဟုတ်ကဲ့ရှင်ဟုတ်နောက်ထပ်မိကွန်းကတော့ဒါနောက်ဆုံးမိကွန်းလေးပေါ့နော်3-4ခုပေါ့ဆိုတော့အမအနေနဲ့ဒီလုပ်ငန်းခွင်မှာပေါ့နော်အမဖြတ်တန်းလာတဲ့ journey ပေါ့နော်ခီးလန်းကိုရုပ်ရှင်ဇာတ်ကားတကားလို့အမပြန်ပြီးတော့မြင်ကြည့်မယ်ဆိုရင်အဲ့ရုပ်ရှင်ကားလေးရဲ့နာမည်ကဘာများဖြစ်မလဲအမထင်တယ်ကျမနဲ့အလုံးပေါ့ဆိုတော့အဓိကကဘာလဲဆိုတော့အမရဲ့ live တစ်ခုလုံးမှာအမဒီ decision ဖြစ်ကြတဲ့ဟာမှာကိုယ်တိုင်ဖြစ်ကြတာများတယ်မိသားစုကကြောင့်အမကို everything က depend ပေါ့နော်ဆိုတော့အမကိုစိတ်ကိုလှုပ်ခွင့်ပေးတာဖြစ်တဲ့အခါကျတော့အမရဲ့ journey ကိုပြန်jigလိုက်တဲ့ဆိုရင်အမတို့ဟိုက try show ကိုပြန်jigလိုက်လို့ရတယ် try show ဆိုတဲ့ဟာက one of the Bangladesh movie လေးဖြစ်တယ်ဒီသမီးလေးကသူ့ရဲ့အိမ်ကိုသူက support လုပ်ပေးခြင်းတယ်ပေါ့လုပ်ပေးခြင်းတဲ့အခါကျတော့သူကိုယ်တိုင်ကအမျိုးသမီးပဲမဲ့သူအမျိုးသားလို့ transforming လုပ်ပေးပြီးတော့ခါကျတကယ်ကို try show လို့ခေါ်တဲ့ cycle နဲ့ဟာနဲ့သူ့ရဲ့ life ကိုသူ passion ရှိတဲ့ဟာသူ painting ပေါ့နော်ဆိုတော့အမကဘာလို့ရှိရဆိုအမရဲ့ဖြစ်ချင်တဲ့ဟာအမ business woman ဖြစ်ချင်ခဲ့တယ်ဒါပေမဲ့အမရဲ့မိသားစုက career ဘာလုပ်ခင်းလဲဆိုတော့အမကို lifestyle ရိုးလေးပဲသွားစီချင်တယ်ကြောင်းတက်မဟာပြီးတဲ့ဘွဲရတဲ့ယောက်ျားယူကလေးမွေးအိမ်မာနေ something ဒါသူတို့ရဲ့မြင်ထားတဲ့သူတို့ရဲ့ type ပေါ့နော်ဆိုတော့အဓိကအမကဘာကိုစလုပ်ကြဆိုအမရဲ့ life တစ်ခုလုံးပြောရမယ်ဆိုအမအကုန်လုံး against လုပ်ကြတာလိုချင်တာအကုန်လုံး against လုပ်ကြတယ် for example အမရဲ့ culture ရဆိုရင်အမတို့ပေါင်ကွဲတွေပါသူမကြိုက် I like it ဟုတ်တယ်မလားသူက religion မကြိုက်တာ religion တမမကြိုက်တာငါကြိုက်တာလေ okay so something အဲ့လိုအမြဲတမ်းကိုကတစ်ခုခုအမလိုချင်တာဆိုအမအမြဲတမ်းတိုက်ယူရတယ်မှာပါတယ်အတွက်အမကလွယ်ကူကူနဲ့ပဲအရာမှရခဲ့တာကျမတို့မှမပါဘူးဆိုတော့တခုခုအမအဲ့အတွက်ကိုလည်းအမြဲတမ်း proud ဖြစ်တယ်လွယ်ကူကူနဲ့ရခဲ့အမတန်ဖိုးထားမှာမဟုတ်ဘူးတခုခုကိုတိုက်ယူရတာဖြစ်တဲ့အတွက်အဲ့ဒီရဲ့ pain တွေအကုန်လုံးအဲ့ဒီရဲ့ success တွေအကုန်လုံးချိုးမြင်တယ်ဆိုတော့အဲ့ဒီဟာအမရဲ့ life လို့ပြောလို့ရတယ်ဆိုတော့ကျမနဲ့အလုံးပေါ့နော်ဆိုတော့အဲ့ဒီဟာလေးနဲ့ပြောလို့ရပါတယ်ရှင်ဟုတ်ကဲ့အရန်ကိုကောင်းတဲ့ဇက်ကားလေးပေါ့နော်ဒါအနီတို့လည်းရုပ်ရှင်ဇက်ကားလေးတခါကြည့်ချင်ပါတယ်ပြီးတော့ကအမကိုစကလုံး၃လုံးနဲ့ကိုဖော်ပြမယ်ဆိုရင်စကလုံး၃လုံးကဘာဖြစ်မလဲအမကို3ခုနဲ့ဆိုရင်တစ်ခုကကျတော့ empower ပေါ့နော်တချို့တော်များများအမကိုမြင် empower ရတယ်ပြီးတဲ့အခါကျ energetic ဖြစ်တယ်လို့ပြောတယ်ဟိုအများနဲ့ဟို energy ပေးတယ်ပေါ့တရားကို transforming ပေးတယ်လို့ပြောတယ်တတိယတစ်ခုကအမက very familiar ဖြစ်တယ်အရင် friendly ဖြစ်တယ်ပေါ့နော်လူတိုင်းကအမအရင် friendly ဖြစ်အောင်လုပ်ပေးနေနိုင်တယ်ဆိုတော့အဲ့ဒီ3ခုကတော့အမနဲ့ပိုကြိုက်တယ်လို့ထင်ပါတယ်ဟုတ်ကဲ့မှာဟုတ်ပြီးတော့တကယ်လို့အမအသက်18နှစ်ကိုအမပြန်သွားရမယ်ဆိုရင်အသက်18နှစ်အမကိုပြန်ပြောချင်တဲ့စကားလေးတွေဘာဖြစ်မလဲမှာအမမအဲ့လိုတော့မရှိဘူးအဲ့တော့16နှစ်မှာတော့ငါဘာကိုပြန်ပြောရမလဲဆိုတော့ဒေါသအရင်မထွက်ပါနဲ့ပေါ့နော်ဆိုတော့အမအရင် aggressive ဖြစ်တဲ့မိန်းမတွေမှာပါတယ်ကိုမှန်ရင် response လုပ်တယ်လည်းမှာပါတယ်ဆိုတော့ဘာကိုပို့ပြီးကောင်းလာလဲဆိုတော့အမရဲ့ mentor အမအရင် appreciate လုပ်တယ်အမအသက်18တုန်းကဆိုရင် foreigner ပေါ့အမရဲ့ဟိုပေါ့ boss ကိုအမဖန်ခွက်နဲ့ရွေးကောက်ပေါက်တာသူပြောတာမှားတယ်ဆိုပြီးအဲ့လောက်ထိ aggressive ဖြစ်တဲ့ဟာပေါ့ဆိုတော့ young blood ဖြစ်တဲ့အတွက်လောက်တာမှန်တယ်ဆိုတဲ့ဟာအရင်လောက်တယ်ဆိုတော့အသက်အရွယ်ပိုင်းခြားရှိလာတဲ့အခါကျတော့ဘာလို့လဲဆိုတော့လေကြိုက်ကြိုက်မကြိုက်ကြိုက်ကိုမကြိုက်ဘူးပြောနေလေပြုံးတက်လာတယ်အဲ့ဒါအမတို့ရဲ့ maturity ကိုပြန်ပြတာပေါ့နော်ဆိုတော့16နှစ်တုန်းကမျက်နှာကိုပြန်ပြောရမယ်ဆိုရင်တော့အရင်ဒေါသမထွက်နဲ့ဒါ normal ပဲဆိုတဲ့ဟာလေးပဲပြန်ပြောလိုက်ချင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုရင်အမဘွားမှာကင်ထားတဲ့အမဘွားမှာအများနဲ့လက်ကင်ထားတဲ့ဆောင်ဖို့ကဘာလေးဖြစ်အမလက်ကင်ဆောင်ဖို့လေးကဘာဖြစ်တာလဲဆိုတော့
ကဘာကြီးကနင်းကိုနေရာပေးဖို့ဒီမဆောင်ပါနဲ့ငါဘက်ကငါစပြီးနေရာစဖြာတယ်ဆိုတော့အဓိကအမြဲတမ်းအမကဟိုအားလုံး ready ဖြစ်အောင်ထိအားလုံး ready ဖြစ်အောင်လုပ်ပြီးမှစောင့်နေတဲ့နေရာမှာအမမပါဘူးအမခြေအမလက်နဲ့စပြီးအဲ့ဒီကဘာကိုစတည်ချင်တာဒါအမရဲ့ theory ပါအရန်မိုက်တယ်နော်အဲ့စကားလေးတော့နေအရန်ကြိုက်သွားပြီဆိုတော့နောက်ဆုံးပိတ်အိတ်နဲ့လေပေါ့နော်နောက်ဆုံးတစ်ခုကတကယ်လို့အမမှာအသက်တရက်ပဲတက်ရှင်ရတော့မယ်ဆိုလို့ရှိရင်နောက်ဆုံးလုပ်သွားမယ်အရာ3ခုကဘာများဖြစ်မလဲနံပါတ်1ကကြတော့ကျွန်မမလုပ်ခဲ့တဲ့အရာတွေပေါ့ဥမာကျွန်မဖတ်တဲ့ချစ်တဲ့လူတွေအကုန်လိုက်ဖတ်မယ်ပေါ့နော်ဥမာအဲ့ဒါတွေအကုန်လုံးကအမဟို just for say hello ပေါ့ second ကကြတော့အမလူငယ်တွေအတွက်ကိုပြောချင်တဲ့ဟာကတခုပဲနင်တို့ရဲ့ပြဿနာဘာမှမဟုတ်သေးဘူးငါလိုပဲစူးစမ်းအောင်ဖြစ်အောင်ပါဆိုတဲ့ဟာမျိုးအမ message တခုသူတို့လူငယ်တွေပြောလိုက်ချင်တယ်တတိယတစ်ခုကတော့အမ letter လေးတစ်ခုထားပေးခဲ့ချင်တယ်အဲ့ letter ကဘာဖြစ်လာနိုင်မလဲဆိုတော့လူတိုင်းက pain လို့ခံစားရတယ်ဘာလို့ကိုတိုင်းက pain လို့ပြောပေမဲ့ဒါပေမဲ့သူများကို pain ကိုအော်ငါကအရင်မနာသေးဘူး तू ကပိုနာတာလားဆိုတော့ story လေးသူတို့ခြံထားခဲ့ပြီးတော့သူတို့ဘလောက်ပဲ pain ဖြစ်ပါစေသူတို့ထက် pain ဖြစ်နေတဲ့လူရှိသေးတာဖြစ်တဲ့အတွက် just relax you can do that ပေါ့ဆိုတော့အဲ့ဒီဟာလေးပဲအမပေးခဲ့မှာဆိုတော့အဲ့3ခုပဲပါပဲရှင်ဟုတ်တကယ် inspire ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒါကိုနဲ့အလိုက်ဖက်ဆုံးအလုပ်ကိုဘယ်လိုရှာဖွေရမလဲဆိုတဲ့ခေါင်းစဉ်အောင်မှာအမနဲ့ဆွေးနွေးခဲ့တယ်ပြီးရင်အဲ့မှာ personal insights ပေါ့နော်အမအနေနဲ့လဲအခုချိန်မှာအမအတွက်တကယ်ကိုလိုက်ဖက်တဲ့အမတကယ်ပဲအမရဲ့ character နဲ့လိုက်ဖက်တဲ့အလုပ်ကိုလုပ်နေရဆိုတကယ်အနီတို့အနေနဲ့ဒီ podcast တွေကိုနားထောင်ပြီးတော့အများကြီးဒါ inspire ဖြစ်ရတယ် knowledge တွေရတယ်ပြီးလို့ရှိရင် transformative ပေါ့နော်အခုနားထောင်နေတဲ့သူတွေအနေနဲ့လည်းကိုယ့်ရဲ့ career မှာလုံးဝ transform လုပ်နိုင်တဲ့အထီကိုအကြံကောင်းနေရမယ်လို့ဟန်ဒီမျှော်လင့်နေဟန်ဒီကိုယ်တိုင်လည်းအမနဲ့အတူတူဒါစကားအကြာကြီးပေါ့နော်အရင်တော့ပြောဘူးတယ်ဒါပေမဲ့အခုလိုမေးခွန်းလေးနဲ့တေချာမေးတဲ့အခါမှာဆိုလို့ရှိရင်အမစီကနေဟို empower ရစရာတွေအများကြီးရတယ်ပေါ့နော်အခုလိုဟန်ဒီမေးသမျှမေးခွန်းပေါင်းများစွာပေါ့နော်စိတ်ရှိလက်ရှိနဲ့ဖြေကြပေးတဲ့အမကိုကျေးဇူးတင်ရှိပါတယ်ဆိုတော့အခုကြည့်နေတဲ့သူတွေဆိုလို့ရှိရင်လည်းဒါ My Job မြန်မာရဲ့ဒါ chairman ဖြစ်သူမမြတ်တနာဦးရဲ့ပြောတဲ့စကားတွေဒါ advice တွေကိုနားထောင်ပြီးတော့အများကြီး knowledge တွေ insights တွေ career နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝေမျှနေတာကိုနားထောင်ပြီးတော့အများကြီးကိုယ့်ရဲ့လုပ်ငန်းခွင်မှာအကျိုးရှိနဲ့အသုံးချနေလိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့အခုလိုကြည့်နေတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဝေမျှ podcast အစီအစဉ်မှာဆိုလို့ရှိရင်လည်းဒါဒီလိုမျိုးပဲဒါ business woman တွေ inspire ဖြစ်စရာဒါ leaders တွေကိုနေလို့ဖိတ်ခေါ်ပြီးတော့ဆက်ပြီးတော့တောင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေမျှ podcast တွေကိုစောင့်ကြည့်လိုက်ပါအောင်လို့ပြောချင်ပါတယ်အားလုံးကတတာတော့အမတို့အခုအထူးစီစဉ်ထားတဲ့လက်ဆောင်ဖြစ်ပါတယ် thank you တော့ဒါဟုတ် Viva Kids မြန်မာအိတ်လေးပေါ့နော်အမနဲ့တကယ်ကိုလိုက်ဖက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါတော့ Oppo ဘက်ကပြီးတဲ့လက်ဆောင်ဖြစ်ပါတယ်ကျေးဇူးပါ